now in Him I find my rest. Without you I'll fall apart. You're the one that guides my heart. Lord, I need you. Oh, I need you. Every hour need you. My one defense, my righteousness. Oh God, how I need you. Your sins runs deep, your grace is more. The grace is found is where you are. Where you are, Lord, I am free. Holiness is Christ in me. Lord, I need you. Oh, I need you. Every hour need you. My one defense, my righteousness. Oh God, how I need you. Teach my son to rise to you. When temptation comes my way, when I cannot stand, I fall on you. Jesus, you're my hope and stay. Oh, I need you. Every hour need you. My one defense, my righteousness. Oh God, how I need you. You're my one defense, my righteousness. Oh God, how I need you. My one defense, my righteousness. Oh God, how I need you. 有时候偏显高你被我累。လုံငွေကောက်ခံနေစမှာချီးမွမ်းသွားတဲ့ဆရာမျိုးဖျက်ရှင်ကောင်းကြီးပေးပါစေကျွန်တော်ဖျားเจ้าကအတန်နဲ့တူနေနော်ကွန်မြူနတီကိုဖျက်ရှင်တိုင်းကောင်းကြီးပေးပါစေဒီချိန်မှာတော့ကျွန်တော်တို့နောက်နှစ်မှာပြန်ကြားတော့မှာဖြစ်နောက်နှစ်တောင်မှ2018မဟုတ်2019ရှားမုံကြီးကိုမောင်တော့2019ပြန်လာဖို့အတွက်2017တဲ့ပြင်ဆင်ဖို့ကျွန်တော်ပြောချင်တယ်ကျွန်တော်ပြမယ်တလောက်မြန်မာငွေ1000ဆိုပါမဟုတ်တလောက်1000ပဲဖယ်အောင်တလောက်1000ပဲဖယ်အောင်မြန်မာငွေ1000ပဲဖယ်အောင်တစ်နှစ်ဆိုဘယ်လောက်ဖြစ်သွားရင်လဲဟမ်သိန်းတော့နှစ်နှစ်ဆိုရင်ဟုတ်တယ်ကျွန်တော်တည်တယ်တတ်ဆန်းတာလက်သိလေးလားပြောပြချင်တာညီကောင်မောင်မတို့တိုင်းလေးပဲပြစ်ထားတဲ့ GMYC ဆိုတော့ box လေးထည့်ပြီးတရားနဲ့ပြစ်ထားပြန်ကောက်ကြည့်တစ်နှစ်မှာနောက်တစ်နှစ်ပြန်ကြည့်လိုက်ကျွန်တော်ပြောချင်တဲ့ညီကောင်မောင်မတို့နောက်နှစ်တည်းမှာကျွန်တော်တာ၍ဘုရားခင်ကြီးတော်မူအဓိကရည်ရွယ်ချက်ကကျွန်တော်လူငယ်တွေဘုရားเจ้าကပြင်းစရာဖြစ်နေတာ
ကျွန်တော်မဖြစ်စေချင်ဘူးဖះเจ้าကသူတို့အတွက်ပြင်းစရာကြီးဖះเจ้าလို့ပြောလိုက်တယ်အမေပဲသွားပါဆိုတဲ့လူငယ်တွေအဖေပဲသွားလဲပါကျွန်တော်ကားလိုက်မောင်းဖို့ပေးမယ်ကားပါကင်မှာစောင့်နေမယ်အဖေတို့ဖះเจ้าပြီးပြန်ဆင်းလာခဲ့တော့ဆိုတဲ့လူငယ်တွေဒီခေတ်မှာမရှိစေရတော့ night club မှာပဲပျော်ပြီးတော့ဖះเจ้าမှာမပျော်တဲ့လူငယ်တွေကျွန်တော် generation ဒီ new ဘာလဲ chosen generation မှာမရှိစေရတော့ hallelujah ဒီ chosen generation က night club မှာမပျော်ဘူးကဖះမျက်မှောက်တော်မှာပျော်တဲ့သူတွေဖြစ်ရမယ်ကိုယ်ကွယ်တဲ့နေရာမှာပျော်တဲ့သူတွေဖြစ်ရမယ် hallelujah နှုတ်ကပတ်တော်မှာပျော်မွေ့တဲ့သူတွေဖြစ်ရမယ် hallelujah ဒါကြိုတင်ပြင်ဆင်ကြရအောင်အဲ့လိုပြောလို့လူငယ်လို့ပြောလာတဲ့အခါမှာကိုလူငယ်လို့တတ်မှတ်တဲ့သူတွေအကုန်လာလို့ရတယ်ဒါပေမဲ့တခုပဲကျွန်တော်တို့ခါနိုင်ရင်တော့ဆက်လာခါနိုင်ဆိုတာဒါတွေပဲလာမှာဘူးနေပဲလာမယ်ဆက်ချမှာပဲကျွန်တော်တို့ဘာဖြစ်လို့ချမှာလဲတက်လား forever young နေလေတို့တွေက forever young နေဘာလဲတိလားကျွန်တော်ဘာလို့ဒါတွေလုပ်လဲတိလားညီကောင်မောင်မတို့လူငယ်တွေအားလုံး night club ကနေကျွန်တော်ပြန်ခေါ်ချင်တယ်အဲ့ဒီ night club ဟာတွေကအတူတွေမူးပြီးတော့မှစေးတောက်ပြီးတော့မှခုန်နေတဲ့ဟာတွေဒီမှာဖျားနဲ့လာပျော်မွေ့စေချင်တယ်ကျွန်တော်ကဖျားခင်ကြီးတို့ချီးမွမ်းတဲ့လူငယ်တွေအများကြီးမနေညလွတ်မြောက်ခြင်းရတယ်လို့ကျွန်တော်ယုံကြည်တယ်ဟုတ်ပါသလားလူငယ်တွေအာမင်အာမင်အဲ့တန်တင်တို့အပြင်များစွာသောလူငယ်တွေဆက်ပြီးလွတ်မြောက်အောင်မယ်ဟာလေလုယာဖခင်အကြောင်းလေးနည်းနည်းသိပြီဆိုဆရာလုပ်ဖို့မစင်စားနဲ့ဒီခေတ်ကဖခင်အကြောင်းနည်းနည်းသိတယ်နဲ့တရားဟောဖို့မစင်စားနဲ့ညီကောင်မောင်မတော်တရားဟောဖို့မစင်စားနဲ့ဒီမှာကျွန်တော်ပြောမယ်တရားဟောကောင်းလို့ဖခင်သုံးတာမဟုတ်ဖခင်နဲ့ယဉ်နေတဲ့သူပဲဖခင်ကောင်းချီးပေးသွားတာဖခင်ချီးမြှောက်သွားတာယဉ်နေခြင်းကိုများတိဆောက်ကြဒါပဲဖခင်နဲ့ယဉ်နေတာကိုတိဆောက်ကြဒီ chosen generation ကဖခင်နဲ့ယဉ်နေသောသူတွေဖြစ်ရမယ်အာမင်ဖခင်နဲ့ယဉ်နေသောသူတွေဖြစ်ရမယ်အာမင်ဒီကိုလာတဲ့အခါမှာသင်တို့အမျက်ရလားအမျက်ရပါသလားရပါသလားအာမင်အာမင်အာမင်ကျွန်တော်တို့အဓိကဒီမှာအဓိကလောက်ရတဲ့ရည်ရွယ်ချက်ကတော့ဖခင်နဲ့လွတ်မြောက်သွားစေခြင်းနဲ့ဒါပဲဖခင်နဲ့ပျော်မွေ့သွားစေခြင်းနဲ့လူငယ်တွေ night club မှာရှိနေတဲ့စေးကြောက်တောင်းနေတဲ့အရက်တောင်းနေတဲ့ဒါတွေမကြားချင်တော့ဘူးဗျာမညီသောတဘိုးထမ်းသွားကြတယ်မကြားချင်တော့ဘူးဗျာဆုံးရှုံးတာကြာပြီဗျာနှစ်ပေါင်းများစွာဒီ generation မပါကြစို့နဲ့အာမင်လက်မထပ်ပဲနဲ့အိတ်ရှင်အမှုကိုယွန်ရှာတော်သူတွေဖြစ်ရအောင်ဒီနေ့ဆက်ရအာမင်ဟာလေလုယာအဲ့ဒါငါတို့နဲ့ဘာမှဆိုင်လို့ခံယူကြရအောင်ဟမ်ဟုတ်လားညီကောင်မောင်မတော်sex ဆိုတာဖျားထည့်ထားပေးတာပါ sex အဲ့ဒီ sex ကမကောင်းတာမဟုတ်ကောင်းတယ်ဒါပေမဲ့ဖျားရှိလူရှိမှလက်ထပ်ပြီးမှပေါင်းဖော်ခြင်းမင်္ဂလာအင်မတန်ကောင်းတာဒါမဲ့စာတန်ကအဲ့ဒါလှည့်စားပြီးလောကထဲမှာ just for fun man for fun come on baby let's go party come on no come on baby let's go party လှုပ်ရင်နဲ့ party ပွဲတွေများတော့ဘာဖြစ်သွားလဲ party နောက်လိုက်ရင်နောက်ဆုံးကိုပျက်စီးမတိမပျက်စီးယောဂတွေရတယ် Friday night တွေတွိုင်းနေတငယ်ချင်းတယောက်ကဒါတကယ်ဖြစ်တာသမီးလေးတယောက်သမီးလေးလာတတ်တဲ့ခါမှသိတာမြေကြီးဖြန့်ကြားပြောတယ်Come on baby let's go bar ရေးလဲဆွဲတာအမအဲ့သူများဆွဲတော့ तू ကမဆွဲတတ်ဘူးဖြစ်နေမဆွဲတတ်ဘူးလားတဲ့နေဆွဲချင်လားတဲ့အကွက်တွေထွက်လာမယ်တဲ့ဟာတကယ်လားတဲ့နေရအောက်တာ
အဲ့ဒါအောက်တယ်တဲ့နင်အမှန်ကန်ဆွဲချင်တာဆွဲချင်တယ်ဆွဲချင်ဆေးပြားတပြားဆေးပြားပေးလိုက်တယ်အဲ့ဆေးပြားစတောက်ပြီးကြတဲ့ तू ကတညလုံးဆွဲတာဆွဲတညလုံးဆွဲတာညဆေးပြားချပြီးတဲ့နောက်ပိုင်းမှာ तू ကသူ့ကိုယ်သူဘာမှမသိတော့တောက်ချင်တာအကုန်တောက်မူယူနောက်တနေ့မနက်အိပ်ရာပေါ်မှာဘသူနဲ့အိတ်လိုက်မှမသိဘူးနောက်တနေ့သွားစစ်တဲ့အခါမှာ STD sexual transmitted disease သူမဖြစ်ချင်ပါဘူးမဖြစ်ချင်ပါဘူးဘသူနဲ့အိတ်လိုက်မှတော့မသိခဲ့တဲ့ဘဝတရိစ္ဆာန်ဘဝဖြစ်အောင်လုပ်လိုက်တာတို့လူငယ်တွေထဲမှာအဲ့လိုမပါကြစုနဲ့အေးမားခင်လည်းချက်ချင်းပြန်လှည့်ကြဘုရားသခင်ပြန်မကောင်းချီးပေးလိုက်မယ်ပြန်ချီးမြှောက်လိုက်မယ်မနေ့ကလူငယ်တွေတက်တေခံပြီးတော့သူတို့ဘဝစာရဆွဲချခဲ့တာပဲချက်ဒါမဲ့ချက်ချင်းပြန်လှည့်တယ်ဒါပေမဲ့အဲ့ဒီမျိုးသမီးလေးဟာမထူးပါဘူးဆိုပြီးတော့မထူးဇက်ခင်းတယ်နှုတ်ကပတ်တော်ဝင်ငှမဲ့သူလည်းမရှိဘူးမထူးတော့ပါဘူးဆိုပြီးတော့သူ့ရဲ့ကိုယ်ခန္ဓာဘာတန်ဖိုးမှမရှိတော့ဘူးဆိုပြီးတော့မှစတင်ပြီးတော့မှအဲ့ဒီနေရာပဲပြန်သွားတယ်အိတ်ချင်တဲ့ကောင်နဲ့အိတ်တယ်ငါဘာမှမထူးတော့ပါဘူးဇက်ခင်းတယ်နောက်ဆုံးမှာတော့ယောဂဝင်လာတယ်ဒီကနေ့မှာကျွန်တော်တွေ့တယ်အဲ့ချိန်မှာသူမျက်ရည်ကျတယ်ကျွန်တော်တချင်းလေးတစ်ပုတ်ပြန်ပြီးတော့မြင်ရောက်မိတယ်ကြားရောက်မိတယ် Too late to apologize It's too late ကြားဘူးလားမသိဘာသူဆိုရလဲကျွန်တော်လည်းမသိ Justin Timberlake Yeah Too late to apologize It's too late ငါ too late ပဲသွားပြီCome on baby let's go party ခဏလေးပဲဟိုမှာရောက်သွား Too late to apologize အဲ့ထဲမှာညီကိုမောင်မတွေမပါချဆုံးတာအာမင်ပဲဟင်းတစ်ခွက်နဲ့မလဲပါနဲ့ကောင်းကြီးရောပဲဟင်းတစ်ခွက်နဲ့မလဲပါအဲ့ဒါပဲဟင်းနေခဏကောင်းတယ်အနံ့လေးကမွေးတယ်ပဲဟင်းဘိုက်ကလည်းစတဲ့ချိန်မှာနှာဘူးကြချင်တဲ့ချိန်မှာစကတ်တူလေးဖြတ်သွားဝေးတယ်အဲ့လိုဖြစ်ရင်တငယ်ချင်းအချင်းသွားနေဟာမိုက်တာကွာပြောတယောက်နဲ့တယောက်အားပေးပဲဟင်းတော့ပဲဟင်းစားတာများအဲ့ဒါပဲများတယ်လို့ခေါ်တယ်ပဲများရင်ဒီမှာလစ်တယ်ဒါလစ်တယ်ပဲမများနဲ့ပဲဟင်းအနက်ကောင်းတယ်ဒါပေမဲ့ဗိုက်စာတော့ခဏလေးဆွဲလို့ကောင်းတယ်ဒါပေမဲ့တာဦးအရာလွတ်သွားတယ်နော်တာဦးရာလွတ်သွားတယ်နော်ဘုရားသခင်တင်းကိုတားနေရာမှာထားတာမဟုတ်တာဦးနေရာကိုပေးချင်တာဖြစ်တယ်ဟုတ်လားဆိုတော့ပြောလိုက်တင်းနောက်မကျသေးတဲ့အတွက်ကြီးတို့ချီးမွမ်းတယ်လို့ပြောလိုက်ပါဟာငါဘာမှတန်ဖို့မရှိတော့ဘူးလာမပြောနဲ့တင်းတန်ဖို့အကြီးဆုံးသူဖြစ်တယ်ပြောလိုက်ပါတန်ဖို့အကြီးဆုံးသူဖြစ်တယ်ထားပြောလိုက်တင်းကအရာတန်ဖို့ရှိတာပဲတင်းလိုလူနာမှာထိုင်ရတာအရာကျင့်တတ်တယ်ဟာလေလုယာဘာလို့တန်ဖို့ရှိတာလဲဆိုတော့ရွှေနဲ့ဝယ်လို့မရငွေနဲ့ပေးဝယ်လို့မရဘူးဖယားရဲ့အသွေးနဲ့ရွေးဝယ်ထားခြင်းခံရတော်သူတွေဖြစ်တဲ့အတွက်ကြောင့်အရာဟာလေလုယာဘုရားခင်နာမဘုန်းကြီးပါစေဟာလေလုယာဘုရားခင်သူပဲယေရှုတင်ဒီအချိန်မှာကျွန်တော်တို့ခေါ်ပေးမယ်ဘယ်သူခေါ်ပေးမလဲသိလားကျွန်တော်တို့
လူငယ်ညီလာခံမှာအင်မတန်နုပြိုလန်းဆန်းတဲ့လူငယ်တွေ Justin Bieber တို့ပေါ့တနာသွားမယ်ဆရာ Jeffrey နဲ့ဖွဲ့ဖိတ်ခေါ်ချင်ပါတယ်လက်ကောအားရပါရမတ်တထလက်ကောကြည့်ရကျွန်တော်ကြိုးဆွဲအောင်ဆရာ Jeffrey အမကန် Wisco တွေနဲ့တက်လာတာဖြစ်တယ်ဆရာရှေသူတို့စင်ပေါ်မရောက်မချင်းလက်ကောတရားကဲဆက်မတ်ရနေအရေးကြီးတာပြောမယ်စောစောဥက္ကဋ္ဌကိစ္စအရင်ရှင်းမယ်ပြီးလို့ရှိရင်စိတ်လှုပ်ရှားကြတွေဖြစ်မယ်အဲ့တော့တစ်အုတ်ထုတ်ဘယ်လိုလဲတော့မေးတော့အုတ်ထုတ်ကအမှန်တော့အခန်းထဲမှာမေ့ကြံခဲ့တာပြီးရောအဲ့ဒါကျွန်တော်တွေမဟုတ်ဘူးဆရာအဂတ်စတက်လည်းပါတယ်သူလည်းသူ့အုတ်ထုတ်မပါဘူးတဲ့အဲ့တော့တစ်သူအင်ဂျီကတချမ်းမဲ့ဝင်တယ်တချမ်းမဲ့ဝင်တဲ့အတွက်ကြောင့်သူမဟုတ်ဘူးနောက်ရှာဖို့တော့မပါဘူးတလားမပါဘူးโอเคရပြီနောက်ပြီးတော့လေသုတ်တန်ခန်းကြီး3ငယ်29ကယေရှုကိုခံတဲ့တော်သူတို့ဟာယေရှုပြုရတော့အခွင့်ရှိလျင်မပြုတ်ပဲမနေနဲ့တဲ့အဲ့တော့ကျွန်တော်နောက်3မိနစ်ပဲယူမယ်ဘာလို့ဆိုဂတိပေးထားရင်အဲ့ဂတိကိုပြန်ဖြေရတယ်အဲ့တော့တေးဆရာဒေးဗစ်လာရဲ့ချစ်ဇနီးတဲ့သူ့ကိုခိုးကြည့်နေတဲ့သူအားလုံးနဲ့လည်းမိတ်ဖွဲ့ပေးခြင်းနဲ့အဲ့တော့ဆရာမပလက်အပေါ်ကိုကြွပေးပါသူစောင့်နေတယ်မနေ့ကဟုတ်ကဲ့ပြီးတော့ဆရာစန်တိုးရဲ့ချစ်လာစွာသောလှပချော်မော်၍ဖယားကိုချစ်တဲ့ဆရာမရောဘတ်တောင်Would you please come to the stage? And Sia Stephen D. She's needed. Sia Ma Dorji. Apa job iba? But tu ma jenos you salam baby. I don't know meji amime. No. I bring the time yabi. Time yabi. Can I let time? ပြီးရင်သူတို့ကျွန်တော်တေးသေးချာချာစုချဖို့ပြင်ဆင်ထားပါတယ်။ဘာဖြစ်လို့ဆိုတော့ဒီတိုင်းဘာဖြစ်လို့ဆိုတော့ဒီအမှုတော်ဆောင်တွေဟာဘုရားသခင်ရဲ့အမှုကိုဆောင်ရွက်တဲ့အခါမှာအင်မတန်မှပင်မနဲ့နော်တော်ကြရင်ဟုတ်တယ်လက်ခုပ်တီးကျေးဇူးတင်တယ်ဆရာမဟုတ် yes see အရှိတက်ပေးပါ you see so beautiful so niceဒီနေ့အောင်မြင်နေတဲ့ဖခင်ရဲ့အမှုတော်ဆောင်တွေရဲ့အနောက်မှာ 100% support ပေးနေတာသူတို့ပဲနေကင်းကခရိယန်အိမ်အောင်အတွက်တေးသေးချာချာဆရာဇော်မင်းတင်သွားပြီးပြီဒီနေ့ခင်မွန်းတဲ့အောင်မြင်ခြင်းဟာဇနီးတဲ့ရဲ့အထောက်အမ 100% လို့တယ် and they are here and they aren't they beautifulဒါအမှုတော်ဆောင်ရင်းနဲ့မျိုးသမီးချောချောရတယ်တဲ့အဲ့ဒါတက်သေးပဲတွေ့လိုက်မလားနော်ဆိုတော့ကျွန်တော်အခုမေးစရာမေးခွန်းနေမေးပါတော့မယ်နံပါတ်1ဗျာမဟုတ်ဘူးလေဒါတော့ဒီပွဲဒီ GMYC ကမ္ဘာလုံးဆိုင်ရာမြန်မာလူငယ်များညီလာခံဖြစ်မြောက်ရေးအတွက်ရှေ့ကနေဦးဆောင်ပြမ organize လုပ်ပေးနေတဲ့ဆရာသမားများရဲ့ဇနီးတွေကိုပဲဘာလို့တခြားဇနီးတွေခေါ်တကဘာလုံးပွဲပြီးဒီညပြီးတော့မှာမဟုတ်ဘူးပဲ။နော်မကောင်းလေတော့ပြိတ္တလည်းအာနာရသေးတယ်။ဆိုတော့ဆရာမအနေနဲ့ဆရာစတီဗန်ဒီအခုလိုအရာခတ်သိမ်းကိုလုံနိုင်မှုရအတွက်ဆရာမကဘယ်လို support တွေပေးရလဲပေးလျက်ရှိလဲနံပါတ်1တစ်ချက်နော်နံပါတ်2ကအိမ်မှာနော်ဆရာစတီဗန်ဒီအဆူအခမ်းရဆုံးခဏခံရဆုံးအချက်ကပါလားရပြီဆမဆွဲ
ဆက်ဖတ်ဆွဲလိုက်တော့ပြီးလာမယ်ဆက်ဆန်တို့လှည့်လာမယ်ပြီးဆရာဒေးဗစ်လာအလက်သူကြီးပဲပြောနေဘယ်ရမလဲကျွန်တော်တို့လက် That's my turn Hallelujah ကဲဆရာမဘယ်လိုပန်းပို့လဲဆိုတော့နော်ဟုတ်ကဲ့ပါဘာဖြစ်လို့ဒီလိုမေးခွန်းနေမေးရတာဟိုအဆက်ခွဲတာလည်းမဟုတ်ဘူးအားလုံးလည်းပြောတယ်ဟိုမှာအမှုတော်ဆောင်ကြော်ဖြစ်ချင်တဲ့အဖွဲ့တွေအများကြီးပဲလက်ပြလို့ရပြီဟုတ်တယ်လားအများကြီးတွေ့လားဟေးမှုတော်ဆောင်နေတဲ့လူပြိုဆရာလေးတွေလည်းရှိတယ်ဟိုကြည့်ဒီကြည့်လျှောက်ကြည့်နေတဲ့လက်ပြတဲ့သိမလားအဲ့ဒါလေးရှိတယ်အဲ့ဒီတော့သူတို့ရဲ့အသက်တောင်တကယ်အမှုတော်ဆောင်တာဘလောက်ပျော်ဖို့ကောင်းလဲဘလောက် support ပေးရလဲဆိုတော့လေအရေးကြီးတဲ့အကြောင်းဆရာမကျွန်တော်သိတယ်ဒီဆရာမ3စလုံးရှက်တတ်တယ်ကျွန်တော်သွားမနေ့စီအောင်ရတယ်ဟာထွက်ပြေးကုန်ရောအဲ့တော့ဒီညတော့အသားလေးဖပ်ပေါ်ဆွဲလိုက်တော့ဒိန်းဆိုတက်လာဟာလေလူရပါဘယ်ရမလဲကဲဆရာမကျွန်တော်ပြောတာများပါဆရာမလည်းနံပါတ်1โอเคအားလုံးကိုမင်္ဂလာပါလို့ကျွန်တော်ပမာလို့နေငယ်တိတ်ကြိုးစားပြီးမှနားထောင်ပေးပါလို့ကျွန်တော်ဒီနေ့မှနေတဲ့အတွေ့အကြုံပမာလို့ပြောတဲ့အခါမှာနည်းနည်းအတန်ဝေးပါလေလို့ရှယ်ဦးစွာတောင်းပန်ပါလေရတဲ့ခွင့်လွတ်တယ်တက်တာမရှိအေးစေအခုလိုဒီလိုဖြစ်လာတာကကျမတို့မိသားစုတစုတည်းပဲမဟုတ်ပါဘူးလို့အခုလိုဒီလိုဖခင်ရဲ့အမှုတော်ဖက်မှာဒီလိုပါဝင်စကားချင်းကကျမတို့မိသားစုနဲ့တကွာအတင်းတို့တင်တာများကအကုန်လုံးအားရဖြစ်စေမှာအားရဖြစ်တယ်ဆရာကသွားပါဆိုတော့အကုန်လုံးဟိုလုံးနေကြအလုပ်ကိုထားခဲ့ပဲမှာဆရာရဲ့လက်ညှိုးတစ်ခုလေးနဲ့ပဲအကုန်လုံးဒီအမှုလေးကိုအောင်မြင်သွားပါလေတော့ဆရာလက်ညှိုးကိစ္စကိုပြောတာမဟုတ်ဆရာမလက်ညှိုးကိုပြောတာဆရာမလက်ညှိုးဘယ်လိုလုပ်လဲအဲ့ဒါပြောတာမိကုနဲ့ပြင်တွဲတဲ့စာမွေးပွဲဆိုကြားတယ်ဆရာမအောင်ပြပြ moderation ဖြေတာ moderationအခုလိုအောင်မြင်တာကကျမတို့မဟုတ်ဘူးလို့ပြောတာအကုန်လုံးရဲ့ပါဝင်စက္ကန့်မှုဖြစ်ပါတယ်လို့ရှေ့ဦးစွာပထမတစ်ချက်ဖြေဆိုပါတယ်ဒုတိယတစ်ချက်ကတော့ဟုတ်ကဲ့အိမ်မှာစုခံဆုံးချက်ပြင်မှာဘလောက်ရည်ပဲမဲ့အထဲမှာဝင်လာတဲ့အခါမှာနည်းနည်းမျက်နှာကWhat did you say? တည်ရနော်အတင်းတို့တင်တာတွေဘယ်လိုမျက်နှာနဲ့ဝင်လာလဲဆိုတာအတင်းတို့တင်တာအတီဆိုမှနည်းနည်းမေးကနေပို့ပြီးမေးတဲ့ဟာကိုခံရပါလေလို့ဟာလေအပြင်မှာပြုံးပြုံးရွှေရွှေဝင်လာတဲ့ဟာကိုအပြင်မှာရောက်လာတဲ့ဒီမျက်နှာနဲ့တခြားစီဖြစ်ပါလေဟုတ်ပြီတစ်ချက်ရပြီအဲ့ဒီအတွက်ကျွန်တော်တို့စုပြင်ဆင်ပေးထားပါတယ်ဘာမှမဟုတ်နဲ့အဲ့ဒီစုကရေးလေကောင်းတာဘာမှမဟုတ်နဲ့โอเคဆရာမကျေးဇူးတင်တယ်ဆိုတော့သူအစုခံဆုံးအချက်ဒီအပြင်မျက်နှာနဲ့အတွင်းမျက်နှာပေါ့နော်ဟုတ်ပြီကျေးဇူးဆရာဒီရတယ်နော် thank you ကဲဆရာမတပတ်တောင်ဟုတ်ကဲ့ပါကျွန်တော်တို့မြေကြီးနာအဝေးလာတဲ့ဆရာစံတိုးနော်ကျွန်တော်တို့မိတ်ဆွေကြီးဆရာစံတိုးဒီတရက်ချင်းမိုင်မှာပေါ်တယ်နောက်တစ်နေ့လက်ပုတ်တာရောက်သွားတယ်နောက်တစ်နေ့ဟိုတာဂီတာပဲရောက်တယ်နောက်တစ်နေ့ဟိုစစ်ဒနီဩစတြေးလျရောက်တယ်ဟိုရောက်ဒီရောက်ပဲဒါပေမဲ့ဒီလိုရောက်နိုင်အောင်ပို့ပေးတာမှန်တဲ့ဘုရားသခင်ဖြစ်တယ်နံပါတ်2အိမ်မှာနော်အိမ်မှာအုတ်ချုပ်ရည်မှုအိမ်ထောင်ရက်ဟိုကျုပ်အဲ့ဒီအမိတ်မပါလို့ကတော့ခံသွားရမယ်လေအခုဒီနေ့ဆီယမတပေါက်တောင်ကိုမေးပါမယ်နော်နံပါတ်1ဆီယမအနေနဲ့ဒါဆရာစံတိုးကိုကျွန်တော်စောစောမေးခွန်းမေးလာတော့အဲ့ဒါမေးပေးပါတဲ့နော်လာသေးတယ်သူကဆိုတော့ပဲမေးမယ်ဆီယမအနေနဲ့ဆရာစံတိုးကိုနော်ဘယ်လိုကဏ္ဍများမှာဒီချာချာနော်ပံ့ပိုးတဲ့အတွက်ကြောင့်အခုလိုဒီလိုမျိုးဘုရားရှင်ရဲ့အမှုတော်မြတ်တွေအသုံးခံနေရပါလဲဆိုတော့ဖြေပေးပါနံပါတ်2အိမ်မှာဆက်စံတို့အဆူခံရဆုံးအဲ့ဒီအချက်ကိုမိဖို့ကြောင်တဲဝင်လာလားဧကမ်းမှာလားဘယ်အခန်းမှာလဲဘာပဲပြောပါဘယ်အခန်းမှာပဲရတဲ့ကိစ္စမရှိဘူးအားလုံးနားလဲတဲ့
အားလုံးယုံကြည်သူညီကိုမောင်နှမတွေပဲဆိုတော့အားပေးပေးပါအဲ့ဒီချက် အဆူခံရတဲ့အချိန်ကိုပဲအရင်ဆုံးဖြေပါမယ်လို့ ဆုပေးမယ် လုံးဝဘောနော်စင်ပေါ်မတက်ဖို့အတွက်ဘောနော်ကျမဘယ်လိုပြောမလဲမတက်ရဲဘူးဘောနော်ရှင်းရှင်းပြောရရင်တော့အဲကြောင့်မို့ဆက်ရှိမရောက်ကြတဲ့ကနေဆရာမတို့ interview မယ်နော်တဲ့အဲ့လိုတော့ပြောတယ်ဒါပေမဲ့ကျမတကယ်ဒီလို view မယ်ဆိုတော့လုံးဝမသိခဏတော့မှကျမသိတော့တကယ်ထွက်ပြေးရမလားမသိဘူးလို့ခဏအမပလဲပြောကျမထွက်ပြေးရင်ကောင်းမယ်ထင်တယ်လို့အဲ့ဒါနဲ့ तू ကဆရာမေးချင်တာမေးကျမလည်းဖြေချင်တာဖြေလိုက်ပါခွာပြီးအဲ့လိုဆိုတော့အခုကျမပထမဆုံးပေါ့နော်အဆူခံရတဲ့အချိန်ကတော့ तू ကအရန်တိကျတဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့နော်ကျန်းစာတင်လဲလူတိုင်းလဲတိကျမှာပဲလေနော်အဲ့လိုမျိုးဆိုတော့အိမ်မှာလည်းပဲအဲ့လိုပဲအရန်တိကျတဲ့ခါကျတော့ကျမတို့ကကျမပေါ့နော်အဓိကအိမ်မှာအဓိကကိုဆိုတော့ကလေးတွေတိတိကျကျမလုပ်ရင်လဲကိုအဆူခံရတယ်ကျန်းစာကျောင်းကကလေးတွေတိတိကျကျမလုပ်ရင်လဲကျမအဆူခံရတယ် ခဏနေဦးလာပြန်ပြီတယောက်ဆရာဒီရဲ့လက်ညှိုးကိုပြောတာမဟုတ်ဘူးဆရာမရဲ့လက်ညှိုးပြောအခုဆရာမအဆူခံရတာကိုပြောတာမဟုတ်သူ့အဆူခံရတာကိုပြောတာစမဝဲပြန်ပြေးကြားတယ် moderation ကြားပြန်ပြီနောက်တစ်ယောက်လည်းသိပြင်ထားဒီ၃ယောက်စလုံးစမွေးပွဲကမအောင်နိုင်ဘူးကဲအဲ့တော့ဆရာစန်တိုနော်အိမ်မှာအဆူခံရဆုံးအချက်သူအသက်တာမှာအဆူခံရဆုံးနော်အဆူဆုံးပုံကိုယ်ဒီဆရာမဖြစ်လို့ကျွန်တော်လည်းမြင်နေရတယ်လေအေးမြင်နေရတယ်ဆိုတော့ဆရာမဘယ်ခန်းကဏ္ဍမှာအဆူဆုံးလဲအေးအဲ့ဒါလေးပြောတယ်အများကြီးတဲ့တစ်ခုပေါ့လေ ဆရာတော်တည်နေပြီ မသိဘူးရမ်းပန်းတာမိမတဘာဝအရာပေါ့နော်ဟိုဟာလို့ရင်လည်းအပြစ်မြင်တတ်တဲ့အရာလေးတွေတော့ရှိပါတယ်လို့ဒါမဲ့အဲ့လိုရရဆူတော့တော့မရှိဘူးဆရာ တခါမှဆရာမမဆူဘူးနော် အဲ့လိုတော့မဆူဘူးဆရာ ဟုတ်ပြီ သူကြီးပဲဆူနေလို့ပေါ့ဆရာ Okay ဆရာမစိတ်ကောက်ရဆုံးအချက်အဲ့ဒါကိုပြောလိုက်ဆရာမစိတ်ကောက်ရဆုံးအချက်ဆရာမမဆူထားလိုက်ရတယ်ပြဿနာမရှိဘူးဆရာမသူ့ကိုစိတ်ကောက်လိုက်ရတာအဲ့ဒါလေးပြောလိုက်သူကပြန်ချော့အဲ့ဒါလေးပြောလိုက်ခရင်အနေနဲ့ပါဝိုင်းဟုတ်ကဲ့ဆရာမတကားကိစ္စမပြောရင်ရတယ်အမေခရင်အိမ်အောင်တက်ထားသေးတာနော်တကားကိစ္စမပြောရရတယ်ဆရာဇော်မင်းနှိကတကားကိစ္စတင်သွားတာလေအဲ့ဒါမပြောရတယ်ပြဿနာမရှိဘူးလုံးဝပြမသိတဲ့လူတွေဗီဒီယိုပြန်ကြည့်ဒီဗီဒီယိုပြန်ကြည့်တကားကိစ္စလွယ်လို့ကျန်တာပြောဟုတ်ကဲ့အပြင်ထွက်ခါနီးပေါ့နော်အဲ့လိုသူကအရန်တိကြတော့လေဆရာဟိုအကုန်လုံးလိုက်ပြီးတော့မှတော့ခတ်တယ်အကုန်လုံးလိုက်ကြည့်တယ်အဲ့လိုမျိုးဆိုရင်ကျွန်မအရန်စိတ်မရှိဘူးအဲ့ဆိုကျွန်မသူ့ကိုပြောလိုက်တယ်ဘလို့အရန်စိတ်ဆိုးတယ်ပေါ့တော့အဲ့အချိန်မှာသူ့ကိုအပြစ်ပြောတယ်ဆရာဆိုတော့3ရက်လောက်စကားမပြောဘူးလားအဲ့လိုမရှိဘူးဆရာဖခင်ကျေးဇူးတော်ကြောင့်ပေါ့ဟုတ်ကဲ့ပါမဆုံးတွေ့လားမှတ်ထားဟုတ်ကဲ့ကြာပြီဟိုမှာဂီတာစပြီးနေခဏလေးနော်ကဲအရေးကြီးပြီကဲလားဆမလှတယ်နော်ဆရာဒေးဗစ်လာကိုခိုးကြည့်တာသူပဲအောင်မလို့အခုမှပြရမပြောပါနဲ့ဘယ်ရမလဲသူပဲအဲ့ဒါကြည်တာအဲ့တော့ဆရာမအနေနဲ့ပံ့ပိုးခြင်းပေါ့နော်ဆရာကိုဒီနေ့တကယ်ပဲအခက်ခဲတဲ့မျိုးကြားတွေကနော်ဆရာကိုဆရာမဘယ်လိုပါရမီဖြည့်လဲဆိုတော့နော်ရှိစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ပံ့ပိုးတာကတော့သူများလိုအရန်ကြီးဆုတောင်းနိုင်တဲ့အမျိုးသမီးလည်းမဟုတ်ပါဘူးလို့ဒါပေမဲ့တယောက်နဲ့တယောက်အထူးသဖြင့်အားနဲ့ချက်အားသာချက်တွေရှိပါတယ်အကုန်လုံးကိုဘုရားလက်ထဲပဲအပ်ပါတယ်လို့သူဘာမှမဖြစ်ခင်တဲ့အချိန်တွေကလည်းပဲကျမကဘလို့စအပ်လဲဆိုရင်ဘုရားသခင်ကျမကနောက်တစ်ခုဘလို့ခံယူလဲဆိုရင်ကျမခင်မွန်းတဲ့ကောင်းကြီးခံစားခြင်းကကျမကောင်းကြီးခံစားခြင်းဖြစ်တယ်ကျမခင်မွန်းတဲ့မျက်နှာရခြင်းကကျမမျက်နှာရခြင်းဖြစ်တယ်ကျမခင်မွန်းတဲ့လောက်ကင်လေးရမှာသူမကောင်းဘူးဆိုရင်လည်းကျမမကောင်းတာနဲ့တူတူပဲအဲ့လိုနှလုံးသားနဲ့ပဲတော်တော်များများကို
တော်တော်များများမဟုတ်ပါဘူးဣတိမရွေးတခုမကြံကိုဖះလက်ထဲပဲအပ်ပါတယ်လို့မိုးလင်းတာနဲ့ဘာတစ်ခုမှမစွတောင်းဖြစ်တော့မှဖះသခင်သမီးသက်တာကိုဖះလက်ထဲအပ်တယ်ခင်မွန်းတဲ့သက်တာကိုထာဝရဖះလက်ထဲကိုအပ်တယ်သားသမီးသက်တာကိုထာဝရဖះလက်ထဲကိုအပ်တယ်သမီးတို့နဲ့ပတ်သက်ဆက်ဆိုင်တဲ့လူတွေကိုထာဝရဖះလက်ထဲကိုအပ်တယ်အဲ့ဒီစကားကိုတော့အရင်ဆုံးပြောပါတယ်လို့ထိုအနံတက်ချင်တာအလကားမဖြစ်ပါဘူးလို့ Amen. Thank you. Okay. Good. Very good and very powerful. Do the other chair. Amen. Amen. Sia Devila Asu Kaya Zone a check. Kana Digisa Sunia. So, correct low near about it. At each other. Alunatona. အဲ့ရမခောက်တာ ဟုတ် စောစောပဲထားထားနောက်ကြပဲထားထားဘတော်မှအဲ့ရကိုမခောက်ချင်ဘူးဘတော်မှမဖြန့်ထားချင်ဘူးအဲ့ဒါကျေးဇူးတင်တယ်ဆရာမကျေးဇူးတင်တယ်ကဲအဲ့ဒီတစ်ချက်တော့ရပြီနောက်မှအဲ့ဒီဥစ္စာကိုချက်မယ်အခုလောလောဒီမှာပဲတိတ်ထားလိုက်အခုကျေးဇူးကိုခံတဲ့တော့ဆရာမတွေကိုကျေးဇူးပြုရမှာပေါ့နော်ပရိသတ်အားလုံးသဘောတူပါသလားဟုတ်ပြီကျေးဇူးတင်တယ်သူတို့တယောက်ကို 1K စီပေးမှာဖြစ်ပါတယ် 1K ကျေးဇူးတင်တယ်ဒါပေမဲ့ဒီ 1K ကသူတို့ရဲ့ခင်မွန်းတဲ့တွေကပေးမှာဖြစ်ပါတယ်ဆရာတော်ဆရာဒီရှေ့လာပြပါဆရာဒေးဗစ်လာရှေ့လာပြပါဆရာစံတို့ရှေ့လာပြပါ 1K စီပေးပြီးရင်ကိုနေရာကိုပြန်ထိုင်လို့ရပြီကျေးဇူးတင်အမြန်လေးကြွားပေးပါလို့အားလုံးရှင်းပါဘောနော်အားလုံးလည်းဟုတ်ကဲ့ကျွန်တော်သိတယ်ဒီလိုပါဆရာမတွေနည်းနည်းအားပေးပေးပါသူတို့အရန်ရင်တုံနေတယ်ရန်ရင်တုံနေတယ်အဲ့တော့ရှင်းဥစွာလက်ကြသူကဆရာဒေးဗစ်လာဖြစ်ပါတယ်ခင်ဗျာ Ready go 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 တန်ရှင်တော့အတန်းနဲ့နမ်းပေးပါနှစ်ဖို့နာ Okay number 1 100% baby 1K 1K 1 2 3 go Thank you number 2 Sia Stephen D your turn Sia လက်ကိုဒီပေးပါအပြင်ကိုတခါနဲ့ကျေးဇူးတင်နေတယ်ဒီပွဲကြီးပြည့်မြောက်ရေးအတွက်တကက် He's the captain of the organizing committee of 2017 Global Myanmar Youth Conference. Please, you may kiss the bride. Woo! Yes. Okay. The last but not the least, Siaro Usando. Sia 1K. Pay the Kala Balo. General the Jameson. Akuro. Now, ladies and gentlemen. Pastor Sando, you may kiss the bride. Mike Lamalune. ကိုယ်တော့ live တော့သွားမလွယ်လိုက်နဲ့ဟုတ်ဒီက coffee တိုက်ပဲ Okay. 1 2 3 Yeah! Thank you! Hallelujah! Amen. Okay, you can go. ခရိယန်အိမ်တော်တွေကိုမနက်နှောက်ယှက်ပါတယ်အမှုတော်ဆောင်အိမ်တွေနှောက်ယှက်တယ်ဒါပေမဲ့ယုံကြည်သူတယောက်စီတိုင်းမှာမနက်နှောက်ယှက်တယ်တိုးတော်လဲခရစ်တော်ရှိတဲ့အတွက်ကြောင့် we don't care what the devil is going to do the first ပထမဆုံး praise the Lord hallelujah I don't care what the devil is going to do နားထောင်ပေးပါ I don't care what the devil's gonna do. Word in faith is my sword and shield. Jesus is the Lord, the way I feel.
ကျမတို့လည်းငယ်နှစ်30နီးပါးလောက်ကဆိုခဲ့တဲ့သချင်းလေးလည်းဖြစ်ပါတယ်ဆိုခဲ့တဲ့အချိန်မှာကတော့ I love my Jesus ဆို my Jesus ကိုတကယ်ချစ်တာကိုတော့ကျမသိတော့မခံစားခဲ့ဘူးဒါပေမဲ့ဘုရားကတကယ်ကောင်းမြတ်တယ်အမြဲတမ်းဆွဲခေါ်လေးရှိတယ်ဆိုတော့နှစ်ပေါင်းများစွာကြာလာတဲ့ခါမှာအဲ့ဒီစဆိုခဲ့တဲ့သချင်းလေးကတကယ်ပဲပျော့ဖက်ပြုတ်လိုက်တယ်လို့ဖြစ်သွားတယ်နော်ယင်တဲ့အသေးသေးကနေတကယ်ပဲခရစ်တော်ကိုချစ်နိုင်ဖို့ရန်အတွက်သူကိုယ်တိုင်ကကျမကိုမဆခဲ့တဲ့အတွက်ဒီကနေ့ဒီသချင်းလေးနဲ့ကျမဂုဏ်တော်ချီးမွမ်းခြင်းနဲ့ညီမရှိတဲ့ညီကိုမလူကြီးလူငယ်အားလုံးနဲ့ဒီလိုမျိုးသချင်းနဲ့ပေါ့နော်ဆက်ပြီးတော့ဒီကဘာမှာဆက်ပြီးတော့သချင်းတွေကိုကြွေးကြော်သီးဆိုပြီးတော့ I love my Jesus ဆိုပြီးမှ stand လုပ်နိုင်မှုကိုကျမလည်းဒီကနေယေရှုခရစ်နာမနဲ့ကောင်းချီးပေးပါတယ်အာမင် about my fortune and would like to hear me boast. If you're looking for my glory and the things I treasure most, then I have to tell the story of the one who makes me sing. He's my Savior, He's my brother, He's my King. I love my Jesus. I love my Jesus. And my love for Him grows stronger day by day. But if you ask me, I will always answer. I love my Jesus. And Jesus loves me too. I love my Jesus, and Jesus loves me too. And I stand there on that morning, and my journey is complete when I see the face of Jesus, and I bow down at His feet. Maybe I will not be able to say much or give a speech. Oh, but there's one thing that I'm sure you will repeat. I love you, Jesus. I love you, Jesus. Thank you, Jesus, Savior of my soul. On that morning, I won't wait to tell you. I love you, Jesus. I know you love me too. I love my Jesus. I love my Jesus. And my love for Him grows stronger day by day. If you ask me, I will always answer. I love my Jesus, and Jesus loves me too. I love my Jesus, and Jesus loves me too. 120ခုမြောက်သောဆာလံဒီနေ့ကျွန်တော်တို့ရဲ့ခရိယန်အသက်တာလမ်းခီးမှာမျှော်လင့်စရာသည်သာဝရဘုရားခင်ပဲဖြစ်တယ်။တကဘာလုံးမှာမျှော်လင့်ခြင်းကင်းမဲ့စွာအသက်ရှင်နေတဲ့လူတွေကြားထဲမှာကျွန်တော်တို့နေထိုင်ကြတဲ့အခါမှာသာဝရဘုရားသာလျှင်ကျွန်တော်တို့ရဲ့စစ်မှန်တဲ့မျှော်လင့်ခြင်းဖြစ်ပါတယ်။ Agomazan, Chincha.
Chosen generation, people need the Lord. And you are the vessel of carrying the good news of Jesus Christ. You are chosen to bless, to take this message. Every day they pass me by, I can see it in their eyes. Empty people filled with care,
headed who knows where. On they go through private pain, living fear to fear. Laughter hides the silent cries. Only Jesus hears. People need the Lord. People need the Lord. At the end of broken dreams, He's the open door. People need the Lord. People need the Lord. When will we realize people need the Lord? We are called to take His light to a world where wrong seems right. What could be too great a cost for sharing life with one who's lost? Through His love, our hearts can feel all the griefs they bear. They must hear the words of life. Only we can share. People need the Lord. People need the Lord. At the end of broken dreams, He's the open door. People need the Lord. People need the Lord. When will we realize that we must give our lives? That people need the God bless you. Hallelujah. ဆရာ Jeffrey ဆရာ Jeffrey ဆရာခဏလေးပြန်တက်လာပေးပါဆရာဒီအဖွဲ့ဒီနေ့ထိညီညွတ်နေခြင်းတစ်ခုစီတိုင်းဟာဆရာ Jeffrey ရဲ့ကြီးမားသောဆုတောင်းခြင်းကြောင့်ဖြစ်တယ်ဆရာ Jeffrey အင်မတန်မှဆုတောင်းတဲ့ဆရာတယောက်ဖြစ်တယ်စကားမပြောပါဘူးစကားမပြောပါဘူးဒါပေမဲ့အမြဲတမ်းအနောက်ကနေဆုတောင်းခြင်းအားလုံးက
သူရဲ့ဆုတောင်းခြင်းကဒီကမ်ကြီးတစ်ခုလုံးအတွက်မနက်ကနေညထိအစမပြတ်ဆုတောင်းပေးသွားတာဆရာဂျက်ဖရီဖြစ်ပါတယ်ဆရာဂျက်ဖရီကိုပံ့ပိုးပေးတဲ့ဆရာမဘယ်ရောက်လဲဆရာမမနှမ်းခိုင်းပါဘူးဆရာမမတ်တရက်ပေးပါဆရာမကလေးစားမချေပါဘူးဆရာမကျေးဇူးတင်ပါတယ်ဆရာမနေ့စလုံးလာနိုင်တဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဆရာဒီလာမယ့်အပတ်မှာထင်ပါရဲ့ဆရာစတီဗင်ဒီတို့အသင်းတော်မှာရှိမယ်ဟုတ်လားဟုတ်တယ်နော်ဆရာစတီဗင်ဒီတို့အသင်းတော်မှာရှိမှာဖြစ်တယ်ဆရာကျေးဇူးတင်တယ်ကျွန်တော်အင်မတန်မှလေးစားတဲ့ဆရာဖြစ်တယ်ငယ်တော့ဆိုကျွန်တော်တို့သူ့တခြင်းတွေပဲဆိုခဲ့တယ်ခုနငါ့ကိုမစားခြင်းလက်ဆရာပဲ original ကတော့ကိုသက်ဖြစ်တယ်ချင်းအင်္ဂလိပ်လိုပြန်ပြီးတော့ဆရာပြန်ရေးစီးတယ်ဆိုတော့ဖခင်ကြီးတို့သူပဲချီးမွမ်းတယ်ဆရာဒီ GMYC နဲ့ပတ်သက်ပြီးဆရာဗာလေးခွန်အားပေးခြင်းပါတယ်လေလူငယ်တွေလူငယ်တွေအများကြီးတွေ့ရတယ်အများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်လည်းနည်းနည်းပြန်ငယ်တယ်လို့ဖြစ်သွားတာပေါ့နော်စိတ်တော့မှကအသက်တောင်ကြီးတယ်လို့မထင်ရတော့လူငယ်တွေနဲ့တွေ့ပြီးတော့အရင်ပဲဝမ်းသာတယ်တစ်ချိန်တည်းမှာလည်းကျွန်တော်တို့ဝမ်းသာတာတော့ကျွန်တော်တို့ကအသက်ကြီးပြီပေါ့နော်မကြခင်လဲနောက်ထပ်10နှစ်15နှစ်ဆိုရင်ဟိုဘာမှလုံနိုင်မှာမဟုတ်ပေါ့နော်ဒါပေမဲ့ဒီကနေ့သားတို့သမီးရာဆက်လက်ပြီးတော့ကဘာကြီးကိုနော်ဆက်လက်ပြီးတော့ခရစ်တော်အကြောင်းပြောရဖို့ပဲဒီနေ့ဘုရားသခင်ကရွေးကောက်ထားခြင်းဖြစ်ပါတယ်ဒီအတွက်ကျွန်တော်ရဲ့အသက်တာမှာပေါ့နော်ဒီလိုဒီနေ့အထိယက်တည်နိုင်တယ်ဆိုတာဘုရားကိုဖက်တွယ်ပြီးသစ္စာရှိဖို့ပါနော်ကိုဘာမှမတတ်ဘူးလို့ခံယူပေမဲ့ဘုရားကသုံးပါတယ်ကျွန်တော်ရဲ့အသက်တာမှာဆိုရင်ကြည့်မယ်ဆိုရင် musician တွေမှာကျွန်တော်ကိုအညံဆုံးလို့ကိုခံယူထားပါတယ်ကျွန်တော်တက်တော်တဲ့မိတ်ဆွေတွေအများကြီးရှိတယ်သို့တော်လည်းဘုရားကကျွန်တော်ရွေးကောက်ပြီးတော့ဒီ music လိုက်မှာပေါ့ကျွန်တော်တို့ဒီဟောအခုဆိုရင်လူကြီးတွေပေါ့အရင်တော့လူငယ်ပေါ့နော်ကလေးဆူတောင်းအဖွဲ့လေးနဲ့ပဲစခဲ့တယ်ဒါပေမဲ့ဘုရားသခင်ကရွေးကောက်ထားတယ်တော်တဲ့တောင်နဲ့ရှောက်ပြီးတော့ကျွန်တော်တို့အင်္ဂလိပ်ချင်းဆိုခိုင်းတယ်ကျွန်တော်စဉ်းစားလို့မရအင်္ဂလိပ်ချင်းကလည်းကျွန်တော်တို့ကိုယ်တိုင်လည်းအခုနတချို့စာသားတွေလည်းအခုပြန်ဆိုတဲ့ခါမှာမှားနေမှန်းသိရအင်တာနက်မှာပြန်ပြင်ရတယ်ကျွန်တော်တို့ဟိုမှာအလွတ်တွေဆိုကြပြီးတော့အတိတ်ပဲလဲသိသိချတာမသိဘူးဒါပေမဲ့ဘုရား vision နဲ့ပေးတာနော်နင်တို့မင်းတို့တစ်ချိန်ကြရင်နိုင်ငံရချမ်းမှာအသုံးပြုမယ်ဆိုတာကိုမသိလိုက်ဘူးနော်မသိဘဲနဲ့လုပ်တဲ့အရာအများကြီးရှိတယ်ဒါပေမဲ့ဘုရားရှင်ကကောင်းမြတ်ပါတယ်မတော်ဘာမှနားမလဲပဲနဲ့အဓိကတော့နှလုံးသားထဲမှာခရစ်တော်ကိုသစ္စာရှိဖို့ဒါကျွန်တော်တင်နေနော်လူငယ်တွေအားလုံးအပိချင်ပါတယ်ဘုရားရှင်ကချီးမြှောက်တဲ့ဘုရားဖြစ်ပါသစ္စာရှိတဲ့နေရာလေးမှာပဲနော်ဘုရားသခင်ခိုင်းတဲ့နေရာသစ္စာရှိပါဘုရားဟာချီးမြှောက်တဲ့ဘုရားရှင်ဖြစ်ကြောင်းဒါပဲပြောချင်ပါဘုရားရှင်ကောင်းကြီးပေးပါစေဆရာပြောတဲ့အထက်မှာအရေးကြီးဆုံးကသစ္စာရှိပါအဲ့ဒါအရေးကြီးတယ်ဆရာစားတင်ဥဆောင်တဲ့ခါမှာဆရာရဲ့နောက်လိုက်တဲ့ညီကိုလေးတွေပေါ့ဆရာအခုတော့ညီကိုကြီးတွေပေါ့အဲ့ဒီညီကိုတွေထဲမှာဆရာတော်ခေါင်းကိုက်ခဲ့ရလားဆရာကလေးစားချင်တာမဟုတ်ဘူးဆရာရှင်ကိုက်ရတဲ့အခါလည်းရှိပါတယ်ကျွန်တော်တို့အဖွဲ့ထဲမှာအရင်တော့ဆိုရင်အခုဗမာပြည်မှာအရန်နာမည်ကြီးတဲ့ဆော့ခူဆဲဆိုတာအခုဂီတနော်တိုင်လူကြီးတွေကလုပ်တယ်လေသူလည်းပါပါတယ်သူကိုယ်တိုင်ပဲဆရာကနေဒီနဲ့ဆရာရှင်းကိုသူပဲခေါ်လာတယ်ဒါပေမဲ့သူကတော့ဟောပါနော်သူကကျွန်တော်တို့ထားခဲ့ပြီးတော့သူက music line မှာပါနာမည်လည်းရပါတယ်သူလည်းဗမာပြည်မှာလေသူလည်းဖျားဖက်ပါမလဲဒါပေမဲ့လောလောဆရာတော့ပေါ့နော်ကျွန်တော်တို့သူ့ပဲတတိယအနေနဲ့ဒါလေးတွေပေါ့နော်အဲ့လိုရှိပါတယ်ဆိုတော့အားလုံးတော့ပြန်ပါလာတယ်သူတယောက်ကလောလောဆယ်ပေါ့နော်လောလောဆယ်ပေါ့ဟုတ်ကဲ့သူပါလာလိမ့်မယ်ကျွန်တော်ကြားတယ်သူကမေးနေတယ်သူလည်းဘာလို့မခေါ်တာလဲပေါ့ခေါ်ပါတယ်နော်အများအားသူအကယ်၍ပေါ့ internet မှာဝင်တိုင်းပြောတာသူအများအားကျွန်တော်တို့ကသူမျှော်လင့်နေပါတယ်နော်ကျွန်တော်လည်းတွေ့ဖို့အာမင်အာမင်ဆရာဒီတွာလာတဲ့အခါမှာဆရာသူတို့ကိုတင်းအုပ်ဆရာဖြစ်မယ်ဆိုတာဆရာမျှော်လင့်ခဲ့ဘူးလားဆရာအဲ့ဒီချိန်တုန်းကဘ
Hey, don't I? You know, good and le things you have him a little bit in Kabu. So good I what. Good and good. Hope you delay me to am a music lover sales are now. Bawiana be pure now, no. That's seven. Allow cheap. Okay, see, I shame things you appear like Mesura. You know, Tina, to our video presenter, Pilame Romeo Linda. But you know, key door cameras, to a general island piano cameras, to TV, the day to Gina kind of. But my be at the day, I'll look to a Luyaba, General. Gina Billy Sheila. Upama see a shame, Nene Gina Billy Yalla. So, to our house, our Miran Pure that to me, all the pure show, Miran look with a happy spirit she that to get it. So, see, I don't want to things you Pilla Melusia. You know, could I let me through? But that's general my name music lover sings that any time. I remember a Jaramabe, Piacia, Pippin, John Levar. Amen, amen, hallelujah. So, Piakin Chilo Chimon, the dear poet Chile Chima. You know, below Mamma, you know, Ematama Kwayaris, yeah. So, you know, thing as I read the Kuaro, Sia, Sutown Chine, Usao, Dora Yari, Siaga, Miazwa, attendori church plantale, Piepare, church planta, Piede, General di. To start in Los Angeles, Yali, Chile Chima, General Washington, D.C., Akusia led 2 lake, I need attendo. Maryland maso ino da aumiezo chimazo teno lo piolo ya teno satin titang keda siabe phipare pide chima di aku New York ga teno so yin lebe chino ga phyo phye phit ne chain ma twa bro win kunyi pe de atwat aku so sia do u myo mo kai ni de teno phit de ai ma lebe tsa si kwẹ pya ni de teno pyan le su si pe khe de le sia be phit de choro Singapore sia Augustus no sia ai do wa le sia be General Asano Singapore Mavano, and the Latka Piachiku Lishibare. Damachino Yara Chimara, the Latka Mashikubene, Bataka Shikure, a Maresakere. Sabra Tombalajalu, Yam Yarakama, a good Thompson Baptist General offer beer, offer great General Sabra Piachiku, General Lubanian Salas, General Kanamara, General She Yaune. As 8 months, such a program. General Apoya she out plus Janelu, say out Sangay on that Sakara one. The not about a double kidwar, not about a leader in Sando, and never Pia Young Yakware. So General Sa saying, Sunday school can't live, Kalidi, what Tangoli in a general. Okay. Sarah Augustus Akudima, Lubalau Shibilem D. Shabo be on them. Akuso in the channel Tidal of Shia and it at Jama Yena Shide, Piashin County Peter, Shia Gani Sara, Kushia Chodabi Pite. General Australia must know parking in Dio Pite, General Tino Bomyao, Miazwa, Titan Kede, Takube, to a lower Chetakuara, this are sheep or Sutan Pede, a mere Sutan Chin, and Nina Camera looks on the yard. The Gong Zang Sura da Piora Pite, Gong Zang Suraga, the Bem wait up the Gong Zang Moho, Gong Zang Sura, Gong Zang Mepiam wait to be Dama, Gong Zang Lucore. Hallelujah. Najadi machine and ye go on Mari, Gong Zang sewing, Gong Zang Piam wait to the Gong Zang, the pitching up in Mema Pidi Tindo up in County Pipaze, Sia Pashing on the Pipaze. Dinya Dinya Chingli Macho, no bato, a name at no wing ame. Pia the kinga, Genodo Piaga, a Gauzongo Pincentado Pia Pite, a Gauzongo Bechindo Pia Pite. They shall not talk about a Gauzongo. Page in the Payapi and the account zone sure ayari, Payata the medium Palo Mashiara. Account zongo, Pincentado Payapide.
ကြီးသောအရာသင်မသိနိုင်အောင်နတ်နဲတဲ့အရာတွေကိုပြင်ဆင်ထားသောဖခင်ဖြစ်တယ်ကျမ်းစာဖတ်ရင်ကျမ်းစာဒီအလွတ်တော့အကုန်ရပေမဲ့ဘလောက်ကြီးမြတ်လဲဆိုတာသိဖို့အင်မတန်အရေးကြီးတယ်ကျွန်တော်တရားဟောကောင်းတာကိုတင်တို့ကိုဟာလာကျွန်တော်တရားဟောကောင်းတာဆိုတာကြားချင်လို့ကျွန်တော်တရားဟောနေတာမဟုတ်ဘူးညီကောင်မောင်မတို့အခုဟောတဲ့တရားသည်တင်းရဲ့အတ္တတာထဲမှာဘုရားသခင်ဖြစ်စေခြင်းဆုံးအရာဖြစ်တယ်ဒါလေးကိုရသွားစေခြင်းတယ်ကျွန်တော်ကဘုရားသခင်ပြောခိုင်းတဲ့စကားကိုကျွန်တော်ပြောမယ်အဲ့ဒါကဘုရားသခင်ကိုဖြစ်စေခြင်းသောအရာဖြစ်တယ်အဲ့ဒါကိုကျွန်တော်ဒီညဝင်ငှမယ်ဒီညမနှက်ပြန်ကြရင်တော့အားလုံးတီးတီးမနှက်အစိုးရပြန်မဲ့သူတွေရှိတယ်နေကင်းပြန်မဲ့သူတွေညပြန်မဲ့သူတွေရှိတယ်ရှေးဥစွာဒီအစီအစဉ်ကိုဟာလာပြင်ဆင်မဆာပို့ဆောင်ကောင်းချီးပေးခဲ့တဲ့ဘုရားသခင်ယေရှုတော်သူပဲချီးမွမ်းပါတယ်ထိုဤသမကဒီနေခါနေဆရာစတီဗင်ဒီမာဆာဆရာပီတာပြီးတော့မှဆရာအာဆော်တို့ဆရာဆိုင်မျိုးမြင့်တို့ဟာလာဒီမှာရှိတဲ့ညီကောင်မအထူးသဖြင့်ကျွန်တော်အနောက်တန်းနဲ့အမြဲတမ်းပံ့ပိုးတဲ့ချင်းရိုက်ကဆရာဆိုင်မျိုးမြင့်ဟုတ်ပါရဲ့နော်ဆရာမတ်တက်လေးခဏရက်ပေးပါဆရာအထူးပဲကျေးဇူးတင်ပါတယ်ဆရာချင်းရိုက်မှာရှိတယ်ဆရာတို့အသင်းတော်ကအင်မတန်နှုတ်ထားတဲ့အသင်းတော်ဖြစ်တယ်ဖယောက်အင်မတန်ချစ်တဲ့အသင်းတော်ဖြစ်တယ်ချင်းရိုက်ရောက်ရင်အဲ့ဒီအသင်းတော်ကိုမဖြစ်မနေသွားပြီးတော့ပါဝင်ကြဖို့ကျွန်တော်အားပေးချင်ပါတယ်ဆရာဖျက်ရှင်ကောင်းကြီးပေးပါစေဒီမှာရှိတဲ့အသင်းတော်အတီးတီးပါဝင်ခဲ့ကြတဲ့သားမီးအရောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်နေဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြစေဘုရားခင်သား၍တင်တော်တီးတီးကိုကောင်းကြီးပေးပါစေပါဝင်သွားကြတဲ့ဆရာမတွေ workshop တွေမှာနှုတ်ကပတ်တော်ဝင်ခါချင်းစီစဉ်တွေမှာဥဆောင်သွားကြတဲ့ဆရာမတွေအရောက်စီတိုင်းကိုဘုရားသခင်တာ၍ကြီးမားစွာအသုံးပြုပါစေညီကိုမောင်နှမတို့ကျွန်တော်ဘုရားသခင်ကအကောင်းဆုံးကိုပြင်ဆင်ထားတဲ့ဘုရားအကောင်းဆုံးကိုပြင်ဆင်ထားတဲ့ဘုရားအကောင်းဆုံးကိုပဲပေးခြင်းတော်ဘုရားရှင်ဖြစ်တယ်တင်ကကောင်းသောအရာကိုဆွဲလန်းနေဘုရားသခင်အဲ့ဒီကောင်းသောအရာကိုတင့်လက်ထဲကဖယ်ရှားလိုက်တတ်တယ်ဖယ်ရှားတာအလကားမဟုတ်ဘူးအကောင်းဆုံးကိုပေးခြင်းတဲ့ဘုရားဖြစ်တယ်ဒီခါလေးမှာကျွန်တော်တို့ထင်ထားတဲ့ကောင်းတာကိုအကောင်းဆုံးလို့ထင်တတ်တယ်အဲ့ဒါကောင်းတာပဲရှိသေးတယ်ဘုရားကကောင်းတာကိုပေးခြင်းတာမဟုတ်ဘူးအကောင်းဆုံးကိုပေးခြင်းတဲ့ဘုရားရှင်ဖြစ်တယ်ဒါပေမဲ့တခုပြောပြခြင်းနဲ့ညီကိုမောင်နှမတို့မကြခင်မှာဒီအချိန်ကုန်ဆုံးတော့မယ်ဒီအချိန်နေကုန်ဆုံးတော့မယ်အောင်မြင်ခြင်းလားညီကိုမောင်နှမတို့ဘုရားသခင်တာ၍ချီးမြှောက်ခံခြင်းလားညီကိုမောင်နှမတို့ကျွန်တော်ပြောပြမယ်မနှက်ပြန်ရောက်သွားရင်ဒီနေ့လောက်ခဲ့တဲ့ပွဲကြီးအကြောင်းကိုပြန်ပြီးတော့စကားပြောကြလိမ့်မယ်အများကြီးအဲ့မှာပါဝင်ခဲ့ပြီးတော့ဘုရားအသုံးပြုတဲ့သူတွေအဲဒီမှာပါဝင်ခဲ့တယ်ဆိုတဲ့အရာတွေ no ကျွန်တော်ပြောမယ်ညီကိုမောင်နှမတို့ပြီးတဲ့အရာကိုမမှတ်ပါနဲ့ငါမနေ့ကပွဲကြီးတစ်ပွဲမှာတရားဟောခဲ့တယ်ဆိုတာကိုဂုံမယူမိပါစေနဲ့နောက်ပွဲပေါင်းမြောက်များစွာအတွက်ဘုရားပြင်ဆင်တာလွတ်သွားတတ်တယ်ပြောချင်တာကသင်ဘာလုပ်ခဲ့ပြီးပြီဆိုတာသင်စိတ်ဝင်စားပါနဲ့သင်ဘာလုပ်ရမလဲဆိုတာကိုသင်စိတ်ဝင်စားတော်သူဖြစ်ပါစေသင်ဘလောက်ကြီးမားစွာလုပ်ပြီးပြီလဲဆိုတာသင်စိတ်ဝင်စားပါနဲ့ကျေးဇူးတော်ချီးမွမ်းပါကျေးဇူးတော်ပြောချင်တာဖခင်လှုပ်ခဲ့တဲ့အရာတွေပဲဖြစ်တယ်အဲ့ဒီမှာကိုသိဟုတ်လာပြီလို့မထင်မိပါစေနဲ့ဘလောက်ပဲကြီးမားစွာလှုပ်ပါစေဘလောက်ပွဲကြီးတွေလှုပ်ပါစေအဲ့ဒီလှုပ်ခဲ့တဲ့အပေါ်မှာကိုဟာလာဟုတ်လာပြီလို့မထင်မဲဘာဆက်လုပ်ရမလဲဆိုတာကိုဘုရားခင်စီမှာအဖြေရှာတတ်တော်သူဖြစ်ဖို့ဘုရားနဲ့တုံးဝင်တတ်ဖို့ဘုရားသခင်ဖော်ပြမယ်အသစ်သောအရာတွေကိုပြန်လည်ပြီးတော့မှစာငတ်တတ်တော်သူတွေဖြစ်ဖို့အင်မတန်အရေးကြီးပါတယ်ကျွန်တော်အသက်တာမှာဆွဲချတဲ့အရာငါဘာလုပ်ပြီးသွားပြီငါဘာလုပ်ခဲ့တယ် no ငါဘာလုပ်ခဲ့တယ်တခုမှမရှိဘူးကျေးဇူးတော်တတ်ကြောင့်ကြော်ဖြတ်နိုင်ခွင့်ကိုရခဲ့တာဘုရားခင်အသုံးပြုခဲ့တာကြီးပဲကျေးဇူးတော်ကြောင့်ဒီနေ့ထိရှက်နေနိုင်တာဖြစ်တယ်ဒါ၍လောက်ရမယ့်အရာတွေဘုရားသခင်အမှုကိုပြီးစီးဖို့ပဲအာရုံစိုက်တော်သူဟာနောက်ကိုလှည့်ကြည့်ပြီးတော့မပြေဘူးရှေ့ကိုကြည့်ပြီးတော့မှပြေတော်သူတွေဖြစ်တယ်
Hallelujah. Now that time I'm in shape. Pero man now let you know. Ngaba lobby doabi. Horo nga luta tao hogere. Aku luseya go be honiare. Everyone luta tao to ma bione. Luta tao ane. Pia progress tine bolore. Luta tao ane. Tatay people. Tatay ane. Tatan people. Pia kya loshi de pia pide. Yubayo chichi taya. Bena mashire du pia. Yubayo chichi taya. Hallelujah. Chano aku bamalu dia honi de. Bama conference mati chano dia honi de. Bama conference mati luta tao lau go chano dia honi de. Era chano ame abu. Area ne the center international level. International conference chano lo ya me. International level English speaking နိုင်ငံတကာလူဖြူလူမဲခေါင်းဖြူခေါင်းမဲအကုန်လုံးချိန်မှာဘုရားသခင်ကောင်းမြတ်ခြင်းကိုပြောကြတဲ့သူတွေဖြစ်လာမယ် International တကမ္ဘာလုံးဆိုင်ရာတကမ္ဘာဟေးအခုကတကမ္ဘာလုံးဆိုင်ရာ Global Myanmar Youth Conference အနေ Global Youth Conference ဖြစ်ဖို့ဘုရားလိုတော်ရှိတယ် Hallelujah ကျွန်တော်ဘာကြောင့်ဒီမှာ internet ဟလာ Vietnamese အခုရောက်လာတယ်ဟာမကြခင်မှာဟလာဂျပန်တွေရောက်လာမကြခင်မှာကိုရီးယားတွေရောက်လာမယ်ကျွန်တော်အလကားလုံတာမဟုတ်ဘူးအဲ့ဒါကျွန်တော်လုံတာမဟုတ်ဘုရားလုံနေတာသူတို့နဲ့ပေးတွေးစေတယ်ကျွန်တော်ရဲ့တတ်တာဖြင့်သူတို့ပြောင်းလဲတယ်သူတို့ကျွန်တော်တတ်တာဖြင့်သူတို့ထိတွေ့တယ်ဘုရားခင်အလုံလုံနေဒါတွေအချင်းကြီးမဟုတ်ဘူးကျွန်တော်တို့ကိုဘုရားသခင်ဟာဟုတ်တယ်အရှိအနောက်တောင်မြောက်ဘုရားသခင်အားလုံးကောင်းချီးပေးခြင်းနဲ့ဘုရားဖြစ်တယ်ယူပါယုံကြည်ထားရအောင်တင်စီးပွားရေးလုပ်လေမြန်မာပြည်စီးပွားရေးလုပ်နေတင်မချင်နဲ့တကဘာလုံးကိုတင်သွားနိုင်တဲ့စီးပွားရေးဖြစ်ဖို့အင်မတန်ရေးကြီးတယ်ဟာလေလုယာဟာလေလုယာအနုပညာလုပ်နေယူပါယုံကြည်ထားရအောင်ကိုရီးယားလိုနိုင်ငံလေးဟာမြန်မာပြည်ကိုတော့မှသူ့ရဲ့ဟာလွှမ်းမိုးသွားပြီထိုင်းကိုလွှမ်းမိုးနေတယ်တရုတ်ပြည်ကိုလွှမ်းမိုးနေတယ်သူတို့ကဒီလွှမ်းမိုးနေဘာကြောင့်သူလွှမ်းမိုးလဲဟေးကိုရီးယားမှာပဲသူတို့ရဲ့ရုပ်ရှင်တွေမကြည့်ခိုင်းဘူးဘာလို့နိုင်ငံတကာမှာစာတန်းတွေထိုးပြီးတော့ဗမာပြည်ရောက်ရင်ကိုရီးယားကားပဲဒါမှဗမာစာတန်းထိုးတယ်တရုတ်ပြည်ရောက်ရင်အောက်မှာတရုတ်စာတန်းထိုးတယ်ဘာလို့သူလုံတာလဲသူတို့ယူပါယုံမသေးဘူးတောင်ကြီးကိုမောင်မတော့အောင်မြင်ခြင်းအတိတ်ကရှိတဲ့ဝမ်းနည်းခြင်းနဲ့အကုန်ထားခဲ့အတိတ်ကပါလာတဲ့နာကျင်မှုတွေအကုန်ထားခဲ့အတိတ်ကနေပါလာတဲ့အရာတွေအကုန်ထားခဲ့မနေ့ကမေတ္တာဝင်တတ်တဲ့ခံသွားတယ်လို့ပဲသူအကုန်မေ့ပလိုက်တဲ့အချိန်ကြတော့မှဘုရားသခင်တည်တော်မူစားပြုတယ်အမြဲတမ်းသူ့ကိုယ်သူငါမကောင်းဘူးငါမတတ်ရှင်းဘူးငါညစ်ညူးတယ်ဆိုတဲ့အရာသူ့မလွတ်မြောက်စေဘူးအမေတနေ့မှာယေရှုခရစ်တော်အသွေးတော်သူ့ကိုတတ်ရှင်းစေပြီးသူကဖြောင့်မတ်တော်သူဖြစ်ပြီးသဘောပေါက်နားလည်သွားပြီးတဲ့အချိန်မှာသူ့ကိုယ်သူခွင့်လွတ်လာနိုင်တယ်သူ့ကိုယ်သူခွင့်လွတ်လာနိုင်တဲ့နေ့မှာသူအဲ့ဒီအတိတ်ကအရာအားလုံးငါဘာမဆိုင်တော့ငါလူသစ်ဖြစ်သွားပြီI'm no longer a slave. I'm no longer a slave. I'm no longer a slave. ဘုရားသခင်သားဖြစ်ရတဲ့အခါမှာသူများနဲ့မတူတော့ထူးခြားတယ်ဒါကြောင့်အနာဂတ်မှာဘုရားခင်ငါတို့အကောင်းဆုံးကြီးမားသောအရာပြင်ဆင်ထားတယ်ဆိုတာသူသိသွားတဲ့အချိန်မှာသူ့ရဲ့တတော်ဘုရားရှင်စပြီးကြီးမားစွာအသုံးပြုလာတယ်ညီကောင်မောင်မတို့ကျမ်းစာလေးတစ်ပိုက်ကိုခဏလောက်ဖတ်ရအောင်ဟေရှာယအနာဂတ်ကျမ်းခန်းကြီး43အငယ်18အတိတ်ကအရာကတင့်ကိုမဆွဲချပါစေနဲ့ဘေးနားမှာရှိသူပြောလိုက်ပါအတိတ်ကအရာကတင့်ကိုမဆွဲချပါစေနဲ့ဟာလေလုယာအတိတ်ကအရာကတင့်ကိုမဆွဲချပါစေနဲ့အားလုံးတွေ့ရင်အတူတကွကျွန်တော်တို့ဖတ်ကြရအောင်ဟေရှာယ43အငယ်18ကနေ19အငယ်ဒါမဲ့အငယ်18ကိုပဲအရင်ခဏလေးစရကြည့်အောင်ဖြစ်ဖူးသောအမှုတို့ကိုမအောင်မေ့ကြနဲ့ရှေးကာလ၏အရာတို့ကိုပမာဏမပြုကြနဲ့ပြန်ဖတ်ရအောင်ညီကောင်မောင်မတို့ဖြစ်ဖူးသောအမှုတို့ကိုမအောင်မေ့ကြနဲ့ရှေးကာလ၏အရာတို့ကိုပမာဏမပြုကြနဲ့ဘာဖြစ်လို့ကျမ်းစာပြောတာလဲညီကောင်မောင်မတို့
ဘာလို့လဲတိလာညီကိုမောင်မတို့တင်းရဲ့အတိတ်ကအရာတွေကိုပဲတင်ပြန်လှည့်ကြည့်နေမယ်ဆိုရင်ဆိုပါစို့ဒါကတင်းရဲ့အတိတ်ဒါကတင်းရဲ့အနာဂတ်မှာဘုရားခင်ပြင်ဆင်ထားသောအရာတွေများစွာရှိပေမဲ့တင်းကအတိတ်ကိုပဲကြည့်ပြီးတော့မှတင်းရဲ့အသက်တာရှောက်လှမ်းနေတင်းဘာနဲ့တူလဲတင်းကအတိတ်ကိုကြောခိုင်းတာမဟုတ်တင်းကအနာဂတ်ကိုကြောခိုင်းပြီးတော့မှအတိတ်ကိုပဲကြည့်ပြီးတော့ရှောက်နေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မကြခင်မှာတင်းအောက်ကိုကျသွားနိုင်တယ်ဘာလို့လဲတင်းရဲ့အနာဂတ်မှာဟာလာဘာတွေရှိလဲတင်းမမြင်နိုင်ဘူးဘလောက်အန္တရာယ်ရှိတဲ့အရာတွေရှိလဲတင်းမမြင်နိုင်ဘူးဘုရားသခင်ကတင်းကိုပြင်ဆင်ထားတဲ့အရာတွေဒီမှာလမ်းမရှိတော့မယ်အကောင်းဆုံးလမ်းကိုပြင်ဆင်ထားတယ်ဆိုတာသိဖို့ရန်အတွက်တင်းရဲ့အတ္တတာထဲမှာဖြစ်ဖူးသောအမှုတွေကိုမအောင်မင်းနဲ့ပြောချင်တဲ့အရာကတင်းရဲ့အတ္တတာထဲမှာတင်းရဲ့အတိတ်ကမကောင်းခဲ့တဲ့အရာတွေတင်းအတိတ်မှာဝမ်းနည်းခဲ့တဲ့အရာတွေတင်းရဲ့အတိတ်မှာကြေကွဲခဲ့ရတဲ့အရာတွေတင်းရဲ့အတိတ်မှာမစုံလင်ခဲ့တဲ့အရာတွေတင်းရဲ့အတ္တတာထဲမှာညှဉ်းညူးခဲ့တဲ့အရာတွေများစွာရှိလိမ့်မယ်တင်းရဲ့အတ္တတာကိုပြန်လှည့်ကြည့်တိုင်းမှာခွင့်မလွတ်နိုင်စရာတွေအများကြီးရှိလိမ့်မယ်ဒါပေမဲ့ဘုရားကဘာပြောလဲဖြစ်ဖူးသောအမှုတို့ကိုငါမကောင်းဘူးငါဖေးမစကားငါနားမထောင်ခဲ့လို့ငါမေစကားငါနားမထောင်ခဲ့လို့ငါဘွားတလို့ဖြစ်ရတယ်ဖြစ်နေတဲ့အခြေအနေရဲ့ဖြစ်ခဲ့တဲ့အခြေအနေရဲ့ဖြစ်နေတဲ့အခြေအနေပဲကြည့်တယ်ဖယားနီကိုမောင်မတို့ကျွန်တော်ရဲ့ဖယားကဖြစ်နေတဲ့အခြေအနေကိုလည်းစိတ်ဝင်စားဘူးဖြစ်ခဲ့တဲ့အရာကိုလည်းစိတ်ဝင်စားဘူးဖြစ်လာမယ့်အရာကိုပဲစိတ်ဝင်စားစေခြင်းနဲ့ဖယားရှင်ဖြစ်တယ်ဟာလေလုယာကျွန်တော်ဘုရားသခင်ဒီအတိတ်ကိုစိတ်ဝင်စားတဲ့ဘုရားမဟုတ်ကျွန်တော်ဘုရားခင်ဒီအနာဂတ်ကိုစိတ်ဝင်စားတော်မူသောဘုရားဖြစ်တယ်။ဒါမဲ့တခုရှိတယ်ညီကောင်မောင်နှမတို့တင်းရဲ့အသက်တာထဲမှာဖြစ်ဖူးသောအမှုဆိုတဲ့အတိတ်ကိုတင်းဟာကြည့်ပြီးတော့အသက်ရှင်နေတဲ့၍တင်းကြောမခိုင်းတဲ့၍ဘုရားပြင်ဆင်ထားတဲ့မင်္ဂလာတွေကိုတင်းမမြင်ရအောင်။ဆိုတော့ဒီနေ့ဘုရားပြောနေတဲ့အရာပါလဲမင်းရဲ့အသက်တာမှာမင်းလျှောက်လန်းနေတာ backward မင်းကအနောက်ပြန်ရင်မင်းရှောင်နေတယ်မင်းကြည့်နေတာကအတိတ်ကိုကြည့်ပြီးတော့မင်းအသက်တာကိုမင်းရှောင်လန်းနေတယ်မင်းရဲ့အသက်တာမှာအန္တရာယ်ရှိတယ်ပြောချင်တာကဘုရားကအတိတ်ကိုကြည့်ပြီးတော့အသက်မရှင်စေချင်တော့ဘုရားသခင်အဲ့အတိတ်ကိုကြောခိုင်းလိုက်ဖို့ဘုရားသခင်လိုတော်ရှိတယ်အဲ့အတိတ်ကိုကြောခိုင်းလိုက်ဖို့ဘုရားခင်လိုတော်ရှိတယ်โอเคမင်းမသိလို့မှားခဲ့တဲ့အရာတွေအများကြီးရှိလိမ့်မယ်မင်းမစုံလင်ခဲ့တဲ့အရာတွေရှိလိမ့်မယ်ဘုရားသားသမီးလို့ပြောပြီးတော့ညှဉ်းညူးခဲ့တဲ့အရာတွေလည်းအများကြီးရှိလိမ့်မယ်ဘုရားသားသမီးလို့ပြောပြီးတော့စော်ကားခံတဲ့ချိန်လည်းရှိလိမ့်မယ်ဟဲ့ဒါတွေအားလုံးမေးပလိုက်ငါ့ကိုဒီလိုအလကားဒီလိုလာလောက်ခဲ့တယ်ငါ့ကိုငါတစ်သက်လုံးသူ့ကိုအခဲမကြေဘူးငါတစ်သက်လုံးသူ့ကိုငါခွင့်မလွတ်နိုင်ဘူးငါတစ်သက်လုံးသူ့ကိုငါလုံးဝငါထည့်နေငါတေးထားမယ်အချိန်ကြလာရင်အခွင့်ရေးရရင်ငါသူ့ရအောင်ငါပြန်ကလေးစားချေမယ်အဲ့ဒီအရာတွေအားလုံးကဖြစ်ဖူးတဲ့အမှုတွေကိုအောင်းမိန်တာဖြစ်တယ်ဘုရားကဘာလုပ်ခိုင်းလဲဖြစ်ဖူးသောမှုတွေကိုပေါင်းမိကြတယ်ရှေးကာလရဲ့အရာတွေကိုပမာဏမပြောချင်တာပါလဲမင်းရဲ့ you have to reposition yourselfမင်းဘာဖြစ်ခဲ့လဲ no ကြောက်ခံလဲပါငါမဆုံးနေခဲ့ဘူးငါနဲ့ငါမတန်ရှင်းခဲ့ဘူးငါမဖြောက်မခဲ့ဘူးငါမကောင်းခဲ့ဘူးဒါပေမဲ့ဘာဖြစ်လဲမကြီးတင်အတိတ်ကကြောင်းကိုတင်ပြန်စဉ်းစားတော့ဝမ်းနေတယ်တင်အတိတ်ကိုပြန်ပြုပြင်လို့ရလို့လားအတိတ်ကိုတင်ပြန်ပြုပြင်လို့ရလားပြောအတိတ်ကိုတင်ပြန်ပြုပြင်လို့ရလား no ပြန်ပြုပြင်လို့မရတဲ့အတိတ်ကြောင်းမစဉ်းစားတော့နဲ့ဒါပေမဲ့ဒီလိုလှည့်လိုက်တာနဲ့အလုံးမိထားခဲ့အတက်တော့အမှုကိုပြုဖို့ဖျားခင်စောင့်နေတယ်ကြည့်အောင်19ကြည့်ရှုလို့ခဏရက်မယ်ကြည့်ရှုခိုင်းတာအတိတ်ကိုလားအနာဂတ်ကိုလားကြည့်ရှုခိုင်းတာအတိတ်ကိုလားအနာဂတ်ကိုလားကြည့်ရှုခိုင်းတာအတိတ်ကိုလားအနာဂတ်ကိုလားဒါပေမဲ့ဖခင်ကကြည်ပါလို့ပြောတော့ညာလေကျွန်တော်တို့ကအတိတ်ကိုပဲကြည်နေသေးတယ်ကျွန်တော်တို့အတွက်ဖခင်ပြင်ဆင်ထားတဲ့အရာကိုကျွန်တော်မမြင်နိုင်ဘူးဒါကိုကြည့်ရှုလို့အမှုတစ်ကိုငါပြုမယ်ကြည့်ရှုခိုင်းတာဘာကိုကြည့်ခိုင်းတာလဲကြည့်ရှုလို့တင်းကိုဘယ်ဘက်ကိုကြည့်ခိုင်းတာလဲအတိတ်ဘက်ကိုကြည့်ခိုင်းတာလားအနာဂတ်ဘက်ကိုကြည့်ခိုင်းတာလား
လာမဲ့အနာဂတ်ကိုဖခင်ကြည့်ခိုင်းတာဖြစ်တယ်။တင်းရဲ့အတိတ်ကိုကြည့်ခိုင်းတာမို့ကြည့်ရှုလို့ဘာလုပ်မလဲ။အမှုတစ်ကိုငါပြုမယ်ယခုပေါ်လာလိမ့်မယ်။ပြောချင်တဲ့အရာပါလေမင်းရဲ့အသက်တာထဲမှာမင်းရဲ့အတိတ်ကိုမင်းမေ့ပြစ်လိုက်ပြီးမင်းချီနှောင်ထားတဲ့လူကိုမင်းခွင့်လွတ်လိုက်မယ်ဆိုရင်ချီနှောင်ထားတဲ့လူကိုမင်းခွင့်လွတ်လိုက်မယ်ဆိုရင်မင်းပေါ်မှာမတရားပြုခဲ့တဲ့သူတွေမင်းခွင့်မကြည့်ကျွန်တော်ပြောပြမယ်မနေ့ကမက်သျူးသက်သေခံပြီးတဲ့နောက်ပိုင်းမှာလာပြီးတော့မှဆူတောင်းခံတဲ့ထဲမှာသားလေးတွေသမီးလေးတွေနောက်ဆုံးအမှုတော်ဆောင်ကအစမက်သျူးလိုအတွေ့အကြုံမျိုးရှိတဲ့ကလေးတွေအများကြီးရောက်လာတယ်ကျွန်တော်စီစာရန်လက်စားချင်းခံတယ်သူတို့ဘာလို့ပြောထွက်တာလဲပါစတာမဲတူတော်မှာသူ့ဘဝမှာမရှက်မကြောက်တတ်တဲ့ခံခဲ့တယ်ငါတို့လည်းဖွင့်ရမယ်လာတယ်ဒါမဲ့သူပြောမှကျွန်တော်သိသွားပြီတဲ့ကျော်တို့ကအတိတ်နဲ့ဘာမှမဆိုင်တော့ဘူးအရေးကြီးတာအဲ့ဒီလူကိုခွင့်လွှတ်လိုက်ဖို့အင်မတန်အရေးကြီးတယ်ခွင့်လွှတ်တယ်ဆိုတာဘာလဲသူ့အကြောင်းကိုစင်းကိုမစင်စားသူသင်အုံနောက်ထဲမှာရှိကိုအကုန်ဘာလုပ်လိုက်တာလဲမေးပလိုက်တာပြောရအောင်မေးပလိုက်တာပြောပါမေးပလိုက်တာပြောပါမေးပလိုက်ပါပြောပါမေးပလိုက်ပါတင်မမေးနိုင်မရှင်တင်ရသူ့ကိုပဲတင်ကြည့်နေတဲ့အတွက်အာယုံစိုက်နေတဲ့အတွက်တင်ဖျားကြည့်ခိုင်းတဲ့အရာကိုတင်မမြင်နိုင်ဘူးဖျားဘာပဲလဲကြည့်ရှုလို့အမှုတစ်ကိုငါပြကြည့်ရှုလို့ဘာလဲဘာကိုကြည့်ခိုင်းတာလဲတင်းရဲ့အတွေးခေါ်တင်ညပြင်ရမယ်ဘာကိုကြည့်ခိုင်းတာလဲအတိတ်ကိုကြည့်ခိုင်းတာလားအနာဂတ်ကိုကြည့်ခိုင်းတာလားတင်းရဲ့မကောင်းတဲ့အတိတ်ကိုကြည့်ခိုင်းတာလားအကောင်းဆုံးအနာဂတ်ကိုကြည့်ခိုင်းတာလားမကောင်းတဲ့အတိတ်ကိုပဲကြည့်နေသေးတွေ့တင်းသွားနေတဲ့အတ္တတာအမြဲတမ်းမကောင်းမှုတွေနဲ့ပဲတင်ဆက်ကြုံနေရမှာဖြစ်တယ်တင်မကောင်းခြင်းတွေပဲစဉ်းစားတယ်ငါဘဝကမကောင်းဘူးငါဘဝမကောင်းဘူးအင်္ဂလိပ်လိုဆို self pity ကိုတနာတဲ့အတ္တတာကြောက်စရာအယံကောင်းတယ်ကိုကြည့်တော့ငါတနာစရာကောင်းလေငါရဲ့ဘဝတနာစရာငါကတနာစရာငါဘဝကသူများနဲ့တူမတူငါတနာအဲ့ဒီဘဝကတင်းဆွဲချမယ်အရာဖြစ်တယ်နော်ငါတနာစရာမဟုတ်ဘူးငါ့ကိုတနာစရာဘာအကြောင်းမှမရှိဘူးဘာဖြစ်လို့လဲငါကဖယားသားဖြစ်တယ်ငါဖယားလက်ထဲမှာရှိတော်သူဖြစ်တယ်အချိန်တိုင်းဖယားရှင်ငါရဲ့တက်တော်မဆာမှာဖြစ်တယ်ငါရဲ့တက်တော်ကောင်းကြီးပေးမှာဖြစ်တယ်ငါရဲ့တက်တော်ဆွဲထူမဲ့ဖယားရှင်ဖြစ်တယ်ငါရဲ့အတိတ်ကဘလောက်ပဲမှားယွင်းခဲ့ပါစေငါရဲ့အတိတ်မှာဘလောက်ပဲမျောလင့်ခြင်းတွေမဲ့ခဲ့ပါစေငါရဲ့တက်တော်မှာဘလောက်ပဲလဲကျခဲ့ပါစေအချိန်တန်တဲ့ခါမှာငါပြန်ထမယ်ငါမှာမျောလင့်စရာအကြောင်းရှိသေးတယ်ငါမှာမျောလင့်စရာအကြောင်းရှိသေးတယ်ငါအတွက်ဖယားရှင်အကောင်းဆုံးပြင်ဆင်ထားဒီຢာတွေနဲ့ငါအလုံးရှုံမခံနိုင်ဘူးငါဖယားဘက်ပြန်လဲမယ်ဖယားသခင်ငါအတွက်ပြင်ဆင်ထားတဲ့အရာတွေရှိတယ်ဆိုတာငါသိတယ်စတင်ပြီးတော့ပုံဖော်မယ်စတင်ပြီးတော့ငါရဲ့အသက်တာမှာဖယားပြုတ်မဲ့အရာတွေကိုငါစဝန်ခံမယ်ငါဒီကျွယ်ဝတော်သူဖြစ်တယ်အောင်မြင်တော်သူဖြစ်တယ်ဂျမ်းမာတော်သူဖြစ်တယ်ဖယားဘုံထင်ရှားမဲ့သူဖြစ်တယ်နင်းတဲ့နေရာတိုင်းမှာဖယားကငါ့ကိုချီးမြှောက်မှာဖြစ်တယ်စတင်ဝန်ခံခြင်းကမကြခင်မှာအမှုတစ်ကိုတင်မြင်တွေ့ရမှာဖြစ်တယ်အဲ့လိုဝန်ခံတော်သူတိုင်းအတွက်ယခုပေါ်လာလိမ့်မယ်နောက်မှလာယခုလာတင်းရဲ့အတိတ်ကိုတင်ကလကမချနိုင်မရှင်တင်းရဲ့အတိတ်ကိုတင်ကြောမခိုင်းနိုင်မရှင်တင်းရဲ့အတိတ်အကြောင်းတွေပဲတင်စဉ်းစားနေသေးတယ်အဲ့ဒီအမှုတစ်ကတင်းကိုဖယားဖော်ပြလို့မရဘူးပေါ်လာမှာမဟုတ်ဘူးIf you want to see a new thing, you have to let go. Let it go. Let it go. တင်းရဲ့တတ်တာမှာလွတ်ချစရာရှိတဲ့အရာကိုလွတ်ချလိုက်ပါတင်းမထားနဲ့ဆွဲမထားနဲ့ကြိုင်မထားနဲ့လွတ်ချလိုက်ပါတင်းမလွတ်ချမချင်းဘုရားသခင်ပြင်ဆင်ထားတယ်အသစ်တော်အရာကိုတင်းမမြင်နိုင်ဘူးတင်းမမြင်နိုင်ဘူး
ဒီနေ့ဒီမှာရှိတဲ့ညီကောင်မရောက်စီတဲ့ကျွန်တော်အားပေးခြင်းနဲ့တင်းကိုဖခင်အမှုတည်ပြုခြင်းနဲ့ပြန်ပြောမယ်တေချာနာထောင်းတင်းကိုဖခင်သခင်အမှုတည်ပြုခြင်းနဲ့ဟာလေလုယာအဟောင်းနေပဲတင်းရဲ့တတ်တာတွေမှာလှုပ်ဖို့တဲ့အလုပ်ပဲပြန်လှုပ်သွားအဲ့တတ်တာဖျားခင်မဖြစ်စေချင်တော့ဖျားသခင်ကတင်းရဲ့အတတ်တာကိုအမှုတည်ပြုခြင်းနဲ့တင်းမမြင်ဘူးတဲ့အရာတွေတင်းရဲ့တတ်တာတွေမှာတစ်ခါမှတော့မ dream မလုပ်ထားတဲ့အရာတွေဘုရားသခင်တင်းရဲ့အတတ်တာအတွက်ပြင်ဆင်ထားပြီးသားဖြစ်တယ်စီးပွားရေးမှာတင်းငွေကြေးပိုင်းမှာတင်းဒီအချိန်မှာဆုံးရှုံးနေလိမ့်မယ်ငွေကြေးပိုင်းမှာအဆင်မပြေကောင်းရှိလိမ့်မယ်ဒီ conference ကိုလာတော့မှစူးစမ်းလာတဲ့သူရှိကောင်းရှိလိမ့်မယ်ဒါမဲ့ကျွန်တော်ပြောပြချင်တယ်တင်းစတင်တော့မျောလင့်ပါဘာလို့မျောလင့်ရမှာလဲငါဘွားဘယ်တော့မှအဆင်မပြေခဲ့ဘူးငါဘယ်တော့မှအဆင်ပြေပါတော့မလဲမဟုတ်ဘူးတင်းရဲ့အတိတ်ကအရာကိုတင်းကြည့်တော့တင်းဘယ်တော့မှရဲဝံ့တင်းဝန်ခံနိုင်မှာမဟုတ်ဘူးညီကိုမောင်မတို့ဒီနေ့ကျွန်တော်အသက်တာမှာဖြစ်တဲ့အရာတွေအားလုံးလွန်ခဲ့တဲ့အနှစ်20လောက်ကကျွန်တော်စတင်ဝန်ခံခဲ့တဲ့အရာတွေဖြစ်တယ်ကျွန်တော်ဝန်ခံခဲ့တဲ့အရာတွေကျွန်တော်ဝန်ခံနေဆိုတာကျွန်တော်ဖြစ်ခြင်းလို့ဝန်ခံတာမဟုတ်ဘူးဖခင်သားသမီးမှန်ရင်အမွေခံဖြစ်တယ်ဖခင်သားသမီးကျွန်တော်ပြောပြမယ်ကျွန်တော်သားသမီးတွေဖြစ်တယ်ကျွန်တော်အောင်မြင်ခြင်းကသူတို့ရဲ့အောင်မြင်ခြင်းဖြစ်တယ်ကျွန်တော်ကြွယ်ဝတယ်လို့သူတို့လည်းကြွယ်ဝတယ်ကျွန်တော်စားတယ်လို့သူတို့လည်းစားပိုင်ခွင့်ရှိတယ်ကျွန်တော်နေတဲ့အိမ်မှာသူတို့လည်းနေရတယ်ကျွန်တော်ရဲ့ရှိတယ်လို့သူတို့မှာခံစားပိုင်ခွင့်ဘုရားကပြင်ဆင်ထားတယ်ကျွန်တော်သားသမီးတွေကိုကျွန်တော်တော့အကောင်းစားဝတ်ပြီးကျွန်တော်သားသမီးတွေစုပ်ပြတ်တတ်အောင်ကျွန်တော်မထားဘူးကြီးကိုမောင်မတို့လောကဖခင်တော်မှာကိုသားသမီးတွေအကောင်းဆုံးပြင်ဆင်ထားတယ်ဆိုရင်ကောင်းကင်ဘုံရှင်အဖကကြွယ်ဝတော်အဖကဘုံဝါဒုဘုံနဲ့စံပေတော်မူသောစီးစိမ်ရှိတော်မူသောအဖကကျွန်တော်တို့အကောင်းဆုံးကိုပြင်ဆင်ထားပြီးသားဖြစ်တယ်ကိုသားသမီးကိုကိုတော်မဝတ်နိုင်နဲ့ကိုတော်ဈေးကြီးလို့မဝတ်နိုင်ပေမဲ့သူတို့ကိုဝတ်စေခြင်းလုံးလို့ဒေါ်လာ100ဆိုလဲဝယ်ပေးတယ်200ဆိုလဲဝယ်ပေးတယ်300ဆိုလဲဝယ်ပေးတယ်ဘာကြောင့်လဲကိုတော်မဝတ်ဘူးသူတို့ကိုပေးဝတ်တယ်ချစ်တယ်လောကဖခင်တွေတောင်မှကိုသားသမီးတို့အကောင်းဆုံးလုပ်ပေးတယ်ဆိုရင်ကောင်းကင်ဘုံရှင်အဖကချွဲဝတော်အဖသူမတက်နိုင်တဲ့အရာတစ်ခုမှမရှိဘူးဘုရားကအကောင်းဆုံးပြင်ဆင်ထားပြီးသားဖြစ်နေအဲ့ဒီအကောင်းဆုံးတဲ့ကျွန်တော်မဝင်စားတာဘာကြောင့်လဲကျွန်တော်တို့ရဲ့အတွေးခေါ်မကောင်းဘူးကျွန်တော်တို့အတွေးခေါ်တွေကမကောင်းခြင်းထဲမှာပဲနေတယ်ကျွန်တော်တွေးခေါ်တွေကနာကျင်မှုတွေညီးတွားမှုတွေဆင်းရဲတဲ့အကြောင်းတွေစိတ်ညစ်စရာအကြောင်းတွေမဟုတ်တဲ့အကြောင်းတွေပဲနေရနှောင်းညီကိုမောင်မတော်အတိတ်ကမကောင်းခဲ့တဲ့အကြောင်းတွေငါ့ကိုသူများဘလို့လှုပ်သွားတယ်ဆိုတဲ့အကြောင်းတွေငါဘာမို့နှောညီကိုမောင်မတော်တင်းရဲ့အတိတ်ကိုဒီနေ့တင်မေ့ပြရမယ့်ချိန်ဖြစ်တယ်ဘာကိုပြောချင်တာလဲဖခင်ပြုခဲ့တဲ့အမှုရာတွေရည်တွက်ချီးမွမ်းတယ်လို့တင်းရဲ့ပြုမှားမိခဲ့တဲ့အရာတွေအတွက်အတိတ်မှာတင်မှားခဲ့တဲ့အရာတွေများစွာရှိလိမ့်မယ်အဲ့ဒီအရာတွေအလုံးဒီနေ့ဖခင်လက်ထဲအကုန်အလိုက်ပြီးတော့အကုန်ခြံထားခဲ့ငါနဲ့ဘာမှမဆိုင်တော့ဘူးလို့သင်ခံယူပါအေးကျွန်တော်ပြောတဲ့အတိုင်းသင်မလုပ်ဘူးဆက်ဆွဲတာကျွန်တော်တို့စင်ထားတဲ့အရာတိတ်ကြီးလွန်းတဲ့အတွက်ကြောင့်အဲ့ဒီຢာတွေအားလုံးကိုကျွန်တော်ဘာလုပ်ပလိုက်လဲခါချခဲ့တယ်အကုန်ခါချခဲ့တယ်ယောသသူ့အကိုတွေကိုသူ့ပေါ်မှာလှုပ်ခဲ့တဲ့အရာတွေအားလုံးသူအကုန်ခါချတဲ့အတွက်ကြောင့်အမှုတစ်ကိုသူမြင်တွေ့ရတယ်တင်းရဲ့အသက်တာထဲမှာတင်းပေါ်မှာပြုတ်ခဲ့တဲ့အရာတွေတင်းကိုနာချီးအောင်လုပ်ခဲ့တဲ့အရာတွေသူကြောင့်ငါဘဝပျက်စီးခဲ့တာသူကြောင့်ငါရဲ့တက်တာဒီလိုဖြစ်ရတာသူဒီထဲမှာအိမ်တောင်တွေထဲမှာပင်လေကိုယောက်ျားပေါ်မှာနာချီးနေတဲ့သူတွေအများကြီးရှိတယ်ဒီနေ့
အဲ့ဒီနာကြီးတဲ့နှလုံးသားကိုဘုရားခင်ရှေ့မှာအကုန်လုံးပုံချလိုက်ပါအနံလိုက်ပါငါတို့ဘုရားရှင်အကောင်းဆုံးပြင်ဆင်ထားတယ်ဆိုတာသိပါသင်အပေါ်မှာမကောင်းခဲ့တဲ့အရာတွေပဲသင်စဉ်းစားနေမယ်အစားသင်ပေါ်မှာတိတ်ကောင်းတဲ့ဘုရားကြောင့်ကိုပြန်လှည့်ပြီးတော့စဉ်းစားကြရအောင်သင်အပေါ်မှာမကောင်းတဲ့သင်ကိုနာကြီးအောင်လုပ်တဲ့ယောက်ျားအကြောင်းမဲ့သင်စဉ်းစားပြီးတော့တနေ့အချိန်ကုန်နေမယ်ဆိုရင်အဲ့ဒီဝဲခဲ့ရတဲ့သင်ဘယ်တော့မှယုံထွက်နိုင်မှာမဟုတ်ဘူးညီကောင်မောင်မတော်သင်ယောက်ျားသင်ပေါ်မှာပြုတ်ခဲ့တဲ့အရာကိုမကောင်းတာတွေသင်ပြန်စဉ်းစားမယ်စားသင်ကိုနာကျင်အောင်လုပ်ခဲ့တဲ့သူတွေအကြောင်းသင်အဲ့ဒီအရာတွေပဲသင်စဉ်းစားမယ်စားအဲ့ဒီအရာတွေစဉ်းစားလေသင်ခွင့်မလွတ်နိုင်လေသင်အဲ့ဒီအရာစဉ်းစားလေသင်ခွင့်မလွတ်နိုင်လေအဲ့ဒီအရာစဉ်းစားလေသင်ခွင့်မလွတ်နိုင်လေပဲညီကောင်မောင်မတော်အဲ့ဒီကိုယ်ပေါ်မကောင်းတဲ့အရာတွေကိုသင်စဉ်းစားနေမကောင်းခြင်းတွေကပဲသင်ရဲ့အတ္တထဲမှာနေရာယူလာလိမ့်မယ်ဒါပေမဲ့မကောင်းတဲ့သူအကြောင်းခင်ဗျမစဉ်းစားပဲသင်အပေါ်မှာကောင်းတဲ့ဖခင်အကြောင်းသင်စစဉ်းစားပါလူတယောက်ကရောက်လာတယ်ဆရာကျွန်တော်ဘဝကသူများနဲ့မတူဘူးဆရာကျွန်တော်ဘဝကဘာလို့အဆင်မပြေဘူးဆရာကျွန်တော်ဘဝတည်လိုက်တာပဲကောင်းပါတယ်ဆရာဒါနဲ့မဟုတ်ဘူးညီကိုကပြဿနာအကြောင်းပဲစဉ်းစားတော့ပြဿနာတွေနဲ့ပဲထပ်ခါတွေ့နေတာဗောညီကိုဘဝမှာဖျားကပြင်ဆင်ထားတဲ့အရာတွေအများကြီးရှိတယ်ပြောတဲ့ခါမှာဘာမှမရှိဘူးဆရာရှောက်မပြောနဲ့ကျွန်တော်ဘဝမှာဘာမှမရှိဘူးဆရာဖျားဆိုတာလည်းအလကားပဲဒါဆိုရင်ညီလေးအခုမင်းမိမတေးသွားလို့လားမိမတော့မတည်ဘူးလေဆရာမိမတော့ရှိတာပဲဒါဆိုမင်းမိမရှိနေသေးတယ်အသက်ရှင်စွာရှိနေသေးတဲ့အတွက်မင်းမိအသက်ရှင်စွာရှိနေတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းလေမင်းမိမရှိတော့မင်းသားသမီးတွေကိုဘသူထိတ်ခဲလုံးမှလဲဘသူချက်ကျွေးမှလဲဘသူပြုစုမှလဲမင်းမိမရှိတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းလေမင်းမအခုအလုပ်မရှိလို့လားမင်းမစားစရာမရှိတော့လားအလုပ်ရှိပါတယ်ဆရာဒါဆိုအဲ့အလုတ်တော့ကြေးတော့ချီးမွမ်းလေအလုတ်မှာရှိတဲ့ပြဿနာကိုပုံကြီးချဲနေတယ်အလုတ်မရတဲ့သူတွေအများကြီးရှိတာထက်ဆိုင်အလုတ်မရှိလို့ရတဲ့အလုတ်ဝင်လို့ဘယ်အလုတ်ပဲဖြစ်လုံမယ်လို့ရှောက်ရှာတဲ့လူထက်ဆိုင်ခမည်းမှာအလုတ်ကိုပိုင်အလုတ်လေးရှိနေသေးတဲ့အတွက်ခမည်းကျေးဇူးတော်ချီးမွမ်းလေခမည်းခုခြေထောက်နှစ်ဖက်လမ်းလျှောက်နိုင်တယ်မဟုတ်ဘူးလားဈေးုံမှာလမ်းမလျှောက်နိုင်တဲ့သူတွေအများကြီးရှိတယ်လေခမည်းလက်နှစ်ဖက်လုံနိုင်သေးတယ်ခမည်းကင်တွယ်နိုင်သေးတယ်ကျွန်တော်အိမ်ထဲဝင်လာတာခမည်းတကားကိုဖွင့်ပြီးတော့ဝင်လာတယ်ကိုဘာသာကိုတကားဖွင့်ပြီးတော့ဝင်လာနိုင်တဲ့အခွင့်အရေးဖရားပေးထားသေးတယ်လေကိုစပင်ကိုပြန်ဘီးနဲ့တော့မှမဖီးနိုင်တဲ့ဘဝသူများဖီးပေးမှခေါင်းလေးတည်တတ်နေရတဲ့ဘဝဈေးုံမှာအများကြီးရှိတယ်ဘီးကိုတော့မှမဖီးနိုင်တော့တဲ့ဘဝတွေအိမ်သားတော်မှကိုယ့်ဘာသာမတတ်နိုင်တော့တဲ့ဘဝတွေကိုယ့်ဘာသာကိုသွားမတိုက်နိုင်တဲ့သူတွေအများကြီးရှိတယ်ခင်ဗျာဓာတ်တွေချီးမွမ်းလေကိုမျက်နှာတော်မှကိုပြန်မသိနိုင်တော့တဲ့ကိုလက်နဲ့ပြန်မသိနိုင်တဲ့ဘဝမှာခင်ဗျားမှာဒီအဲ့တဲ့ခင်ဗျားတဲ့သိုးသွားတဲ့သူတွေအများဈေးုံမှာရှိတဲ့သူတွေသွားမေးကြည့်ဘာမှမရရင်နေပါစေဘာမှမရှိတော့ရင်နေပါစေဆရာရဲ့ဘာမှမရှိနေပါစေကျမ်းမာခြင်းလေးပဲပြန်ရပါကျမ်းမာခြင်းရတဲ့သူလည်းငွေမရှိလို့ဝမ်းနေနေတယ်လုံငါစိတ်မပြေလို့ဝမ်းနေနေတယ်အဲ့ဒီကျမ်းမာရေးအစိတ်မပြေလို့ငွေအကြောင်းမစင်စားဘူးရွှေအကြောင်းမစင်စားဘူးအိမ်အကောင်းစားနေဖို့ကားအကောင်းစားစီးဖို့မစင်စားဘူးသူတို့စင်စားတာအဲ့ဒီဆေးရုံခန်းထဲထွက်ရရင်ကျေနပ်ပြီဒါပေမဲ့ကျမ်းမာနေတယ်အကုန်လုံးကျမ်းမာနေပြီမဲ့သူများကားဝင်နေတယ်ကိုမဝင်နိုင်လို့စိတ်မကောင်းဖြစ်တယ်သူများအိမ်မှာနေတယ်ကိုအိမ်မှာမနေတော့စိတ်မကောင်းဖြစ်တယ်သူများလို့မွင့်တယ်လို့စိတ်မကောင်းဖြစ်တယ်အဲ့လိုစိတ်မကောင်းဖြစ်နေပဲဘာဖြစ်လဲအဲ့ဒီစိတ်ကြောင့်ဈေးုံရောက်သွားတယ်နောက်ဆုံးတော့ဘဝဆုံးတတ်သွားတယ် no တင်းရဲ့လက်ရှိချိန်လေးမှာဘုရားခင်တင်းကိုကျမ်းမာရှင်ပေးထားသေးတယ်မြင်ခွင့်ပေးထားသေးတယ်ကြားခွင့်ပေးထားသေးတယ်တင်းမှာကျေးဇူးတော်ချီးမွမ်းစရာအများကြီးကြံသေးတယ်သူများလို့လက်မပြတ်နေဘူးသူများလို့ခြေမပြတ်နေဘူးသူများလို့မျက်စိမကားနေဘူးသူများလို့နားမပင်းနေဘူးသူများလို့ပါးစပ်မအားနေဘူးဘုရားယေရှုတော်ကြောင့်သွားနိုင်လာနိုင်စားနိုင်တောင်းနိုင်လုံနိုင်ကိုင်နိုင်သေးတယ်အဲ့ဒါယေရှုတော်ဖြစ်တယ်ဘာကြောင့်ကိုယ့်ရဲ့ပြဿနာတွေကိုပုံကြီးချဲနေတာလဲ
Jishulo, a mutego, Napime. Me a hound it on me, Sinzane. Put on Budego, Maomine. Shekala Ayaro, Pamana Mapune. Jishulo, Pioya Jishulo. Pioya Jishulo. Bao Jishu Kainale, a mutego, Mimo Jiva. Bao Jikainale. They are how they were Lama Pione. They are take a Macone Yari Lama Pione. They are same Piamude Lama Pione. Payalke Council Piece in other Yachamo Sabra Pioya. Hallelujah. Hallelujah. They are same Pia Johnny Lama Pione, Paduma Lama Pione. They are same Pia John Pione, the Timbua, same Pia Chin and Bedoma, you already work at here in Matona. I see my Pia Chin. So they wake it and they touch it. Then they go in the Sabroma. Piaking out Mutipudome, Piochi House. Piaking out Mutipudome. Piang out Piaking Mutipudome. Pioba. Momo Yoji's on the Pioba, Yoji's on the Pioba, Piaking out Mutipudome. Camaro Pioni, the Choco and Pioni, the Chino, John Dinity low song can be the Yadi. Jose was out. She low on my Yadi, Jose was on it. Piac and Mutego Pudome. Mutego Pudome. Mutego Pudome. Hallelujah. Mutego Pudome. Hallelujah. John Miolin, John Miolin, John Miolin. This is Mama John International. This is Mama. Tell me conference. Tell me, Mama. Conference mode of your English conference, ma. You know, main speaker, dear Peter. You thought you are me. Yeah, ha. A mood de Piakin Pumea. And I'll Gima the English conference, and how would they Piakin Pupuleme? Natal Sashima, Lucia Town Shima Jodia Home, Pamatia Momashivo. Eddie Jarema Jodia Home, Piakin Sabra Pume. I tell Sabra Pu. Hey, she don't wing up, you know, Chinda Doman. No, but China Nemo, General Townara, loot the thing, Mahobu. John Downala, Lucia Town, John Downara, Tanachi or Lude John Downara. You buy your Peroma Mativa, and Bena Machita Piola, you buy your Mativane. Hallelujah, you buy your Mativane. You buy your Mativane. Marotoba, hey, Mata, don't limit yourself, don't limit yourself, and don't limit your God. Don't limit yourself, and don't limit your God. Hallelujah. Go at that Gopiancino, simply moved in Yaishibare. Go at that Gopiancino, Angizari, and Yaishibare. Go at that Gopiancino, English nation line, Malone Bamala. Damet the Kuba, Genotema, I can do all things through Christ who strengthened me. Now, Kuane Piesons, the Crito Apien, Katin Omudugo, not the Swan Lime. Hallelujah. Hallelujah. Come a Pieson, Chine, Tinchine, Peroma Pieson Lama Mobu, Pieson Zire, Payabu, Pianchija. Hallelujah. Come a Pieson, Gene, Cochine, Peroma Pieson. Lama Mobu, come Piezon Gine, Peroma Piezon Lama Mobu, Piezon Zedo Paya, Piezon Zedo Paya, a Mutego, Pume Payabago, Dinesati Lejayo, a howling of Pione, a Mutego Sab of Yojaya, Pina Mashido Piola, a Mutego Sapioya, a Mutego Sapioya. Hallelujah. Amutego sapioya. Hallelujah. Hallelujah. Oh, hallelujah. Think that I'm a social kid. I'm a pione. Piakin pian pime county mingla jong sapioya. Hallelujah. Think that I'm a little social kid. And the do a hodum at a chanda by the Dabi made a good. And the do a D you are my so a poga the G. And did what a shillow bind. A shillow jump of your neck. Piatki and Shima. A salum to Santa Vida. Hallelujah. Piochinaga. Shillame and Nakama Paya Council Pies. General Piola, Pima Pia Duico. Genoa. Mima Pipaloma Totala Dilla. Negative the Marimialo. No Lacanada, I am Yare. See, I dealt the Ahoy, Afghani, Batom, since I told the pretty, but on you. When you're in like Gigi, told me they're pretty, but wow, Topianchi. Ho tau like D, tau like, ho, D Lupio, Piaki, Chichimeta, Pide Lupio, Afghani, Long Domile Pide, Mameno. Janza le Pajao. Eddie Poet Gila,
သူတို့ဘဝသူတို့ဘာသူတို့ရွာလဲနေတယ်မညာတမ်းသူတို့ကိုသူတို့ပြန်ဆန်းစစ်ကြည့်ကျွန်တော်ပြောတာဟုတ်လားဆိုတာကြိုက်မှာတော့မဟုတ်ဘူးဒါပေမဲ့အားလုံးကိုကျွန်တော်ချစ်တဲ့အတွက်ကြောင့်သူများကိုပဲလိုက်ထောက်သူတို့ကသူများအမှားကိုရှာနေတဲ့သူတွေခင်ဗျားတို့မတိုးတက်မှခင်ဗျားတို့သိရင်ပြန်ပြင်လိုက်အယုတ်ဖေအသာစားတင်းတို့ကောင်းကြီးရှိလိမ့်မယ်အဲ့တော့သွားအတုမယူနဲ့ Facebook မှာဟိုရေးလိုက်ဒီရေးလိုက်ခင်ဗျားတို့မလုံးနဲ့ Facebook မှာကိုရေးတယ်ကိုခွန်အားရလို့ရေးတဲ့ဟာအောက်ကနေမကောင်းတာပြန်ရေးသင်စိတ်ဆိုးရအောင်မယ်စိတ်ဆိုးရရံဖြစ်အောင်မယ်အစတည်းမရေးနဲ့ပါမှာအော်မဟုတ်လေကျမတို့ကိုအဖြစ်သူများခွန်အားရစေချင်လို့ no အဲ့ဒါတော့ပဲတင်စရာဘာအကြောင်းမှမရှိဘူးတကယ်ခမတကယ်ခွန်အားရတာမှန်ရင်ခမကိုခွန်အားပေးဖို့လူတယောက်ခွန်အားရှိမှပြင်ဆင်ပေးလိုက်မှတကယ်လိုအပ်နေတဲ့သူဝတ်တွေရှိမှပလဲရနာသွားမချနဲ့တကယ်လိုအပ်တဲ့သူခမရှိရောက်လာရင်ခမကြုံတွေ့တဲ့အရာလေးရိုးရိုးလေးတတ်တယ်ခံအဲ့လူလွတ်မြောက်သွားလိမ့်မယ်သွားပြီးတော့မှခမဟိုကိုတန်ဖိုးမထားတဲ့လူရှိမှတန်ဖိုးကြီးဆုံးနှုတ်ကပတ်တော့တော့မတင်ပြနဲ့အလကားရန်ဖြစ်เสียဖြစ်တယ်စကားများစရာတွေဖြစ်တယ်ခင်ဗျားတို့ Facebook မှာတော့ကျွန်တော်တို့နှုတ်ကပတ်တော်တွေခွန်အားရစေခြင်းလို့တင်တာဝမ်းသာပါတယ်ဒါပေမဲ့ညီကိုမောင်မတို့အဲ့ဒီ Facebook တွေကြောင့်သူများတွေထိမိလဲစရာဖြစ်မယ်ဆိုမတင်ပါနဲ့ဖျားသခင်ချီးမြှောက်ခြင်းနဲ့သူက Facebook နဲ့မှချီးမြှောက်တာမဟုတ်ပါဘူးဖျားသခင်တောထဲကနေဒါဝိဒ်ကိုဟိုးပလင်ပေါ်ထိချီးမြှောက်တာအဲ့တော့အင်တာနက်မရှိပါဘူး Facebook လည်းမရှိပါဘူးဘာမှမရှိပါဘူးဖျားသခင်ချီးမြှောက်တာပါပဲပြောချင်တာညီကိုမောင်မတို့ဖျားသခင်ချီးမြှောက်ခြင်းဖျားသခင်ဟိုးကြောင်ထဲကနေဆွဲထုတ်ပြီးချီးမြှောက်တယ်ဖျားပါအဲ့ဒါမဲ့တခုတော့ရှိတာပေါ့လေပြောစရာရှိလို့ပြောနေမှာပဲကိုခွန်အားရတဲ့လူဝင်ငှလိုက်ခြင်းအပြင်နဲ့ဒီအင်တာနက်အပြင်လူတွေကများစွာလွတ်မြောက်ခြင်းရကြတယ်ဆိုတာလည်းကျွန်တော်တွေ့ရပါတယ်ဝမ်းသာပါတယ်ဒါပေမဲ့ဒီຢာတွေအားလုံးထက်ညီကိုမောင်မတို့ကျွန်တော်အရေးကြီးဆုံးကကိုယ့်ရဲ့အသက်တာအလောက်အရှုံးမခံပါနဲ့ဒီຢာတွေနဲ့ဘုရားသခင်အမှုတစ်ကိုပြုရှင်တယ်ဘုရားခင်အမှုတစ်ကိုပြုရှင်တယ်အတစ်တော်အမှုရာတွေကျွန်တော်တို့စတင်လို့ရင်ခုန်ကြရအောင်ဘေးနားမှာရှိသူပြောလိုက်အောင်စတင်ရင်ခုန်ရအောင်ပြောရအောင်စတင်ရင်ခုန်ရအောင်ဘုရားခင်အမှုတစ်ကိုပြုတော်မယ်ဟာလေလုယာဒါကြောင့်ဘာလို့မလဲကိုယ့်ရဲ့အတိတ်ကအရာတွေကိုယ့်ရဲ့အတိတ်ကအရာတွေအားလုံးကိုမပြည့်စုံခြင်းနဲ့မစုံလင်ခြင်းနဲ့အားလုံးကိုထားခဲ့ပြောလိုက်ထားခဲ့တော့တင်ဆွဲလာလဲဘာမှတင်ပြပြုတ်လဲအရေးကြီးတာပါလဲအမှုတစ်ကိုပြုမယ်အဲ့ဒီအမှုတစ်အတွက်တင်းရဲ့တက်တာမှာအတစ်တော်အတ္တနဲ့ဝင်စားမယ်ဟာလေလုယာဒီနေ့ဆရာတော်တင်းရဲ့အတိတ်ကိုကြောခိုင်းလိုက်တာတင်းပါလဲတဲ့လားတင်းလူတစ်ပဲဒါပဲနောင်တဆိုတာဒါပဲနောင်တဆိုတာဒါပဲနောင်တဆိုတာပါလဲလုံးဝလှဲလိုက်တာလုံးဝပြန်လှဲလိုက်တာဘယ်သူစီပြန်လှဲတာလဲဘုရားစီကိုပြန်လှဲတာနောင်တဆိုတာပါလဲဘုရားစီကိုပြန်လှဲလိုက်တာပြန်လှဲလိုက်တာတော်ပြီအပြန်လှဲမယ်ငါအတိတ်ကအရာတွေငါပြန်စဉ်းစားနေအတိတ်ကအရာတွေငါပြန်စဉ်းစားနေကျွန်တော်ပြောမယ်တကယ်အသက်တာမှာဖျားခင်တကယ်ချီးမြှောက်စေချင်လားကိုဘယ်တော့မှမချီးမြှောက်နဲ့ဖျားသခင်ချီးမြှောက်ခံချင်ရင်ဘယ်တော့မှကိုလူတွေကျဉ်းနှံ့အောင်လိုက်မလုံးနဲ့လူတွေလက်ခံအောင်မလုံးနဲ့ဒီလိုလုပ်ရင်လူတွေလက်ခံမယ်ထင်တာပဲဘုရားခင်ရှေ့မှာရှက်စရာကြီးဘုရားနှလုံးသားကိုကြည့်တဲ့အခါမှာလူတွေလက်ခံအောင်လူတွေကြိုက်အောင်လူတွေကျဉ်းနှံ့အောင်လိုက်လုံနေတယ်လူတွေကျဉ်းနှံ့အောင်တတ်မရှင်နဲ့ဘုရားသခင်ကျဉ်းနှံ့ပါစေဘုရားသခင်နှစ်သက်တော်တတ်တာဖြစ်ပါစေလူတွေနဲ့တဲ့အောင်ပေါင်းတာတက်ဘုရားနဲ့တဲ့အောင်ပေါင်းဘုရားနဲ့တဲ့တဲ့လူကလူတွေနဲ့အကုန်တဲ့တယ်လူတွေကိုတဲ့အောင်လိုက်ပေါင်းရင်းနဲ့လူတွေနဲ့အစင်ပြေအောင်လိုက်လုပ်ရင်းနဲ့ပို့ပြီးတော့အစင်မပြေတာပဲကြုံတွေ့လာတတ်တယ်
လူတွေနဲ့တက်အောင်ရှောင်းမပေါင်းနဲ့ပြောချင်တာဒါဆိုအကုန်လုံးရံဖြစ်ရမှာလားအဲ့ဒါပြောတာမဟုတ်လူအကြိုက်လိုက်ရင်လူအကြိုက်လိုက်ရင်လူအကြိုက်လိုက်ရင်ပတ်ထားလူအကြိုက်ကိုခမည်းသေတဲ့အထိသူတို့မချေနှက်ဘူးဘလောက်ကောင်းတာလှုပ်ပေးအဆုံးထိလုံနိုင်တုံးပဲကောင်းတာမလုံပေးနိုင်ရင်မကောင်းတော့တာအဲ့ဒါလူပဲဒါပေမဲ့မှတ်ထားဖခင်ကသင်အနှဲငယ်လေးသစ္စာရှိတယ်ဘုရားဖခင်ကတသက်လုံးပြန်သစ္စာရှိတယ်ဖခင်ဖြစ်တယ်ဟာလေလုယာတဲလေးသစ္စာရှိလိုက်ဖခင်ကတသက်ပြန်သစ္စာရှိတယ်ဖခင်ဖြစ်တယ်ဖခင်ကအဲ့လိုဖခင်မျိုးလူကိုသေတဲ့အထိခမရလှုပ်ပေးသူတို့သေတဲ့အထိမချေနှက်ဘူးလူတွေချေနှက်အောင်အသက်ရှင်မဲ့စားအဲ့ဒီအချိန်လေးဖခင်ကိုပေးလိုက်ရအောင်ငါသူ့စီမသွားရင်တော့သူငါ့ကိုချေနှက်မှာမဟုတ်ငါသူ့ကိုထွက်မတွေ့တော့သူချေနှက်မှာမဟုတ် no ဖခင်ကိုပေးရမယ့်အချိန်မှာသူ့ကိုထွက်တွေ့ချင်ပဲဖခင်ကိုအချိန်မပေးလိုက်အချိန်သူ့အချိန်ပေးလိုက်တဲ့အတွက်ကြောင့်ဖခင်ကိုအချိန်မပေး hey မချစ်ကျွန်တော်ပြောပြမယ်ဖခင်ကိုအချိန်ပေးရမယ့်အချိန်မှာသူ့အချိန်သွားပေးခြင်းအမင်္ဂလာတွေအများကြီးရှိတယ်လူတွေနဲ့အချိန်များပေးနောက်ဆုံးပါဖြစ်လေတက်လားလူတွေနဲ့ပဲဘဝလမ်းဆုံးသွားတယ်နောက်ပြန်လှည့်ကြည့်လိုက်ငါဖခင်အချိန်ပေးခင်ကောင်းတာနောင်တရတဲ့အသက်တာပဲဖြစ်စေတယ်ဒီနေ့ဘာလို့ရမှာလဲတင်းရဲ့အပိုက်တွေအကုန်လုံးပြစ်ခင်ဖခင်ရှိအမှုတစ်ကိုပြုခြင်းတယ်အမှုတစ်ကိုဖခင်စပြုတော့မယ်ဘာပြောချင်တာလဲညီကောင်မောင်မတို့စရကြည့်အောင်ဒီနေ့ယောဂဝေဒနာခံစားနေရတော့သူတွေယောဂဝေဒနာခံစားနေရသူတွေငါပြစ်ကြောင်းငါဖျားနဲ့မမှန်ကန်ခဲ့လို့ငါမကောင်းခဲ့လို့ငါအတိတ်မှာဖျားသခင်စကားနားမထောင်ခဲ့လို့ငါခုတလို့ယောဂရနေတယ်ဒီအဲ့လိုတွေးနေတယ်တင်းကိုစာတန်လည်းဘေးနားနေပါလာပြောမှာဟုတ်တယ်နေမကောင်းဘူးဒါကြောင့်ဒီယောဂဖြစ်နေတာအဲ့ချိန်မှာကိုယ်လည်းဟုတ်တယ်စာတန်လည်းဟုတ်တယ်တယ်ဟုတ်တယ်အဲ့လားတေယောတာယေရမိ30 ငယ် 19အဲ့လိုလူတွေအတွက်ဘုရားရှင်ဘာပြောလဲစကားဘုရားခင်အမှုတစ်ကိုပြုရမယ်ဘေးနားမှာရှိသူပြောလိုက်အမှုတစ်ကိုဘုရားပြုရမယ်မချမ်းသာတော့သူကိုချမ်းသာစေမယ်ဝမ်းနေတဲ့သူကိုဝမ်းမြောက်ခြင်းပေးမယ်ဟာလေလုယာညီးတွားတဲ့သူတခြင်းဆိုတော်ခွင့်ပေးလိမ့်မယ်ဟာလေလုယာယေရမိအနာဂတ်ကျမ်းခန်းကြီး30 ငယ် 19အားလုံးတူတူကဖတ်ရအောင်ဘသူမိန်တာလဲထာဝရဘုရားမိန်တာထာဝရဘုရားမိန်တော်မူသည်ကဘသူပြောတာလဲလူတွေလားထာဝရဘုရားလားထာဝရဘုရားမိန်တဲ့စကားဒါကြောင့်လူတွေပြောတဲ့စကားထက်ဘုရားပြောတဲ့စကားကိုစတင်အာယုစိုက်တဲ့ generation ဖြစ်ပါစေလူတွေပြောတာကိုအာယုစိုက်တဲ့မျိုးဆက်မဖြစ်ပါစေနဲ့ဖျားစကားကိုအာယုစိုက်တော်မျိုးဆက်ဖြစ်ပါစေအာမင်စာဖတ်ရ 1 2 3ဘသူအမိန်နာလဲတိလာညီကိုမောင်နှမတို့ကျွန်တော်ပြောမယ်အဲ့ဒီခုနကစိတ်တက်ကြစိတ်ပြက်ပြီးအတိတ်ကိုပဲပြန်လှည့်ကြည့်ပြီးတော့ငါမကောင်းလို့ငါအခုယောဂတွေဖြစ်နေတာမကောင်းလို့ငါအခုခံနေရတာမကောင်းလို့ဆိုတဲ့အရာတွေဘာဖျားဘာပြောလဲအားလုံးဖတ် 1 2 3ထာဝရဖျားမိန်တော်သူတို့ဘာတို့ကတင်းဒီစွန့်ပစ်ခြင်းကိုခံရတော့မင်းရဲ့ပြစ်တွေဒီလောက်များတာမင်းလုပ်ခဲ့တဲ့အရာတွေကြောင့်မင်းအခုခံရတာမင်းတောက်ခဲ့တဲ့အရာတွေကြောင့်မင်းအခုသေချွန်းပြီအမျိုးစုံပြောလိမ့်မယ်စွန့်ပစ်ခြင်းခံတော့သူဟူရဲ့၎င်းအဘယ်သူများဆက်ဖတ်အဘယ်သူများခေါ်တော်လေတင့်ကိုလူတွေအားလုံးကမင်းရဲ့အတိတ်ကအရာတွေကြောင့်မင်းအခုခံနေရတာအမျိုးစုံပြောလိမ့်မယ်အဲ့ဒီလူတွေအတွက်ထာဝရဘုရားမိန့်တာပါလေပြောတင်ဤအနာယောဂများကိုငါပျောက်စေ၍ဂျမ်းမာဘဂတိဖြစ်စေမည်ဂျမ်းမာခြင်းလိုအပ်နေသောသူတွေငါအတွက်ဖြစ်တယ်လို့ဝန်ခံလိုက်ပါဟာလေလုယာဆက်ထားပြမိန့်တာပါလေမင်းဟာစွန့်ပစ်ခံရတဲ့သူလို့သူများပြောကောင်းပြောလိမ့်မယ်မင်းကဘယ်သူမှလာကြည့်ရှုမှာမဟုတ်ဘူးမင်းဘယ်သူနဲ့မှမတည့်ခဲ့ဘူးလေဟမ်
Jamare Chino, Hombo, Aku Jaram, me who Ludine, who Yampiti, Aku, me, name a company, the mail, but the Jimala. But what do I do, me do I do, Maramaku Tanaro La Chida, you little Cotola, Tommy, and Apiam. Piole, I looked up Payapa Piole. Payapio is a mail to me as some Pietoniale, Mama Sopiebo. Hallelujah. They are some Pietoniale, Mama Sopio Paloma, they and na yoga miao. Nga Piao say, Nga Piao say, Jama Pagati Piasimes or Piashi Piet. Hallelujah. Hallelujah. Jamani doturi. Jamani Jama Chedeke look any doturi. Satim no Wunkayao. No go pato di Ngago Jama say Piet. Satim Wunkayao, no go pato di Ngato Piet. I could no go pato chaching, Pitino at that time. Alola Limakube. Hallelujah. Hallelujah. Kensa yoga Piet to the Kanamata Chachinta, Mimiata. Kensa yoga Piet, Mimiata. Chino Piashin Popian, Mimiata, Kensa yoga Piet to the hobby. Baken sale bioba. Uma ikensa. Dima baken sale. Jinda kensa. Babiola mchao. Uma ikensa be. Ma bioba baken kensa lamdi. Biobia bala. Taina bala. Yinda cancer. Taking cancer. Lay junk a Yindana Linda man. Lay junk cancer, Dimata in cancer. Bemale, lay junk cancer, Bamale. If you dare. Lebimo lecotina. Lebimo leclitina. The in cancer. Bible man luckily didn't have a Yabaleko didn't have a Umai cancer. The Bible man lego allo didn't have a Yabaleko didn't have a Lego didn't have a Dinogwa dosachi. Then the Guchan of Yopiame. Then cool yoga pitechima, the Basinzana Dilla. Nga take a day John was in our Mamma Bio. Natega, Napiane Bamalam Tivu, Piamaneta Dangaba Lolem Tivu, Piaking Queen Lopamala, Nadina Yoga, Nebanga Tamion and Bamla, the music Chilime. Eddie Hardy Alo, the Mila, Alo Mekanetilla, Eddie Ayadi Alo Dwa. Alo Kanzame to the Alundra Makanzaya Mikadega Yeshu Credo Lawakade Mako look baby do up there. Naro Pimiago Pilu Naro and Yoga Shilimiago Piausido Mubilo Piore Piashim Pide. Hallelujah. Oh Ngamakomu Swata Lawakade Sisichia Yeshu Credo got 2 years at Tuido up your thing or Tashin say if you're there. 2 years at Tuido up your thing or Piamase if you're there. Kankedo Danya Danchato Miapin Ana Yoga Shilmia Yanzi if you're there. Down Tiamaya the attend the crypto up in Piamato to Pite. Like soba Aku Kanzania today. Yeshu crypto up here. Mahobudi Lea go so kind of Janelo Kuya. Yeshu crypto up here. Jano Chamaro di Tashino do Piamato do Jama do Pibi Pijao won't come by Lawaka Dainai Come be Kedo Danchato Mia Api Jano Jama Ana Yoga Piaubi Pijao won't come by like so oh nga winye Taura Piago Kaunji Pelo Ngai a tema Shilmiaro Tashino Namao
ကောင်းချီးပေးလောအိုငါဝိညာဉ်ထာဝရဘုရားကိုကောင်းချီးပေးလောယေရှုတော်ပေါင်းကိုမမေ့မလျော့နဲ့ကျွန်ုပ်အပြည့်အလုံးစုံကိုဖြည့်လွှတ်၍ကျွန်ုပ်အနာရောဂါရှိသည်များတော့ကိုပျောက်စေတော်မူပြီဟာလေလုယာဟာလေလုယာဒါပေမဲ့ကျွန်တော်ပြောပြမယ်အဲ့အနာရောဂါအတွက်ကျွန်တော်ပြောပြမယ်တင်းရဲ့အသက်တာထဲမှာဒီကင်ဆာယောဂါပဲအာရုံစိုက်နေမဲ့အစားတင်းယခုကင်ဆာယောဂါရှိနေတော့ညာလဲတင်းလက်လှုပ်နိုင်သေးတဲ့အတွက်စကျေးဇူးချီးမွမ်းပါလက်လှုပ်နိုင်သေးတယ်လက်လေးမြောက်ကြည့်ပေးပါအောင်ကျေးဇူးပြုလက်မြောက်ပေးပါအောင်ကျေးဇူးပြုမြောက်လို့ရလားလက်မြောက်လို့ရသေးတယ်နှစ်ဖက်လုံးမြောက်ပါကျေးဇူးပြု yes မြောက်ပါမငိုပါနဲ့ကိုမတနာနဲ့ဘုရားခင်အောင်ပဲလောက်ပါလက်မြောက်ပါကျေးဇူးစချီးမွမ်း okay လက်မြောက်လို့ရသေးတယ်ကျေးဇူးတော်ချီးမွမ်းခြေထောက်လှုပ်လို့ရသေးလားခြေထောက်လှုပ်လို့ရသေးလှုပ်ကြည့်ပါခြေထောက်လှုပ်လို့ရလားရသေးတယ်ကျေးဇူးတော်ချီးမွမ်းဒီခြေထောက်လှုပ်လို့ရသေးလားလက်လှုပ်လို့ရသေးလားရနေသေးတယ်မျက်စိမြင်နိုင်သေးလားမြင်နိုင်သေးတယ်နားကြားသေးလားကြားသေးတယ်တင့်အတွက်မျောလင့်ခြင်းအများကြီးရှိသေးတယ်ဟာလေလုယာဖယားပေးတဲ့လေကိုတင်ရှုနိုင်သေးလားရှုကြည့်ပါဦးအဲ့ဒီအရာတွေအတွက်စတင်ချီးမွမ်းအဲ့ဒီအရာတွေအတွက်စတင်ချီးမွမ်းတင်မရှိတဲ့အရာအတွက်ဝမ်းနည်းမနေနဲ့ရှိတဲ့အရာတွေကိုစတင်ပြီးတော့ချီးမွမ်းပါတင်မြင်နိုင်သေးတယ်ကြားနိုင်သေးတယ်လက်လုံနိုင်သေးတယ်ခြေထောက်လုံနိုင်သေးတယ်စတင်ပြီးတော့ဘုရားသခင်ကင်ဆာယောဂဖြစ်နေတော့ညာလဲကျမလမ်းလျှောက်နိုင်သေးတယ်ကျမသွားနိုင်သေးတယ်ကျမလာနိုင်သေးတယ်အဲ့ရပေါ်မလဲသေးဘူးဒီအတွက်ကြောင့်ဘုရားခင်ယေရှုတော်အထူးပဲချီးမွမ်းပါတယ်အဲ့ဒီချီးမွမ်းခြင်းအတန်ကိုဘုရားကြားချင်တာဖြစ်တယ်အဲ့ဒီချီးမွမ်းလေအဲ့ဒီယောဂကြောင့်စဉ်းစားပြီးတော့ညီးတွားဒါကိုစာတန်ကလိုချင်တယ်ယောဂကြောင့်စဉ်းစားလိုက်ညီးလိုက်ငါမှဘာလို့ဖြစ်ရတာလဲအဲ့ဒီအရာပြောလေတင့်ကိုစာတန်ကခြေကုပ်ယူလို့ရလေပဲတော့ဒါမဲ့တင်ခံစားနေရတဲ့အထဲကနေနာနေတဲ့အထဲကနေဘုရားသခင်လက်တစ်ဖက်လှုပ်နိုင်သေးတဲ့အတွက်ယေရှုတင်တယ်ခြေထောက်နှစ်ဖက်လှုပ်နိုင်သေးတဲ့အတွက်ယေရှုတင်တယ်နာချနေတဲ့ခွင့်အတွက်ယေရှုတင်သေးတယ်ကျွန်တော်သွားနေလာနိုင်တယ်သွားတိုက်နိုင်တယ်လို့ယေရှုတင်တယ်သူများလာတိုက်ပေးစရာမလိုသေးဘူးကောင်းလာဖိပေးစရာမလိုသေးဘူးကိုတော့လှုပ်ထားပေးတဲ့အရာတော့ကိုတော့ကိုယေရှုတင်တယ်စချီးမွမ်းပါအဲ့ဒီယောဂအကြောင်းစဉ်းစားပြီးစိတ်ညစ်နေမဲ့အစားကြံရှိတဲ့လုံနိုင်သေးတဲ့အရာကိုစတင်ချီးမွမ်းပါတရက်ပြီးတရက်တင်ထူးခြားလာလိမ့်မယ်တပတ်ပြီးတပတ်ထူးခြားလာလိမ့်မယ်တလပြီးတလထူးခြားလာလိမ့်မယ်တနှစ်ပြီးတနှစ်ထူးခြားလာလိမ့်မယ်ဟာလေလုယာတင်လောက်ကြည့်ပါဒီတရားစပြီးတော့အဲ့ဒီကင်ဆာယောဂကြောင့်စဉ်းစားပြီးတော့ကင်ဆာဆိုတာကသေစေတတ်တဲ့အနာဖြစ်တယ်ငါဘဝမှာပါလို့တလို့ကြုံရတာလေအဲ့လိုစဉ်းစားစေတာစာတန်ဖြစ်တယ်တို့ပေတော့ညာလေအခုနလိုစဉ်းစားပြီးတော့ချီးမွမ်းခိုင်းတာကဘုရားဖြစ်တယ်ဘုရားချီးမွမ်းစေလို့တဲ့စတင်ချီးမွမ်းခြင်းဒီယောဂပျောက်ကင်းသွားလိမ့်မယ်စာခဏချီးမွမ်းခြင်းခဏလေးဒီသမီးလေးရောက်တော့ဖျားရှင်ပေးထားတဲ့မျက်လုံးအတွက်ယေရှုတင်တယ်စတင်ချီးမွမ်းခြင်းမြင်ရတဲ့အခွင့်အတွက်ယေရှုတင်တယ်ကြားရတဲ့ခွင့်အတွက်ယေရှုတင်တယ်ကျေးဇူးစာချီးမွမ်း hey the a ကင်ဆာဖြစ်တယ်ဟုတ်တယ်ဒါပေမဲ့ကြောက်ကကောင်းနေသေးတယ်သွေးလည်းပတ်နေသေးတယ်အသေးကောင်းနေသေးတယ်ဦးကောင်းနေသေးတယ်ဦးမကောင်းတဲ့လူတွေကလည်းဘာလို့မလဲကြောက်ကကောင်းနေသေးတယ်အသေးကောင်းနေသေးတယ်စချီးမွမ်းပါအဲ့ဒါကျမ်းမာခြင်းရဲ့လှုပ်ဝက်ချက်ဖြစ်တယ်ကျမ်းမာခြင်းဘယ်လိုရယူရလဲဆိုတာအဲ့ဒါနီးစနစ်ကိုသင်ပေးတာကျွန်တော်လာဆူတောင်းပေးမယ်အခုဆူတောင်းပေးပြီးခင်ဗျာတက်တာသွားမယ်ပြီးတဲ့ခါမှာခင်ဗျာပြန်ပြီးတော့ယောဂအကြောင်းပဲခင်ဗျာပြန်စဉ်းစားရင်အေးယောဂပို့ဆိုးလာလိမ့်မယ်ကျွန်တော်အခုတင်ငါမပေးဘူးငါများနေတင်ပေးမယ်ငါကိုကိုယ်တိုင်ရကျမ်းမာခြင်းကိုယ်တိုင်ရယူဖို့ကျွန်တော်တင်ပေးမယ်အဲ့ဒါတော့ရှင်းလေးပဲချီးမွမ်းခြင်းနဲ့ပဲတင်လွတ်မြောက်နိုင်တယ်ဘောလူနဲ့တီးလာအောင်
တန်တိုင်နဲ့တန်နဲ့ကာထားတဲ့ကဲတော့ကာထားပြီးသားနာကျင်တဲ့ကြားထဲမှာရိုက်တဲ့ခံတဲ့ကြားထဲမှာဒါပေမဲ့ယောဂပျောက်ဖို့တင်မဆူတောင်းပါနဲ့အဲ့လိုပြောလို့တမျိုးယောဂပျောက်ဖို့ကျွန်မမဆူတောင်းလား no ခံနေရတဲ့ထဲကနေ तू ဘာလုပ်လဲသိလားထောင်ထဲကနေထွက်ဖို့သူတို့ချီးမွမ်းနေတာမဟုတ်ဘူးထောင်ထဲကနေထွက်ဖို့သူတို့ချီးမွမ်းနေတာမဟုတ်ဘူးဘလို့အခြေအနေမှာပဲဖြစ်ဖြစ်ဖျားသခင်ချီးမွမ်းမယ်ဆိုတဲ့နှလုံးသားထောင်တကာပွင့်သွားစေတာဖြစ်တယ်ဟာလေလုယာထောင်ထဲကထွက်ဖို့ချီးမွမ်းနေတာမဟုတ်ဘူးဘလို့အခြေအနေမှာပဲဖြစ်ဖြစ်ချီးမွမ်းမယ်ဆိုနှလုံးသားကထောင်တကာကိုပွင့်ထွက်သွားစေတာဖြစ်တယ်ဘလို့အခြေအနေမှာပဲဖြစ်ဖြစ်ငါချီးမွမ်းမယ်ပြောရအောင်ဘလို့အခြေအနေမှာပဲဖြစ်ဖြစ်ငါချီးမွမ်းမယ်ငါမှချီးမွမ်းစရာအများကြီးကြံသေးတယ်ငါမှချီးမွမ်းစရာအများကြီးကြံသေးတယ်ငါမှချီးမွမ်းစရာမျက်လုံးကြံသေးတယ်ငါမှချီးမွမ်းစရာနားကြံသေးတယ်ငါမှချီးမွမ်းစရာလက်နှစ်ဖက်ကြံသေးတယ်ငါမှချီးမွမ်းစရာခြေထောက်နှစ်ဖက်ကြံသေးတယ်ငါမှချီးမွမ်းစရာအများကြီးကြံသေးတယ်ဟာလေလုယာဟာလေလုယာဟာလေလုယာစတင်လို့ချီးမွမ်းပါစတင်လို့ချီးမွမ်းပါခဏလေးကျွန်တော်ဆုတောင်းပေးမယ်အားလုံးဟာလေလုယာဖျားရှင်ကိုရောကိုယေရှုတင်တယ်ယေရှုတင်တယ်ယေရှုတင်တယ်အတိတ်ကယာတဲ့အားလုံးမေ့ပြစ်လိုက်ပါပြီအတိတ်ကအရာတွေအားလုံးမေ့ပြစ်လိုက်ပါပြီယခုပင်ကိုရောရှင်ဖျက်ကိုရောသမီးတွေမှာရှိတဲ့ကင်ဆာယောဂါလို့ဆရာဝန်ပြောတဲ့အရာတွေကျွန်တော်လက်မခံပါဘူးဖဖျားဆရာဝန်တွေတွေးတဲ့အရာကိုပြောပါလိမ့်မယ်သို့ပေတော့ညလည်းပဲယေရှုခရစ်တော်ခံပေးခဲ့သောဒဏ်ရာဒဏ်ချက်တော်များအပြင်ကိုရောသမီးတွေအနာယောဂါပျောက်ပြီဖြစ်ကြောင်းကျွန်တော်ဝန်ခံပါ၏ဝန်ခံပါ၏ဝန်ခံပါတည်တတ်သောအနာမလည်းကင်းလို့စေမယ်လို့ပြောတဲ့ဘုရားရှင်ဖြစ်တဲ့အတွက်ကြောင့်တည်တတ်သောအနာမဤသမီးများကင်းလို့ပြီဖြစ်ကြောင်းယေရှုခရစ်တော်နာမနဲ့ဝန်ခံပါ၏ဆက်လက်ချီးမွမ်းတဲ့အပေါ်မှာအမြင့်ကနေကိုတော့ဆွဲထုတ်မှဖြစ်တဲ့အတွက်ကြောင့်ယေရှုတော်ချီးမွမ်းပါတယ်အမြင့်ကနေဆွဲထုတ်ခါတဲ့အတ္တတာများဖြစ်ဖို့နေ့ရက်စဉ်တိုင်းမှာညီးတွားခြင်းကိုဖယ်ရှားလျက်ချီးမွမ်းသောအတ္တတာအတည်ဖြစ်ပါစေလက်တော်ထဲမှာသူပဲစက္ကအနံပါတယ်ယေရှုတော်ကြီးတယ်လို့ဝန်ခံလျက်သခင်ယေရှုနာမနဲ့ကျမ်းပါပြီဖြစ်ကြောင်းဝန်ခံပါ၏ဟာလေလုယာလိုက်ဆိုပါကျွန်ုပ်ဤsorry အမကျမဘယ်လိုပြောမှမသိ Okay ဒီလိုပဲပြောငါဤအနာယောဂါကိုဘုရားသခင်ပျောက်စေ၍ကျမ်းမာပဂတိဖြစ်စေမည်ပြန်ပြောငါဤအနာယောဂါများကိုဘုရားသခင်ပျောက်စေ၍ကျမ်းမာပဂတိဖြစ်စေမည်အာမင်နေ့ရက်စဉ်ထဲမှာဝန်ခံပါအဲ့ဒီဝန်ခံတဲ့အတိုင်းချီးမွမ်းတဲ့ပုံမှာတင်တော့အမြင့်ကနေဘုရားကိုဆွဲထုတ်လိမ့်မယ်ဖျက်ရှင်ကောင်းကြီးပေးပါစေဟာလေလုယာဟာဘဂုတ်အနာဂတ်ကျမ်းခန်းကြီး3ထိုင်ပါဟာဘဂုတ်အနာဂတ်ကျမ်းခန်းကြီး3ဟာဘဂုတ်အနာဂတ်ကျမ်းခန်းကြီး3Thank you, Jesus. Thank you, Lord. Hallelujah, Jesus. Habakkuk အနာဂတ်ကျမ်းခန်းကြီး3ဖတ်ရအောင်19 3:19အားလုံးတူတူကဖတ်ရအောင်တွေ့မယ်ဆိုရင်တင်မောတဖန်ပင်မပွင့်ရစပြစ်ပင်မတီးရတန်လင်ပင်ဤဂျေစုကိုမျှော်လင့်၍မခံရလေတို့သည်အတိနံကိုမပေးရတိုးချန်၌တိုးကုံ၍တင်းကုန်း၌နွားမရှိရစဖတ်သို့တော်လေထာဝရဘုရား၌ငါဝမ်းမြောက်၍ငါကိုကယ်တင်တော်မူသောဘုရားသခင်ကိုအမိပြုလျက်ဘာပြောလိုက်တာလဲငါအခုအစဉ်မပြေမှုတွေငါမှရှိလိမ့်မယ်ငါမှဝမ်းနေခြင်းတွေရှိလိမ့်မယ်ငါမှအချိန်နဲ့ဆရာတွေအများကြီးရှိလိမ့်မယ်ငါမှမဆုံးလင်းတာတွေအများကြီးရှိလိမ့်မယ်ငါရဲ့တက်တာထဲမှာအကျွေးတွေအခုအများကြီးတင်နေတယ်ငါရဲ့တက်တာထဲမှာအများကြီးရှိတယ်သို့တော်ညာလေပဲငါမှအိမ်မှာငွေချစ်အစဉ်မပြေမှုတွေရှိတယ်ငါအိမ်မှာစားစရာတော့မှအနိုင်နဲ့လုံနေရတဲ့တက်တာဖြစ်တယ်မိသားစုရဲ့ပြဿနာရှိတယ်သားသမီးရဲ့ပြဿနာရှိတယ်အိမ်နောင်ရဲ့ပြဿနာရှိတယ်လူမှုရေးပြဿနာအမျိုးစုံရှိလိမ့်မယ်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ငါဖခင်ကိုချီးမွမ်းမယ်ဘာကြောင့်လဲအဲ့ဒီအစင်မပြေမှုတွေအားလုံးကိုဘုရားသခင်ပြောင်းပြန်လှန်ပေးနိုင်တဲ့ဘုရားဖြစ်တယ်ဆိုတာငါယုံကြည်တဲ့အတွက်ဘုရားသခင်ကိုအမိပြုလျက်ငါရှင်လမ်းမည်ဟာလေလုယာဆရာပြောရအောင်ဘုရားသခင်ကိုငါအမိပြုမယ်
အစင်မပြေမှုတွေအစင်မပြေမှုတွေရှိတော်ညာလေပဲအဲ့ဒီအစင်မပြေမှုကိုကြည့်ပြီးတော့ဝမ်းနေနေတဲ့ထဲမှာတင်းကိုဘုရားမပါစေခြင်းအစင်မပြေမှုတွေအကြောင်းပဲတင်ပြောနေမယ်စာတင်ပါလို့မလဲခုအဲ့အစင်မပြေတော့ညာလေပဲငါဘုရားချီးမွမ်းမယ်ပြောကြည့်အောင်ငါဘုရားချီးမွမ်းမယ်အာမင်ဟာလေလုယာစတီဗင်တီတင်တော်မှာကျွန်တော်ရောက်လာတဲ့ချိန်မှာကင်ဆာရောဂါဖြစ်တဲ့အမျိုးသမီးမရဘူးလေမတ်တထားပေးပါဦးသူမလားကင်ဆာရောဂါဖြစ်တဲ့မျိုးသမီးကင်ဆာရောဂါဖြစ်တဲ့တစ်ချိန်မှာပဲသူ့ယောက်ျားသူ့ကိုပြစ်သွားတယ်ဟုတ်လားခဏလေးရှေ့ထွက်လာပေးပါဦးကင်ဆာရောဂါဖြစ်တယ်အဲ့ချိန်တော့ဒီလိုမျက်နှာမဟုတ်ပါဘူးမဟုတ်ပါဘူးဒီလိုလည်းအလှလေးမပြင်ထားပါဘူးဒီလိုမိတ်ကပ်လည်းမရှိပါဘူးနော်ဘာမရှိဘူးစပင်းတော့ကောင်းကောင်းမဖိထားဘူးအဲ့တုန်းကဟုတ်တယ်မဖိနိုင်ဘူးအခုတော့အရန်ဖိထားတယ်အဲ့ဒီတုန်းကယောဂဖြစ်လို့ဝမ်းနေနေရပါတယ်ဆိုတော့ယောဂဖြစ်လို့ယောက်ျားဘေးနားမှာရှိရင်နော်ချီးမွမ်းစရာနည်းနည်းကြံသေးတယ်သူ့မှာလေယောဂဖြစ်လို့ဝမ်းနေနေရတဲ့ကြားတဲ့ယောက်ျားဘာဖြစ်သွားလဲဖြစ်သွားတယ်ဖြစ်သွားတာဟုတ်ကဲ့ကျေးဇူးတင်တယ်ဆရာဖျားရှင်ကျေးဇူးတင်တယ်အများကြီးကျေးဇူးနဲ့ဖျားရှင်ကောင်းမြတ်တယ်ကျမရဲ့အမျိုးသားကကျမကထောင်ကျသွားတယ်ကျမအမျိုးသားအနည်း20ကျသွားတယ်ကျမအမျိုးသားသူကစစ်ဘူးဖြစ်တယ်ဒါပေမဲ့ထောင်ကျသွားတယ်အဲ့တော့သူ့ကိုကျမ17နှစ်လှုပ်ကြွေးခဲ့တဲ့ထောင်လေးမှာ17နှစ်2011ခုနှစ်မှာသူထွက်လာတယ်ထွက်လာတော့သူကရန်ကုန်မှာပေါ့ကျမဒီမှာပဲအလုပ်လုပ်တယ်17ခုနှစ်မှာထွက်လာဟုတ်2013ခုနှစ်14ခုနှစ်သူမိမယူသွားတယ်နောက်မိမယူသွားတယ်ကျမကြတော့ဒီမှာနေမကောင်းစဖြစ်တယ်သူကမိမယူသွားတယ်မိုက်ခရိုဖုန်းတကူလောက်ပေးမိုက်ခရိုဖုန်းသူအဲ့ဒါပြောကြီးပြောနေရောက်မိမယူခဏလာမယ်ဒီမှာလာမယ်ဟုတ်ပြီ2017ကုန်7နှစ်မှာယူတာ7နှစ်မှာ तू ကထောင်ထဲထွက်လာတယ်7မှာထွက်လာတယ်7မှာ तू ကထွက်လာဆိုတော့ဘယ်နှစ်လောက် तू ကိုထောင်ထဲမှာလှုပ်ကြွေးပြုစုခဲ့ရလဲမိမသားတယောက်နေတယ်17နှစ်လုံးသမီး2ယောက်ဟုတ်ကိုဘာသာကိုအလုံးလုံးကိုဘာသာကိုပဲလှုပ်တာဆရာလှုပ်တယ်ဒါပဲခမမှာပဲဟုတ်တယ်ပါပဲကျွေးမဲတယ်ထောင်သွားတွေ့တယ်ကျွေးမွေးတယ်ဟုတ်တယ်တွေ့တယ်ရန်ကုန်မှာနေပြီးမှ3လတစ်ခေါက်တောင်ကြီးကိုသွားပြီးမှတောင်လေးလုံးကိုသွားပြီးမှကျမသွားတာသွားပြီးတော့ဘာတွေလုပ်ပေးလဲသူ့ကိုကျမဟိုအချက်ပြုတ်ကျမလုံးဝမတော်ဘူးကျမမိဘအိမ်မှာနေတော့ကကျမလေအဲ့လိုမျိုးပတ်စံလေးရှာတာအဲ့ဒါနဲ့နောက်သူ့င6ကြော်ပေးတယ်ငပိကိုရန်ကုန်မှာမလုတ်တတ်တဲ့ကြားထဲကနေကြော်ကျွေးတယ်ချစ်တဲ့မြစ်တာကိုပြတာဟုတ်ကဲ့ရန်ကုန်မှာငပိအရန်ပေါ်တယ်အဲ့ဒါနဲ့ငပိကိုကျမလိုက်အဲ့လိုစီဖေးပြီးမှငပိကိုကျွတ်လေးကြော်တယ်မကြော်တတ်ပဲနဲ့စီထည့်ပလိုက်တာဒါပဲဟုတ်တယ်ငရုတ်တီးတွေများထက်တယ်ဘာဖြစ်လို့လဲဆိုရင်သူတို့အထောင်လေးမှာလေသမီးကိုလေငပိလေးနဲ့လေအဲ့လိုစားတာသူတို့အရန်စားမိန်တယ်လို့ပြောလို့ကျမငပိကိုတိတ်မှငရုတ်တီးများထဲတာစီရနာနဲ့ဟုတ်ကဲ့အများကြီးစားရအောင်ကျမ3လမှတစ်ခေါက်ပဲသွားရတယ်ဆိုတော့သူအများကြီးစားရအောင်ကျမအဲ့လိုလုပ်ပေးတယ်ဒီလိုလုပ်ပေးတယ်ဟုတ်ကဲ့လုပ်ပေးတယ်ကျွေးမွေးကျွေးမလုတ်တက်ဘဲနဲ့တောင်မှမလုတ်တက်ဘဲနဲ့လုပ်ပေးတယ်လုပ်ပေးတယ်အဲရန်ကုန်ကနေတောင်ကြီးတစ်ခါသွားရင်အဲ့ဒီတောင်လေးလုံးပါလေတောင်လမ်းသူတို့လမ်းချားနဲ့လေသွားရတာလေဟိုဘက်တစ်ခါတလေတောင်ရန်ကုန်ကနေတောင်ကြီးကိုရောက်တဲ့ချိန်မှာကျမမနဲ့2နာရီလောက်ကျမရောက်တယ်အဲ့ဒီနားမှာရောက်တော့အဲ့ဒီနားမှာအိမ်မရှိဘူးအကုန်လုံးကအဲ့နဲ့ခက်ခဲသွားတာပေါ့ပြောချင်တာဟုတ်ကဲ့အဲ့ဒါနဲ့ကျမတစ်ခါတလေပုံနေရတယ်ခြုံပုတ်ထဲမှာဘာလို့ပုံတာလဲဘာဖြစ်လို့လဲဆိုအဲ့ဒီမှာအရက်တောက်တဲ့လူတွေဘိန်းစားတွေနဲ့ညဆိုအဲ့လိုမျိုးသွားနေကျမသူ့ကိုယူသွားရမယ်အထုပ်လေးနဲ့ထုတ်ပြီးမှခြုံပုတ်ထဲမှာကျမပုံနေတယ်ဘာဖြစ်လို့လဲဆိုမိုးမလိမ့်သေးလို့ရောက်မှလို့မရှိဟုတ်ပြီဆိုတော့အဲ့လောက်ခက်ခဲနဲ့ရောက်အောင်ပို့ခဲ့တယ်ဆိုတော့သူ2017မှာထွက်လာပြီထွက်လာတယ်2017ထွက်လာပြီးရောဘာလုပ်လဲပြောပါ
သူကရန်ကုန်မှာပဲနေတယ် ဩထွက်လာပြန်တယ်မိမနဲ့လာမနေဘူး မနေဘူးဆရာသူကရန်ကုန်မှာနေတယ်ကျမဒီမှာသမီးလေးလေးရှိသေးလို့ဒီမှာအလုပ်လုပ်ပြီးမှကျမပူတယ်ဆရာ ပတ်စံပို့ပေးတာကိုကတော့အလုံးမလုပ်ဘူး ပူတယ်ကျမပူတယ်ကျမ ကိုရင်နဲ့ဘယ်အချိန်မှာဖောက်ပြန်လဲ သူဖောက်ပြန်တာကျမလည်းဒီမှာအလုပ်လုပ်နေတော့ကျမတစ်နှစ်တစ်ခေါက်တော့ပြန်တယ်3နှစ်တော့ပြန်လိုက်2နှစ်ပေါ့2နှစ်3နှစ်ပဲတော့1နှစ်တာဆို तू ကယူလိုက်တော့ဩ သူယူလိုက်တာကိုဒါယူလိုက်တာကို ဟုတ်ကဲ့ ဆိုတော့ကင်ဆာအရင်စဖြစ်တာလား तू ကစမိမယူသွားတာလား तू လေကျမလည်းဖြစ်တာလေကျမမသိ तू လည်းယူရောကျမစိတ်ငဲ့ပြီးမှကျမတုံးလေးတော့တဲ့ချန်ဒီလီကင်ဆာစဖြစ်တော့တယ်ဆရာဟုတ်ကဲ့ဆိုကင်ဆာကမလာဘူးနှလုံးသားကင်ဆာအရင်လာတာ ဟုတ်ကဲ့ဟုတ်တယ်ဆရာဟုတ်တယ်ဆရာ ဟုတ်တယ်နှလုံးသားကင်ဆာအရင်လာပြီးတော့မှဘာလဲတကယ်ကင်ဆာလာတာ ဟုတ်ကဲ့ဆရာဟုတ်ကဲ့အဲ့မှာတော်တော်ခံစားမှာပဲနော် ဆရာကျမခံစားကျမငိုကချင်အတန်အဲ့ဒီအတန်တအားဆိုအဲ့ဒါတအားပဲအဲ့ဒါရင်တဲ့အသေးတဲ့နှလုံးတဲ့ဦးသိန်းဦးမဥကလေးစားတဲ့အကုန်ဝင်သွားပြီတအားခံစားနေရတယ် ဟုတ်ကဲ့ဆရာကျမတအားခံစား ဟာလေလုယာအာမင်အခုတော့လုံးဝမခံစားတော့ဘူးကျမကယေရှုရှိတယ်မြေတယ်မယေရှုနဲ့ပဲသူနေတယ် ဟာလေလုယာအာမင်ဆိုခဏဟုတ်ကဲ့ဆရာဆိုတော့2012လောက်မှာ तू ကစတော့လိပြီဟိုနှလုံးသား73ဟမ်2013ဟော17မှာထွက်လာတယ်2013မှာ तू ကနောက်တစ်ယောက်နဲ့လစ်သွားပြီဟုတ်ကဲ့ဆရာဟုတ်ကဲ့လစ်သွားတဲ့အချိန်မှာစပြီးတော့မှဘုံလဲတယ်ဆရာလဲတယ်ဆိုတာကဟုတ်ကဲ့ဆရာခံစားရတာဗောဒါပဲခံစားရဆရာတလောက်အရှမ်းခံစားဘာကြောင့်လဲဆိုတော့တော့သူ့ဘယ်နှစ်လုံးကျွေးမွေးကြည့်ရှုခဲ့ရလဲ17နှစ်ထောင်ထဲမှာ17နှစ်ပါဆရာတလောက်17နှစ်လုံးတို့ကျွေးမွေးကြည့်ရှုပြုစုခဲ့တာနော်ငပိတွေကြောမကြောတတ်ပဲနဲ့ကြောငရုတ်တီးတွေနဲ့စီတွေနဲ့ထက်ဟုတ်တယ်ဆရာငပိဆိုတော့စားထည့်စရာမလိုဆိုတော့အရသာသူ့ဟာနဲ့သူရှိပြီလားအချုံမုတ်ထက်အချုံမုတ်တော့ထက်တယ်အချုံမုတ်တော့ထက်ဟာလေလုယာထည့်လိုက်တယ်စားထည့်စရာမလိုစားထည့်လိုက်သေးလားစားမထည့်ဆရာโอเคအဲ့လိုထည့်တော့ကောင်းကောင်းချက်ကျွေးခဲ့တယ်ဒါမဲ့2013မှာကိုဒီလောက်လုတ်ပေးခဲ့တာနားမလဲပဲနဲ့ဆွတ်ခွာသွားတယ်2010လကင်ဆာဖြစ်ရော2010ဘယ်လောက်မှဖြစ်တာ2013သူကယူသွားပြီဒါမှ2014မှာကင်ဆာဖြစ်ဂျီဇာတတိထားဒီမှာစပြီးတော့သူ့ကိုနာလားနာကြည့်လားနာဆရာနာတယ်ဒါပဲကျွန်တော်အတန်ပြေတော့မှသူ့ကိုလိုက်မမိတော့ကွာတအားနာတယ်နော်အရင်နာရင်တော့ဘာဖြစ်လဲတခါလေသူ့ကိုတတ်ချင်တဲ့စိတ်တွေပါလေဖြစ်လာတာဖြစ်တယ်ဆရာကျမတကယ်တတ်အဲ့လိုမျိုးစိတ်ကိုးခဲ့တယ်ဆရာတကယ်တတ်မယ်လို့စိတ်ကိုးခဲ့တယ်တကယ်တတ်မှာဟုတ်တယ်ဆရာကြီးချက်လောက်ကြအမျိုးသားတွေတကယ်တတ်မှာဟုတ်တကယ်ကြီးလားတကယ်ကိုချမှာဆရာအဲ့တော့ကျမတအားစိတ်နာဆရာအဲ့ဒါနဲ့တကယ်ပဲကျမပြန်ပြီးမှသွားတတ်မယ်လို့တော့ကျမစိတ်ကိုးခဲ့တယ်ဆရာတကယ်စိတ်ကိုးခဲ့တာစိတ်နာပြီးတော့နာလွန်းလို့ငါပြန်မယ်ကျမပြန်ပြီးမှကျမသူ့တတ်မယ်လို့ပဲကျမအဲ့လိုမျိုးစိတ်ကိုးထားတယ်ဘာဖြစ်လို့ဒါပေမဲ့ကျမတတ်တော့မတက်ရေးဘူးကျမသူစားမယ်ဥစ္စာကိုလေအစစ်အဲ့လိုမျိုးခတ်တတ်မယ်လို့ဒါအဲ့လိုစိတ်ကိုးထားလှုပ်ထားပြီးသားဒါပေမဲ့အဲ့လိုတတ်ဖို့လှုပ်နေကိုကသေတော့မယ်ကိုဆရာကျမစိတ်ထဲမှာပဲရှိရဆရာအဲ့လောက်ရှိတော့မလုပ်ဘူးဆရာအော်ဆိုတော့စိတ်ထဲမှာရှိတာဟုတ်တယ်ဆရာတတ်ချင်တဲ့စိတ်လေးပဲရှိတာတတိထားဒါအခုသာရည်နေအဲ့ဒီအချိန်တော့မရည်နိုင်ဘူး तू မရည်နိုင်ဘူးနော်ကျွန်တော်တွေးတဲ့အချိန်တော့မရည်နိုင်ဘူးမရည်နိုင်ပါဘူးဟုတ်ကဲ့
အဲ့ချိန်တော့နော်ဆရာစတီဗန်ဒီတို့ဖျားเจ้าမှာတွေ့တာအရှိဆုံးမှာခြေလားအင်မတန်လေးလံစွာနဲ့ထွက်လာတာကျွန်တော်မြင်ခဲ့ရပါတယ်အဲ့တော့ဆရာတရားဟောနေကျမတို့အပြင်မဲ့သွားနေဘာဖြစ်လို့ဆိုအဲ့ဒီဟိုတခါစေးတောက်ရတာလေကြိုက်လွန်းလို့ကျမရမ်းကြိုက်တာကျမသူများနဲ့မတူဘူးအဲ့ရမ်းကြိုက်တာလေ24နာရီအဲ့လိုမျိုးကြိုက်တာမနေနိုင်ဘူးတအင်ကန်ဆာလားတအင်ဟုတ်တအင်ကန်ဆာတအင်ကောင်းကင်ဆာလို့တအင်ကောင်းကင်ဟုတ်ကဲ့တအင်ကန်ဆာပေါ့နော်တအင်ကန်ဟုတ်ဆိုအဲ့လိုဖြစ်တယ်ဒါပေမဲ့အဲ့အချိန်မှာဆူတောင်းခံတယ်ကျွန်တော်မှတ်မိတယ်ဆူတောင်းတယ်ဟုတ်ကဲ့ပြီးတော့နှုတ်ကပတ်တော်တွေရောရလာလားအဲ့ဒီဆရာကျမနာလွန်းလို့ဆရာတရားဟောတာဘာဟောမှတော့မသိဘူးအေးပြောပါဦးအဲ့ဒီကိစ္စသိချင်ကျမပြန်တော့မယ်လောက်တာလေတအားကြိုက်တော့ပြန်တော့မယ်တငယ်ချင်းကအခုကျမတငယ်ချင်းကအရာကျေးဇူးတင်တယ် तू ကအခုဂျပန်မှာရောက်နေပထမဆုံးဖျားเจ้าလာတဲ့ခေါက်လားဟုတ်တယ်ဆရာကျမမလာဘူးအဲ့ဒါနဲ့ तू ကကျမကိုဆွေးပြီးမှဆရာစီမှာဆွေးဆရာစကားပြောနေတယ်အဲ့နဲ့ဟိုतू ကပြောပေးမိတယ်လာဆိုကျမအရန်အဲ့တော့ကျမရှက်တယ်ကျမလည်းယုံကြည်တယ်ဆိုတော့ခရိယန်ဆိုလဲဒီဟိုမျိုးပေါ့နော်ခရိယန်ဆိုဘယ်ဟာလိုမျိုးလဲနည်းနည်းပြောပါဆရာအမေခံခရိယန်လေးပေါ့နော်အမေခံခရိယန်လေးကျမအဲ့ဒါနဲ့ဆရာမကိုပြောလိုက်တော့ဆရာသူများကိုဆူတောင်းပေးတယ်ဒါပေမဲ့ဆရာကလည်းအဲ့ဒီဆူတောင်းကိုခဏပြက်ပြီးတော့ကျမကိုလာဆူတောင်းပေးကျမလည်းပြောတာပေါ့ကျမအကြောင်းတွေဘာညာဆရာကိုပြောတယ်ဆရာအဲ့လိုပြောနေတဲ့ချိန်မှာကျမကိုဆူတောင်းပေးတယ်ဆရာအနာယောဂပျောက်ဘူးကျမကိုမဆူတောင်းပေးဘူးဆရာကျမနားတော့နဲ့မဆူတောင်းပေးဘူးဘလို့ဆူတောင်းပေးဆိုယုံကြည်ချစ်အားကြီးဘူးဆူတောင်းပေးတယ်ကျမကိုဟာကျမအဲ့တော့ကျမလုံးဝနားမလည်ဘူးအိမ်ပြန်ရောက်သွားတယ်ကျမညီမအိမ်မှာအိတ်တာကျမကြားချင်တာပျောက်ပဲပါညာဆရာပြောပဲဒီအနာယောဂပျောက်ပြီပြောပေးမအောင်မေ့နေတာကျမကြားချင်တာအဲ့လိုပေါ့နော်ပျောက်ပင်ဟုတ်ကဲ့ကျမအဲ့လိုကြားချင်တာဒါပေမဲ့ဆရာကျမကိုဘယ်လိုပြောလဲဆိုရင်သမီးတဲ့ယုံကြည်လားလို့ပြောတယ်ကျမလည်းဘယ်လိုပြောမှာဟုတ်ယုံပါတယ်ဆရာလို့ပြောလိုက်တာကျမအဲ့တော့ဆရာကျမကိုဆုတောင်းကျမလည်းဒူးထောက်ထိုင်မလိုက်တယ်အဲ့ဒါဆရာဆုတောင်းပေးတာဆရာယုံကြည်ရှိဖို့ယုံကြည်ကျမနားတော့နေယုံကြည်ဟာတကယ်တော့ကိုကကြားချင်တာအဲ့ဒါမဟုတ်ဘူးကြားချင်တာပါလားပျောက်အဲ့လိုမျိုးကြားချင်ဟာလေလုယာတကယ်လည်းအဲ့လိုမျိုးကြားချင်ခဲ့ပါတယ်အဲ့တုန်းကတော့လေကျမလည်းတော့အားကြိုက်လွန်းလို့ပါအဲ့ဒါနဲ့အိမ်ပြန်သွားပြီးနောက်ပိုင်းကျမတကယ်ပဲအဲ့ဒီတညကျမဆေးတောက်တာဆရာဖျားเจ้าမှာကြတော့9လုံး10လုံးလားမသိဘူးတောက်ပြီးအိမ်ပြန်ရောက်တဲ့ချိန်မှာကျမ3နာရီတစ်ခေါက်အကြိုက်ခေးပြောက်ဆေးတောက်တာကိုညီမအိမ်ရောက်တော့အဲ့ဒီညလေကျမမတောက်ရဘူးအဲ့ဒီညတညမတောက်ရဘူးအိပ်ပျော်သွားတယ်အိပ်မပျော်ဘူးညလည်းအိပ်ပျော်မနှက်ဖန်တရက်ကြတော့လဲအဲ့ဒီနှက်ဖန်ကြတော့လဲဆေးတောက်တယ်နောက်ကျမကြိုက်တဲ့ဥစ္စာကိုဆရာဆုတောင်းပေးပြီးမှကျမလည်းယုံကြည်နေတကယ်ဖရာပဲတတ်နိုင်တယ်ကျမနားမှာဘယ်သူမှမရှိတော့ဖရာပဲတတ်နိုင်တယ်ဆိုတော့ကျမတကယ်ပဲဆုတောင်းပါတယ်အဲ့တော့ကျမဆုတောင်းနေ3ရက်မြောက်တဲ့နေ့မှာကျမကြိုက်တာလုံးဝပျောက်သွားတယ်လုံးဝပျောက်တာအာမင်ဟာလေလုယာဒါပါလေယုံကြည်ရှင်းကြောင်းပဲဟုတ်ကဲ့ဒါပဲဟုတ်ကဲ့ဆရာဆိုတော့ဒီနေ့ပြောပြချင်တာအခုနအခုတိမ်ကင်ဆာဖြစ်တဲ့သူတွေကင်ဆာဖြစ်နေသူတွေဘာဘလို့ခွန်အားပေးရှင်လဲကိုလည်းခံစားမှုခဲ့တယ်လေဟုတ်ကဲ့ဆရာခံစားမှုတဲ့ရှင်လွယ်တာမှမဟုတ်တာမလွယ်ဘူးဆရာဆိုတော့ဥစ္စာဆိုအဲ့ဒီယောက်ျားကိုချီနှောင်ထားတာကယောဂဖြစ်စေတယ်နော်အဲ့ဒီဟာယောဂဖြစ်စေတာလေဟုတ်ကဲ့ဆရာဆိုအခုဒီထဲမှာကင်ဆာယောဂဖြစ်နေသူတွေချီနှောင်ထားတာရှိခွင့်လွှတ်လိုက်ပါခွင့်လွှတ်လိုက်ပါပြီးတော့မှနောက်ခေါက်အားပေးခြင်းအဲ့လိုခံစားနေရတဲ့အချိန်မှာဘလို့ကိုတီဆောက်လဲကျမအရာနေမကောင်းဖြစ်တဲ့ချိန်ပထမတစ်ခုကျတော့ကျမအဲ့ဒီတော့ကျမတခါအသက်ဒီလိုမျိုးအသက်ရှူတဲ့ချိန်မှာကျမအသက်ကိုလေရှူလို့မရဘဲနဲ့ပိတ်သွားတယ်လို့ဖြစ်သွားတယ်ဒီလိုမျိုးတေခံနေဖြစ်သွားတဲ့ချိန်မှာကျမစိတ်ထဲမှာလေဖျားဆိုမှကျမတခွန်းပဲကျမအဲ့တော့ဆရာနဲ့ကျမနဲ့မတွေ့သေးဘူးမတွေ့တဲ့ချင်းနဲ့ကျမလေအဲ့လိုမျိုးတေခါနေ
ချင်းဖြစ်တဲ့ချိန်မှာကျွန်မဖယားလို့တခွန်းမဲ့တော့ကျွန်မတို့နှလုံးသားထဲကနေလေဖယားကိုလေကျွန်မအောက်မေ့လိုက်တယ်အောက်မေ့တယ်ဒုတိယအောက်မေ့တာကျွန်မသမီးလေးကိုအောက်မေ့လိုက်တယ်ကျွန်မသမီးကရန်ကုန်မှာနေတယ်ဆိုတော့ကျွန်မမျိုးသားကမယုံကျင်အဲ့ဒါမှနေအဲ့တော့ကျွန်မဖယားကိုပြောလိုက်တယ်ကျွန်မကောင်းကင်နိုင်ငံကျွန်မသွားမှာကျွန်မသမီးလေးအဲ့မှာသွားရမှာကိုကျွန်မမလို့ကျွန်မကအသက်ရှည်ခွင့်ပေးပါဖယားဆိုမှကျွန်မနှလုံးသားနဲ့ဆိုတရားမှာတော့မကြောက်ဘူးအဲ့ကလေးကတရားမှာတော့မကြောက်ကောင်းကင်နိုင်ငံရောက်မှဆိုတော့ကိုကတိနေတယ်ဆရာကြောက်တော့ကြောက်တယ်ဒါပေမဲ့ကျွန်မကြောက်တယ်အဲ့တော့ကျွန်မကြောက်တော့ကြောက်တယ်ဒါပေမဲ့ကျွန်မတင်ကျွန်မကောင်းကင်နိုင်ငံရောက်မယ်ဆိုတာကျွန်မအဲ့လိုမျိုးပဲတိနေတယ်ကျွန်မတို့ကအမေခံခရိယန်ပေမဲ့ဖျားเจ้าမှာသွားရင်ကျွန်မတို့ကတင်နှစ်ချင်းခံပြီးရင်တင်ကောင်းကင်နိုင်ငံသွားမယ်ဆိုတာကျွန်မတို့ယုံကြည်တယ်။အော်အဲ့ဒါဘာသူတင်ခဲ့တာလဲ။အဲ့ဒါရွာကလည်းအဲ့လိုမျိုးအဲ့လိုမျိုးတင်ခဲ့တာဟုတ်ကဲ့ဆရာဟုတ်ကဲ့အခုတော့ကယ်ရီချင်းသဘောပေါက်သွားပြီလားသဘောပေါက်ပြီဆရာတကယ်လေးသဘောပေါက်ပြီကျွန်မတကယ်လေးသဘောပေါက်သွားပြီသဘောပေါက်ပြီဆရာကျွန်မအခုတင်ကျွန်မမကြောက်ပါဘူးဒါပေမဲ့ကျွန်မသမီးလေးကလေအခုသမီးလေးအတွက်ကိုကျွန်မအမြဲတမ်းဆုတောင်းနေတယ်အမြဲတမ်းဆုတောင်းတဲ့အတွက်ကြောင့်ဘုရားသခင်သူ့ကိုလုံးဝရကိုရစေလိမ့်မယ်အာမင်ဟာလေလုယာအာမင်အခုယောက်ျားကိုတတ်ချင်တဲ့စိတ်ရှိသေးလားလုံးဝမရှိဘူးဆရာလုံးဝမရှိတော့ဘူးဒါပဲပြီးသွားခွင့်လွတ်လိုက်ပြီသူ့ကိုကျွန်မခွင့်လွတ်တဲ့ပြင်ကို तू ကကျွန်မကိုစကားဖုန်းပြောရင်လေကျွန်မသူ့ကိုကောင်းကောင်းပြောပေးတယ်तू ကကျွန်မစီပြန်လာမယ်လို့ပြောရင်တငယ်ချင်းလို့ခင်လို့ရတယ်လို့အာမင်ဘုရားရှင်ကောင်းကြီးပေးပါစေ God bless you God bless you လုံးဝကျမ်းမာသွားပြီဖြစ်တယ် hallelujah အခုအရန်ခုန်နေတာတွေ့ရတယ်ဘာလို့အရန်ခုန်တာလဲလာပါအောင်အခုကျွန်တော်အပွားနေကြည့်နေအရန်ခုန်နေလေအရန်ကိုကတာလေဟုတ်ကဲ့ဆရာကျွန်မအရင်တော့ကျွန်မမခုန်ဘူးကျွန်မဒီရွာဖျားเจ้าမှာခုန်လို့မရဘူးမခုန်ဘူးဆရာရွာမှာဖျားเจ้าလည်းခေါ်ဘေးမှာမခုန်ဘူးဆရာကျွန်မတိသွားပြီ2015တုန်းကကျွန်မဒီမှာလာတဲ့ချိန်ကျွန်မကအဲ့ဒီကင်ဆာဖြစ်ပြီးနောက်ပိုင်းမှာဦးမှာလေအနာပေါက်မှတွေးပဲဆင်းနေတာတွေးပဲဆင်းတာဒီ2015လာတဲ့ချိန်2015တုန်းလာဆရာကျွန်မတွေးတယ်အများကြီးပဲကျွန်မအပြင်သွားရင်တွေးတယ်ပဲဆင်းတာဆရာဒီခုံနေရောမပေးပါဘူးဒါပေမဲ့2015တုန်းကတော့ဆရာတို့ပထမရက်လည်းမခုန်ခိုင်းသေးဘူးဒုတိယလည်းမခုန်ခိုင်းသေးဘူးဆရာဒီတစ်ခါကတော့ဒီတစ်ခါတော့ပထမရက်ကလေးကခုန်ခိုင်းတယ်ဆရာတို့ရမယ်ဆိုတော့2015မှာအဲ့လိုလာတယ်ဆရာလာရင်းနဲ့ခုံတယ်ကျွန်မရှက်ထွက်ပြီးမှခုံနဲ့ကျွန်မဒီလောက်နာဘာလို့လာခုံတာလဲဆရာကျွန်မယုံကြည်တယ်လုံးဝယုံတယ်ကျွန်မကင်ဆာတော့မှပျောက်တာဒီအနာဒီသွေးထွက်တာတော့လုံးဝပျောက်မယ်ဆိုတော့ကျွန်မယုံကြည်တယ်အာမင်အာမင်နောက်ပိုင်းလည်းအများကြီးဖြစ်သေးတယ်ကျွန်မမှာယုံကြည်ရင်းနဲ့ခုံရင်းနဲ့ထွက်သေးလားဆရာထွက်တယ်ဒါပေမဲ့ကျွန်မလုံးဝပျောက်မယ်ဆိုတော့ကျွန်မယုံတယ်လုံးဝပျောက်သွားပြီအခုလုံးဝပျောက်သွားပြီဆရာလုံးဝပျောက်မယ်ဆိုတော့ယုံကြည်ခြင်းကလုံးဝပျောက်သွားစေလုံးဝပျောက်ပြီဆရာအဲ့လုံးဝပျောက်မယ်ဆိုတော့ယုံကြည်လုံးဝပျောက်တယ်လုံးဝဟုတ်ကဲ့နောက်ပိုင်းကျွန်မမှာဖြစ်သေးတယ်တကိုယ်လုံးအနီတကိုယ်လုံးအနီတွေပဲအဲ့လိုမျိုးအဖို့တွေအနီတွေဖြစ်သွားတယ်ဒါပေမဲ့ကျွန်မပျောက်မယ်ဆိုတော့ကျွန်မလုံးဝယုံကြည်တယ်အဲ့ဒါဆုတောင်းတယ်တကယ်လည်းလုံးဝပျောက်သွားပြီအာမင်ဆိုတော့ကလည်းခုံလည်းချီးမွမ်းခြင်းဟာချီးမွမ်းတယ်ဆရာကျွန်မမချီးမွမ်းလို့မနေနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်မကိုကျမ်းမာခြင်းပေးတယ်လေကျွန်မကအခုခုံကိုက်နေတော့ပေးတယ်လေဆရာအခုကခဏလောက်ခုံတော့မချီးမွမ်းခြင်းဘူးလားကျွန်တော်ဆရာခုံပါပဲခုံလားခုံတာတတ်စားအာမင်ဟာလေလုယာဟာလေလုယာဘာသချင်းရလဲဆရာကျွန်တော်တို့ဒါပဲဆရာတို့ကတူစုမယ်ဆိုတော့ရတယ်ဆရာရဲ့ဘာသချင်းရလဲဆိုတော့ကျွန်မတို့သချင်းမဆိုခိုင်းโอเคခုံးမယ်ဒါပဲဆိုချီးမွမ်းမယ်ဆရာဘာလို့လဲအေးမှတ်ထားရှက်တလို့ကြောက်တလို့နဲ့မလုံနဲ့ကင်ဆာအဲ့ရပေါ်လဲတဲ့ခါမှပဲဘာဖြစ်လဲဒီ
ဒီခုံရချင်းတန်ဖို့ဩငါခုံနိုင်တာဂျေဇုတော်ကြောင့်ဟုတ်လားအခုဆိုတော့ဘာယောဂမှမရှိတော့ဘူးမရှိဘူးဆရာကျွန်မဘာယောဂမှမရှိဘူးမရှိဘူး စံပြားနဲ့ခြေပြဘာယောဂမှမရှိဘူးလုံးဝမရှိဘူးဆရာလုံးဝဖြစ်လာရင်တော့ကျွန်မမောင်းထုတ်တယ်လုံးဝကျွန်မနဲ့မဆိုင်ဘူးကျွန်မခန္ဓာကိုကျွန်မရဲ့အတွေးတွေအားလုံးကယေရှုအတွေးတော်နဲ့ကျွန်မကိုရွေးထားတာကျွန်မလူဟောင်းမဟုတ်ဘူးကျွန်မလူတစ်ဟာလေလုယာအာမင်ဟာလေလုယာကျင့်တတ်တယ်နည်းနည်းခွန်အားပေးပါဘာခွန်အားပေးမယ်တရားလူတွေကိုဘာပဲကြုံတွေ့ကွာဘယ်လိုပြဿနာဖြစ်ဟုတ်တယ်ဖာသမတော့လေကျမတို့အတွက်ကဖြစ်လာသမျှအားလုံးကကျမတို့ကိုလေဖယားကတက်ခိုင်းတယ်ရှင်လို့ကျမကဒီလိုမျိုးနေမကောင်းတာမဖြစ်ခဲ့လို့ရှင်ကျမဒီဖယားကိုတလောက်ချစ်တတ်မှာမဟုတ်ဘူးဖယားကျမကိုအယမ်းချစ်တယ်ဒါပေမဲ့ကျမကဖယားကိုတည်ထားတယ်ကျမကိုဒီလိုဖြစ်ခိုင်းတာကျမကိုဒီလိုကြုံခိုင်းတာလေအားလုံးကလေကျမဖယားနားမှာကျမသူ့နားမှာကတ်ခိုင်းဖို့ကျမကိုဒီလိုဖြစ်ခိုင်းတာဟာလေလုယာအာမင်လူတိုင်းပဲအခက်ခဲဆိုတာအများကြီးရှိတယ်ကျမခုနဆရာပြောတယ်လို့လေကျမဖြစ်တဲ့ကျမအရင်တော့ကအများကြီးပြစ်မှားခဲ့လို့ကျမဖြစ်တယ်ဒါပဲကျမစိတ်ထဲမှာဆွဲထားတာလုံးဝမဟုတ်ဘူးပြန်ပြောအဲ့ဒါကိုကြိုက်တယ်ဗာလဲပြန်ပြောအခုနကျမအတဲတိတ်ကဟာတွေပေါ့နော်ဟုတ်ကဲ့ကျမလေအရင်တော့ကကျမပြစ်မှားခဲ့တဲ့ဥစ္စာတွေကျမတို့လေပတ်စံပဲရှာထားတယ်ပတ်စံပဲရှာလာတဲ့လူတယောက်ဆိုတော့ပြစ်မှားတာအများကြီးပဲပြောမယ်ဆိုလဲပြောလို့မကုန်ဘူးအခုဒီမှာပြောမယ်ဆိုလဲပြောလို့မကုန်ဘူးအများကြီးပဲဒါပေမဲ့ငွေနဲ့ပတ်သက်လိုက်လားမလုံးနဲ့အပြားတစ်ချက်တော့တင်စီမခံဘူးအကုန်လုံးဖယားစားထားပြီးမှကျမတို့အဖေကရွာမှာအတင်းထောက်လုံနေတာလုံပြီးမှဆရာစားကျမကလုံးဝအဖေအမေကိုလည်းအမြဲတမ်းမျက်ရည်ကျအောင်လုပ်တယ်တူဒီတော့သမီးလည်းဖြစ်တယ်ဆိုတော့အိမ်မှာအကုန်လုံးကျမပဲဦးဆောင်တယ်ကျမပဲအဲ့လိုမျိုးဖြစ်ခဲ့တာငါဆိုတဲ့ငါမကြီးတဲ့တဘိုးထမ်းခဲလို့ငါအခုဒုက္ခရောက်တာအခုကင်ဆာဖြစ်တာဒါတွေမဖြစ်ဘူးလားအိုးအများကြီးပဲဆရာအများအဲ့ဒါကြီးပဲတွေးထဲမှာဝင်လာတာလုံးဝမဟုတ်ဘူးအဲ့ဒါပြောလုံးဝမဟုတ်ဘူးဘာဖြစ်လို့လဲဆိုရင်လေကျမတို့ကအဲ့လိုမျိုးစိတ်ထဲမှာနည်းနည်းအဲ့ဒါလေကျမကအဲ့လိုလှုပ်ခဲ့မိလို့ကျမဒီလိုဖြစ်တယ်လို့နည်းနည်းထင်လိုက်တာနဲ့လေအာသိဖို့နေရာမရှိတော့ဘူးပျောက်မယ်လို့တော့စိတ်မကုန်ဒါပေမဲ့အဲ့ဒီစိတ်ကိုလုံးဝဖိထားလိုက်ကျမအခုနေမကောင်းဖြစ်တာကျမကိုဖယားနားမှာဖယားကျမကိုအယမ်းချစ်လို့သူ့နားကိုကျမကိုတိုးခိုင်းတော့ဖယားနဲ့အဲ့လိုမျိုးစိတ်ကူးလိုက်ရင်လေကျမတို့ခွန်အားရတယ်ဆရာကျမကိုဆုတောင်းပေးတဲ့ချိန်ယုံကြည်ခြင်းဆုတောင်းပေးတဲ့ကျမမယုံဘူးနော်စတော့ကတော့ဒါပေမဲ့အိမ်ပြန်ရောက်ပြီးမှ2ရက်ဖြစ်တဲ့ချိန်3ရက်မှကျမတကယ်ပြောက်တယ်လေတကယ်ပြောက်တော့ဒီဖယားတလောက်ကောင်းမြတ်တဲ့ဖယားကိုကျမတို့ကမအားကူးပဲနဲ့ဘု து သွားအားကူးမလဲလုံးဝမရဘူးဟာလေလုယာဒါကြောင့်မို့အချင်းရှိတဲ့၍ဖြစ်လာတမျက်အားလုံးကကျမကိုဖြစ်စေတာဖယားသူ့နာကိုကျမသူ့နာကိုကပ်ဖို့ဖယားကိုချစ်တတ်ဖို့ဆိုတာနှလုံးသားထဲမှာအမြဲတမ်းထားရတယ်အဲ့လိုထားရင်ကျမတို့ရဲ့အနာရောဂါလည်းတွတ်တူပျောက်သွားလိမ့်မယ်မနေနိုင်ဘူးပျောက်သွားလိမ့်မယ်စိတ်ကိုယ်နဲ့အဲ့ဒါပဲထားပျောက်သွားလိမ့်မယ်ပျောက်သွားလိမ့်မယ်ဒါပဲဟာလေလုယာအာမင်ဒီမှာနောက်ဘာပြောလဲခုနဘာလဲဖြစ်ဖူးတော်မူတွေကိုဘာလဲဖြစ်ဖူးတော်မူတွေဘာလဲငါမကောင်းလို့တခုဖြစ်လိုက်ဟုတ်တယ်ဖြစ်မှာပေါ့ငါမကောင်းတာအဲ့ဒီစကားကိုသွားနာထောင်ရမလားno ဒါဝိဒ်ကဘာပြောလဲကျွန်ုပ်ယံသူများကြောင့်ကျွန်ုပ်ဒီကိုတော်ရှင်နဲ့တာ၍နီးစေပါတယ်ဟာလေလုယာကိုတော်နဲ့တာ၍နီးလာဖို့ကြောင်းပဲဖြစ်ရမယ်ဟာလေလုယာဒါကြောင့်ဖြစ်တဲ့မှုရတော့မအောင်မင်းနဲ့ကြည့်ရှုလို့အမှုတစ်ကိုမြင်တွေ့ရမယ်လို့ယုံကြည်တဲ့သူတွေအဟောင်းတွေအားလုံးထားပြီးတော့အမှုတစ်ကိုစတင်မျောလိမ့်မယ်ဆိုတဲ့လူတွေအရှိကိုထွက်လာလဲအာရပါရကခုန်ကြရအောင်ဒီယုံပါသလားကိုဖျားရှင်အမှုတစ်ပြုမယ်ဆိုတာယုံပါသလားအမှုတစ်ပြုမယ်ဆိုတာယုံပါသလား
cancer yoga ဖြစ်တယ်ဒီနေ့ပြောက်လာအမြင့်ကနေပြောက်တယ် hallelujah ဘေးနားမှာရှိတယ်ပြောလိုက် hey 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 အတိတ်ကရတယ်အားလုံးမေးလိုက်တရားရတယ်အားလုံးအတိတ်ကရတယ်အားလုံးတင်မေးလိုက်ပြီးတော့မှစတင်ပြီးတော့ကောင်းမြတ်သောအရာတွေစတင်ပြီးတော့စဉ်းစားကြရအောင်အမှုတွေကိုစတင်ပြီးတော့စဉ်းစားကြရအောင်အမှုတွေကိုပြုမဲ့အရာတွေစတင်ပြီးတော့ရင်ခုန်ကြရအောင် hallelujah hallelujah amen 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 စတင်ပြီးတော့ချီးမွမ်းတဲ့လေမှာဖျားရှင်ဖြစ်သွားပြီမရှိဟုတ်ပါလားသုံးချက်လေးချက်ဒါပဲပြီးမှတော့ဒီမဲ့ဆက်ဘာရှင်းဆုံးလဲဆရာခဏရမယ်ဒါတော့အဲ့ဒီပြီးနေမရတော့အခုလက်ကုပ်တီးနေတဲ့တင်ပေးတာဒါပဲဒီညီညာလေးဒီဘောငါကိုသူရွေးတော့ခဲ့တယ်အဲ့လိုမလားပြီးနေဆွဲမယ်ဒီမဲ့so okay လား are you ready Are you ready? ဘေးရမကျွန်တော်စီတာလို့မရအောင်အခုနဟာလားဘေးရမစီတာလို့အောင်မြင်သောသူထက်အောင်မြင်သောသူထက်ဟုတ်ပြီစမယ်Now that you're in Belusita Anam you in Magadiga Yo tido de Machipita Say it on my They will never Say it on my They will never 1, 2, 3 Hey How you know you How you do that How you so know How you do that? How you know you should know that. How you do that? How you know you. Machi ho ပွဲတွေစသွားနေပြီတော့လား
တော်တယ်လားဘာလုပ်ကြမလဲဘာလုပ်ကြမလဲပတ်တာစားတယ်တော့ပတ်ရအောင် 1 2 3 go out in the papa out in the day out in so low out in the day out in the yeah shivering dola yeah out in the day out in the out in the day out in so low out in the day out in the yeah shivering dola out in the day out in the out in the day out in so low out in the day out in the yeah shivering dola out in the day out in the day out in the out in the day out in so low out in the day out in the yeah shivering dola shivering dola yeah shivering dola shivering dola yeah shivering dola yeah shivering dola no time season like come on who can be see no time season like check out the bar share on this season bring out the good lean on the guy what else for you turn on my mood and oh she wants check out the bar share on this season what else for you lean on the guy what else for you turn on my mood and oh she wants good camping sing your name no taboo season time like a good camping sing your name no taboo season time like a check out the time stay on this season don't else with it let go take on me what else I can come on look at me oh she want check out the bar stay on this season don't else with it let go take on me what else I can tag on my look at me oh she want 1 2 3 go look at me sing your name no time season like a look at who can be king sing your name no time season like a no time
ကောင်းပါလားဘုရားသားသမီးတွေလွတ်လပ်လပ်ဘုရားကိုးကွယ်ကြရအောင်ကြောက်ခွင့်လို့ပါကျွန်တော်ဒီနေ့လူငယ်ဖြစ်သွားတယ်မတတ်နိုင်အောင်လွတ်လပ်လပ်နဲ့ဘုရားရှင်ကိုကြားဘူးလားမကြားဘူးလဲအဲ့တိုင်းပဲလိုက်ဆိုလိုက်ရတာShe won't look out in man that do. She won't go with Tara Piago. Let you know the go the She won't out of position go. Hey, 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 hallelujah. Hey, 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 hallelujah. 1, 2, 3. No, no, la, 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 she go. No, no, la, 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 go, G1. No, no, la, la, this say no, do. Yeshua, God, go, G1. No, no, la, 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 she go. No, no, la, la, God, go, G1. No, no, la, la, this say no, do. Yeshua, God, go, G1. She won't look out in my darling. She won't go to Tara Piago. Let you know let go deep. She won't yell on position go. Hey, 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 hallelujah. Sa, hey, hey, hey. Lo, lo, la, 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 she go. Lo, lo, la, 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 go, G1. Lo, lo, la, la, kiss it all. Yeshua, God, go, G1. Lo, lo, la, 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 she go. Lo, lo, la, 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 go, G1. Lo, lo, kiss it all. Yeshua, God, go, G1. Time, come on. Okay, I don't tell y'all. Okay. Yeshu ပေးတဲ့လွတ်မြောက်ခြင်းနဲ့တူလက်တွေ့ဘုရားသခင်ကအဲ့ဒီလွတ်မြောက်ခြင်းနဲ့ချီးမွမ်းမှာဖြစ်တယ်ရမလားအမြင့်ဆုံးသောဘုရားကိုအမြင့်ဆုံးခုံခြင်းနဲ့ချီးမွမ်းပြီးအာရပါကခုံမယ်လွတ်လပ်ကမယ်နော်ဘယ်သူကမှကြည့်စရာမလိုဘူးယေရှုကိုပဲကြည့်မယ် Come on you guys are ready now 1 2 1 2 go That's all y'all. No, no, la, 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 no, no, la, la, God, go, G1. No, no, la, la, kiss it on. Yeshua, God, go, G1. No, no, la, 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 Josh, go. No, no, la, la, God, go, G1. No, no, la, la, kiss it on. Yeshua, God, go, G1. Dina. Sati. Đi vào con này xuôi. Đi vào con la. La 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 ya shi go. La la ka không chi. La la kiss it all. Yeshua God go G1. La 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 ya shi go. La la God go G1. La la kiss it go. Ready? 1 2 3 go. La 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 ya shi go. La la God go G1. La la kiss it go. Yeshua God go G1. La la ya shi go. La la God go G1. La la kiss it all. Yeshua God go G1. La la ya shi go. La la God go G1. La la kiss it all. Yeshua God go G1. Oh.
没啦？是青蛙没啦？地心压没啦？压没啦？地心是青蛙没啦？青蛙没？阿萨你不要动啦！阿萨不能做了下。在西方的高原们娘的住，希望我个超让来，这来训练，来训练。来，在西方的高原们娘的住，希望我个超让在西方的别说了没？在西方的高原们娘的，希望我个超让表布，来新加坡来口口地铁，希望加入反正幸福。哈利路亚，哈利路亚。呀，幸福，卡空气，天色多绿，也许我卡空气，呀，幸福，卡空气嘛，天色多绿，也许我卡空气嘛。你快点别说没，你快点别说没。Ready, Bella? Descibano, Shimago, Descibano, hey, hallelujah. Yeshua got Conchigua, Make it leave it. Charlie. Hello. One more time. Yeshua got Conchigua. Atashidor do Bono. Amen. The good love, yeah, and say, She no, nothing. She didn't know, no, be little
me, hey. Mana aleto get me, hey. Taura get alona get me, hey. Taura peya she get me, Yeshuda, Yeshuda, Yeshuda. Love now chin the God come, one now chin the great over, love now chin the God come, one now chin the great over, for a shame. Come on, yeah, 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 yeah. Whoa, 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 whoa. I bet she thought the ball. Oh, she won ya. Oh, she won that ya. Come on, yeah, yeah. That cool low, yeah, that's it. She don't know now. She didn't know now. In the night, just I'm going to get them now. Come on, baby. The cool love, yeah, that's it. Hey, on the chin, the top, now, can't be, hey. Mana, I'll let you get me, hey. Don't I get my gun, now, can't be, hey. I'll not the Yashi, get me, hey. Yes, you know, yes, you know, yes, you know. Love, now, chin, the gun, cool, man. One now, chin, the train's on me. Love, now, chin, the gun, cool, man. One now, chin, the train's on me. Gonna shiva. Yeah, 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 yeah. Yeah, 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 yeah. Yeah, 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 yeah. Yeah, 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 yeah. Whoa, 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 whoa. One now, chin, the train's on me. Love now, chin, the gun, cool, man. One now, chin, the train's on me. Love now, chin, the gun. 1, 2, 3, go. Love now, chin, the gun. One now, chin, the train's on me. Love now, chin, the gun, cool, man. One now, chin, the train's on me. Love now, chin, the gun, cool, man. One now, chin, the train's on me. No, no, chin, the gun, cool, man. One now, chin, the train's on me. No, no, chin, the gun, cool, man. One now, chin, the train's on me. For a shame. Amen, amen. Siasa dok kenal si modal lah bebas ya. Kenal ni pihak passion aku pada kenal ni. Hallelujah. Hallelujah. Amen. Syaitan ko mau nama dine nausau nyaso beme nale sejinaga cenoro yogi tu man nausong suram sih. Amen. Hallelujah. Hallelujah. Cenoro yogi tu man nausong mubu. Amen, amen, amen. Hallelujah. Amen. Cenoro kan ne dai nga cenoro that this is the day. Yesu Christ tham yau chin ta go ne atat shin ne phit de. Amen. ဒီကနေမပြန်ခင်မှာဗာပြောခြင်းလဲဆိုတော့နှစ်ကောအခန်းကြီး1အငယ်21မှာနှစ်ကော1 21သင်တို့နှစ်လိုက်ဆိုအောင်သင်တို့နှစ်ငါတို့ကိုခရစ်တော်၌ဗိတ်သိက်ပေးတော်သူကဖယားသခင်ပေသည်ချက်တော်ကြီးကိုမောင်နှမမြောင်များစွာသောသူတွေဟာဒါကိုမသိတဲ့အခါမှာဗိတ်သိက်လိုက်ရှာနေကြတယ်ဘယ်မှာဗိတ်သိက်ပေးမလဲဘသူကဗိတ်သိက်ပေးမလဲဟိုလူကဗိတ်သိက်ပေးမလားဒီလူကဗိတ်သိက်ပေးမလားဟိုဘွဲကဗိတ်သိက်ပေးမလားလိုက်ရှာနေတဲ့တမန်ကျမ်းစာကိုကြည့်ပါနှစ်ကော1 21ပြန်တစ်ခါလိုက်ဆိုအောင်သင်တို့နှစ်ငါတို့ကိုခရစ်တော်၌တည်စေ၍ဗိတ်သိက်ပေးတော်သူကဖယားသခင်ပေသည်ဟာလေလုယာဒီနေ့ဒီမှာရှိတဲ့ညီကိုမောင်တို့မယေရှုကိုယုံကြည်လက်ခံတဲ့သူရဲ့အသက်တာထိုခရစ်တော်၌တည်ပြီးတော့တည်အောင်လဲကိုမလုံနိုင်ဘူးဖယားကပဲလုပ်ပြီးတယ်ဟာလေလုယာဗိတ်သိက်ပေးတာလဲပါလေဖယားဒါဆိုဒီမှာရှိတဲ့ညီကိုမောင်တို့မဗိတ်သိက်ရှိလားဗိတ်သိက်ရှိလားဟ
ပွဲဒီပွဲစီမှာဗိသိက်သွားယူစရာလိုလားအဲ့ဒါလို့ယူတဲ့လူကိုမှားတယ်လို့စံတိုးမဆိုလိုပါဘူးဒါပေမဲ့နားလဲစေချင်တာကကျွန်တော်တို့ကိုဘယ်သူဗိသိက်ပေးထားလဲဘယ်သူစီမှာတီးစေလဲဘယ်မှာတီးစေလဲခရစ်တော်၌တီးစေပြီးမှဗိသိက်ပေးတာကဘယ်သူလဲဟာလေလုယာကျွန်တော်တို့ခရစ်တော်၌တည်တဲ့လူအားလုံးဟာတကိုယ်ထဲမှာတည်ပြီးသားဖြစ်တယ်။ခိုင်ကနာမှာတည်တာမဟုတ်ဘူးလူမျိုးမှာတည်တာမဟုတ်ဘူးခရစ်တော်၌တည်ထားသောကြောင့်ကျွန်တော်တို့ကိုယ်ခန္ဓာဘယ်နှခုရှိလဲ။ကျွန်တော်လည်းခရစ်တော်၌သင်လည်းခရစ်တော်၌ဆိုရင်ကျွန်တော်တို့အားလုံးကိုယ်ခန္ဓာဘယ်နှခုလဲ။ဘာမှကွဲပြားစရာအကြောင်းမရှိဘူး။ဟာလေလုယာ။အာမင်။ဘာမှကွဲပြားစရာအကြောင်းမရှိဘူး။ကိုဘသူနဲ့ဆိုင်လဲဆိုတာကိုသိဖို့အရေးကြီးတယ်။ဘယ်သူနဲ့ဆိုင်လဲဘယ်သူနဲ့ဆိုင်လဲဘယ်သူလှုပ်ထားပြီးပြီလဲလှုပ်ပြီးပြီလားထပ်ပြီးလှုပ်เสียလို့သေးလား no လှုပ်ပြီးပြီလားသင်နဲ့ကျွန်တော်ဘယ်သူနဲ့ဆိုင်လဲဗမာတီလဲဗိတ်သိက်ပေးပြီးပြီလားဘယ်သူပေးတာလဲဟာလေလုယာရှင်တော်ကြီးကိုမောင်တို့မဒီကမပြန်ခင်မှာသိเสียအချက်နှစ်ချက်ရှိတယ်နံပါတ်1တစ်ချက်ကကျွန်တော်တို့အားလုံးခရစ်တော်၌တည်ပြီးသားဖြစ်တယ်ဗိသိက်ရှိပြီးသားနိကောတိ21ကျမ်းပိုက်မှတ်ထားမယ်နိကောတိလူတွေကမေးမဲ့မင်းကဘယ်သူဗိသိက်ပေးလဲဘုရားသခင်ပေးထားတာဘုရားသခင်ပေးထားတာတို့အားလုံးကွဲပြားစရာမလိုဘူးခရစ်တော်၌တည်ပြီးသားဖြစ်တယ်အာမင်ဒုတိယတစ်ခုထပ်ပြောမယ်ကိုကခရစ်တော်နဲ့ဆိုင်တယ်ဘာကြောင့်လဲခရစ်တော်၌တည်ထားပြီးသားဖြစ်တယ်ဒါကြောင့်သင်လည်းခရစ်တော်နဲ့ကျွန်တော်လည်းခရစ်တော်နဲ့ဟာလေလုယာခရစ်တော်နဲ့ဆိုင်ကြောင်းကိုဘယ်နေရာရောက်ဘယ်ပြဿနာနဲ့တွေ့ကိုဆိုင်နဲ့အရှင်ကြောင်းကိုကြော်ညာဖို့ဖြစ်တယ်တရက်ကြတော့ဓမ္မရာဆိုရင်ပထမဆောင်အခန်းကြီး19မှာဂေါလိယဆိုတဲ့လူထွက်လာတယ်ဒါဝိဒ်ကငယ်ငယ်လေးဂေါလိယအရက်က6တောင်တထွားအဲ့ဒီခေတ်တုန်းကပေရန်နဲ့တိုင်းရင်73ပေကျော်တယ်အဲ့ဒီခေတ်ကပေရန်နဲ့တိုင်းရင်တတောင်ကို25လက်မှရှိအခုခေတ်ကတတောင်ကို18လက်မှအဲ့ဒီခေတ်တုန်းကတတောင်ကို25လက်မှရှိ73ပေကျော်တယ်ဂေါလိယအကြီးဂေါလိယကသူဘသူနဲ့ဆိုင်လဲဆိုတာသူသိတယ်သူပြောသွားတယ်မင်းငါ့ကိုခွေးထင်သလားတဲ့ဒါဝိဒ်ကသူပြောသွားတယ်မင်းငါ့ကိုခွေးထင်သလားတဲ့သူဘသူနဲ့ဆိုင်လဲသူသိတယ်ဒါဝိဒ်ကဘာပြန်ပြောလဲသင်ကျိန်းပါတဲ့ကောင်းကင်ဘိုးချေအရှင်ထာဝရဘုရားရဲ့နာမနဲ့ငါလာတယ်ဟာလေလုယာပြဿနာဘလောက်ကြီးကိုနဲ့ဆိုင်တဲ့သူကိုကြွေးကြော်တာပဲကိုဘသူနဲ့ဆိုင်လဲဆိုတော့ကိုသိဖို့ရည်ကြီးတယ်အာမင်ဒါဝိဒ်ဘသူနဲ့ဆိုင်လဲသူဘသူနဲ့ဆိုင်လဲသူသိလားပြဿနာရှေးရောက်ရင်ပြဿနာကိုကြွေးကြော်လားကိုဘသူနဲ့ဆိုင်လဲဆိုတာကြွေးကြော်လားဒီနေ့ခမည်းရဲ့ရှေ့မှာပြဿနာအမျိုးမျိုးတွေးလိမ့်မယ်ဒါပေမဲ့ခမည်းပြဿနာကိုကြွေးကြော်ဖို့မဟုတ်ဘူးယောဂဖြစ်နေတဲ့လူတွေခုနပြောသွားပြီးပြီဆရာဒီကလာခုနပြောတဲ့အဲ့ဒီအတွက်ဆုမတောင်းနဲ့လုံးဆုမတောင်းရဘူးလို့သူမဆိုလိုပါဘူးတဲ့တေချာပြောသွားတယ်ကျွန်တော်ပြောမယ်ဓမ္မတိကာလမှာယေရှုခရစ်တော်အနာရောကျွန်တော်တို့အနာရောကယေရှုခံပြီးပြီလားခံပြီးပြီတစ်ပေနဲ့24မှာခံပြီးပြီအဲ့တော့ယေရှုရဲ့ထမြောက်ခြင်းတကိုးထဲမှာအနာရောဂါပါလာသေးလားအဲ့တော့ချက်တော်ကြီးကောင်မလားတင်းအထဲမှာအဲ့ဒီထမြောက်တဲ့ယေရှုရှိတယ်ဟာအာမင်အဲ့ဒီယေရှုရဲ့ထမြောက်ခြင်းထဲမှာတင်းအနာရောဂါကခံနိုင်စရာအကြောင်းမရှိဘူးအဲ့တော့ပြောမယ်ယေရှုကိုကိုယ့်ရဲ့အနာရောဂါသွားပြောရမှာလားအဲ့အနာရောဂါကိုယေရှုအကြောင်းပြောလိုက်ရမှာဟာလေလုယာဖယားသခင်စီကိုပြဿနာတွေသွားပြောရမှာလားအဲ့ပြဿနာကိုဖယားအကြောင်းပြောလိုက်ရမှာလားအနာရောဂါအိမ်မှာပြီးဝင်လာတာနော်တခါတည်းပြောမယ်မြင်သွားဟာလေလုယာခမရအိမ်မှာနေတယ်အနာရောဂါကိုပြောလိုက်သင်အိမ်မှာနေတယ်
ဒါမင်းဝင်ရမယ်အိမ်မဟုတ်ဘူးအာမင်ပြဿနာခမည်းစီရောက်လာရင်ဖယားသခင်ဒီပြဿနာကဒီကဲတင်တော်မူပါပြောခြင်းလဲပြောပေါ့ဘသူအိမ်လဲဆိုတာမသိရင်လဲပြောပေါ့ပြောခြင်းလဲပြောပါကိစ္စမရှိပါဘူးဒါပေမဲ့ကျွန်တော်ပြောမယ်အဲ့ဒီဝင်လာတဲ့ပြဿနာကိုဘသူကြောင့်ပြောလိုက်မလဲဒီပြဿနာငါ့ကိုမနိုင်ဘူးအာမင်ပေခြင်းကိုတောင်ရှင်စေတဲ့ထားမြောက်တဲ့ယေရှုကကျွန်တော်တို့အထက်မှာရှိနေတာအာမင်ဒါဆိုအဲ့ဒီပြဿနာကိုဘသူကြောင့်ပြောရမလဲအနာရောဂါကိုဘသူကြောင့်ပြောရမလဲဆင်းရဲခြင်းကိုဘသူကြောင့်ပြောရမလဲဆင်းရဲခြင်းဝင်လာတယ်ဟုတ်တယ်နောက်ဆိုရင်ပိုဆင်းရဲမှာဘာလို့လဲဆိုငါတို့ရှာကျွေးနေတဲ့လူလဲအလုတ်ပြုတ်သွားပြီဆိုတော့ဖယားသခင်ကိုတော့ပဲကြံတော့တယ်ဖယားကိုသွားပြီးပြဿနာကြောင့်တင်ပြကျွန်တော်သမီးရှိတယ်ပတ်စံပေးထားတယ်တခုခုလိုချင်သူကျွန်တော်စီလာမတောင်းသူပတ်စံပေးပြီးသားသူမှရှိပြီးသားဒါကြောင့်သူတီတင်တန်းမှာကျွန်တော်စီလုံးမလာဘူးသူပေးထားပြီးသားကျွန်တော်စီမလာချက်တော်ညီကိုမောင်တော်ခမည်းလက်ထဲမှာဖယားသခင်ပေးပြီးပြီလားပေးပြီးပြီလားအနာငြိမ်းခြင်းရောပြဿနာကိုကြော်နိုင်ခြင်းရောခတ်သိမ်းသောဆင်းရဲခြင်းတွေကလွတ်မြောက်ခြင်းရောဒါဆိုအဲ့ဒီအရာကိုပြောပြလိုက်ဖို့ပဲပြဿနာကိုဒီပြဿနာယေရှုခရစ်တော်အပြင်ငါအောင်မြင်ပြီးသားဖြစ်တယ်။နာယောဂယေရှုအပြင်ငါအောင်မြင်ပြီးသားဒီမှာနေလို့မရဘူးနေလို့မရဘူးချက်တော်ညီကိုမောင်နှမတမန်ကျမ်းစာမှာအခက်ခဲပြဿနာဆိုတာခဏလာတယ်အိမ်မှာပြီးဝင်လာတာမိုးမလင်းရင်သူထွက်သွားတယ်ဘာကြောင့်လဲသူ့အိမ်မှာဟုတ်မှန်သူသိသွားတယ်ကမှာထွက်သွားတယ်ဟာလေလုယာလိုက်ဆိုအောင်ညအခါငိုကြွေးခြင်းဟာလာတယ်တဲ့နက်နဲ့ရံမှာသူထွက်သွားတယ်ဟာလေလုယာခမည်းစီရောက်လာတဲ့ပြဿနာကအိမ်ရှင်လားဧည့်သည်လားရောက်လာတဲ့အနာရောဂါကအိမ်ရှင်လားဧည့်သည်လားအခန့်ကောင်းနေရင်တစ်သက်လုံးနေသွားလိမ့်မယ်ကျွန်တော်တို့အခန့်မဲ့ဧည့်သည်တွေမှာအဲ့ဒါမပါဘူးဟာလေလုယာဒါကြောင့်ချစ်တော်ညီကိုမောင်နှမယေရှုခရစ်၌ကျွန်တော်တို့ကိုဖခင်ကတည်စေပြီးပြီဗိသိက်အဲ့ဒီဗိသိက်ထဲမှာအနာရောဂါငြိမ်းချမ်းပါပြီးသားလားဂျမားကြီးပါပြီးသားလားပြဿနာကနေလွတ်မြောက်ခြင်းပါပြီးသားလားအောင်မြင်ခြင်းပါပြီးသားလားဟာလေလုယာနံပါတ်1မှတ်ထားပါဘာပဲလာဖခင်နဲ့မပတ်သက်တဲ့အရာတွေဝင်လာရင်သဘောပေါက်အဲ့ဒါဧည့်သည်ပဲအခန့်ကောင်းမနေနဲ့ပြောလိုက်အိမ်မှားနေတယ်မြန်ပြအာမင်အခန့်မကောင်းနဲ့မြန်ပြန်ပြောလိုက်ပါဒီကနေမပြန်ခင်ပေးလိုက်မယ်အဲ့ဒီလက်ဆောင်နံပါတ်1နံပါတ်2ကတော့ဒါဝိဒ်စီပြဿနာရောက်လာတယ်ဒါဝိဒ်ပါပြောလဲမင်းကျိမ့်ပါတဲ့ကောင်းကင်ဘုရားအရှင်ထာဝရဘုရားနဲ့ငါလာတာအဲ့ဘုရားရဲ့နာမနဲ့ငါလာတာသူနဲ့ဘုရားဆိုင်တာ तू သိလား तू သိလား तू နဲ့ဆိုင်တဲ့သူကို तू သိတယ်တင်ပြဿနာတွေ့ရင်တင်နဲ့ဘယ်သူဆိုင်လဲဆိုင်လားကိုဖယားနာမနဲ့ကိုဆိုင်ကြောင်းကိုကြွေးကြော်ပါဟာလေလုယာကိုနဲ့ဆိုင်တဲ့ဖယားကြောင်းကိုကြွေးကြော်ပါအဲ့လိုမျိုးကိုနဲ့ဖယားနဲ့ဆိုင်ကြောင်းသိရင်ဘယ်အရာကမှတင့်ကိုမနိုင်တော့ဘူးဟာလေလုယာဒါကြောင့်ဒီနေ့ကျွန်တော်ဝမ်းမြောက်ဖို့လိုလားဝမ်းမြောက်ဖို့လိုတာလားဝမ်းကိုမြောက်နေတာလားဝမ်းကိုမြောက်နေတာဘယ်သူနဲ့ဆိုင်လို့လဲယေရှုနဲ့ဒါဝိဒ်ကဘယ်သူနဲ့ဆိုင်လို့ဝမ်းမြောက်နေလဲဆိုင်လို့ဝမ်းမြောက်ပြဿနာရှိလားပြဿနာရှိလားဒါဝိဒ်ရှိမှပြဿနာရှိလားဒါဝိဒ်ကအခန့်လားအဲ့ဒီပြဿနာကို तू ဘယ်သူနဲ့ဆိုင်လဲဆိုတာပြောလိုက်တယ်ဖယားနဲ့ဆိုင်တယ်နော်ဖယားနာမနဲ့လာတာဟာလေလုယာအာမင်ကိုနဲ့ဆိုင်တဲ့အရှင်အကြောင်းကိုကြွေးကြော်လိုက်နောက်ဆုံးအဲ့ဒီပြဿနာအဲ့ရှင်မှာတုံလုံးလဲသွားရမယ်ဟာလေလုယာဟာလေလုယာအာမင်ဒါကြောင့်ချစ်တော်ညီကိုမောင်တို့ကဘယ်သူနဲ့ဆိုင်လဲဘယ်သူနဲ့ဆိုင်လဲယေရှုနဲ့ဆိုင်လားယေရှုနဲ့ဆိုင်တော်ကြောင့်ဝမ်းမြောက်တယ်ယေရှုနဲ့ဆိုင်တော်ကြောင့်ဝမ်းမြောက်တယ်ယေရှုနဲ့ဆိုင်တော်ကြောင့်ဟာလေလုယာဆရာတော်လုံးမရအောင်ဆရာနဲ့ကျွန်တော်အတူတူခုံမယ်ဆရာ
မမေ့နဲ့အဲ့ဒါဘယ်တော့မမေ့နဲ့အဲ့ဒါတွေကကျွန်တော်တို့ပြောကောင်းလဲလျှောက်ပြောတာမဟုတ်ဘူးတကယ်ကျွန်တော်တို့ဒီထက်ဆင်းသွားလို့ဒီမနေ့ပြန်ဆိုကျွန်တော်အကုန်ပြန်တော့မယ်ကိုယ်လုပ်ငန်းတွေကိုပြန်ဝင်ရမယ်ကိုယ့်ရဲ့မကြည့်ရှင်တဲ့လူနဲ့လည်းကိုပြန်ကြည့်ရမတွေ့ရှင်လည်းကိုပြန်တွေ့ရအဲ့ဒီခါမှာမှတ်ထားပါဘယ်တော့မမေ့နဲ့ကိုယ်ဘာတူလဲဆိုတာမှတ်ထားညီကိုမောင်တို့ကျွန်တော်တို့ကအောင်မြင်တော့သူတွေအဲ့ဒါဘယ်တော့မမေ့နဲ့အောင်မြင်တော့သူတို့ဘာလို့ကျွန်တော်ပြောလဲသိလားဒီလာညီကိုမောင်ကျွန်တော်ပြောပြမယ်အာဗြဟံကိုဘသူစစ်တိုက်တိုက်မနိုင်ဘူးဘာလို့သိလား तू ကလူမျိုးကြီးဖြစ်နေလို့လူအများကြီးကဘလောက်တိုက်တိုက်လူမျိုးကြီးကိုဘယ်တော့မှတိုက်လို့မရအောင်တင်ကလူအများကြီးဖြစ်ချင်မှဖြစ်လိမ့်မယ်ဒါပေမဲ့တင်ကလူမျိုးကြီးဖြစ်တယ်အာမင်ဟာလေလုယာအာမင်တင်ကဘာသူဖြစ်လဲလူမျိုးကြီးအော်ဘုရားသခင်ကအာဗြဟံပြောတာပါဆရာရဲ့ကျွန်တော်ပြောတာမဟုတ်ပါဘူးအာဗြဟံကိုပဲလူမျိုးကြီးလို့ပြောတာပါဆရာရဲ့ဒါကြောင့်အာဗြဟံတော့နိုင်မှာပေါ့နော်ညီကောင်မောင်မတို့လိုက်ဆိုဂလာတိခန်းကြီး3ငယ်ကိုမှာပြောလဲယုံကြည်သောသူတို့သည်ယုံကြည်သောအာဗြဟံနဲ့အတူကောင်းကြီးမင်္ဂလာကိုခံရကြ၏လိုက်ဆိုယုံကြည်သောသူတို့သည်ယုံကြည်သောသူဆိုကိုယ်နဲ့မဆိုင်လို့ဖြစ်နေယုံကြည်သောငါတို့သည်ယုံကြည်သောအာဗြဟံနဲ့အတူကောင်းကြီးမင်္ဂလာကိုခံရကြ၏ဆိုကျွန်တော်တို့ကယေရှုခရစ်တော်ယုံကြည်သောသူတွေဖြစ်တဲ့အတွက်ကြောင့်ဖခင်ကအာဗြဟံပေးတဲ့ဂတိတော်တွေအားလုံးကဘယ်သူနဲ့သက်ဆိုင်သွားလဲယုံကြည်သောသူတွေနဲ့ယုံကြည်သောသူနဲ့သက်ဆိုင်သွားတယ်ဟာလေလုယာဆိုယုံကြည်သောသူတို့ဒီယုံကြည်သောအာဗြဟံနဲ့အတူပါဖြစ်လေကောင်းကြီးမင်္ဂလာကိုခံရတယ်လို့ပြောတဲ့အတွက်ကြောင့်တို့ကလူအများကြီးမဖြစ်တဲ့ပုံမှာစိတ်မကောင်းဖြစ်နေတို့တွေကလူမျိုးကြီးဖြစ်တဲ့အတွက်ကြောင့်နင်းတဲ့နေရာတိုင်းမှာဘုရားရှင်ကောင်းကြီးပေးလိမ့်မယ်အာမင်ဟာလေလုယာတော့သင်နင်းတဲ့နေရာတိုင်းမှာဘုရားရှင်ကောင်းကြီးပေးခြင်းခံခြင်းလားခံခြင်းရင်ဘယ်တော့မမေ့နဲ့သင်လူမျိုးကြီးဆိုတာအာမင်လူမျိုးကြီးဆိုတာဘယ်တော့မမေ့နဲ့သင်ဘသူအဖြစ်လူမျိုးကြီးဖြစ်တာလဲယေရှုအဖြစ်ဘသူအဖြစ်လဲဘသူအဖြစ်လဲယေရှုဘသူအဖြစ်လဲယေရှုအဖြစ်သင်လူမျိုးကြီးဖြစ်တယ်လို့သင်ကိုယ်သင်သိနေရင်အဲ့လူမျိုးကြီးကိုလူအများကြီးဘလောက်တိုက်မနိုင်စေရဘူးသင်ကအောင်မြင်တော်သူဖြစ်တယ်ဟာလေလုယာဆိုတော့တပုတ်လောက်ဘာလဲယေရှုနဲ့ဆိုင်တော်ကြောင့်ယေရှုနဲ့အဲ့ဒါကမယ်ဆရာဘလို့ဖြစ်ကွာယေရှုနဲ့ဆိုင်တော်ကြောင့်ဝမ်းမြောက်သည်ယေရှုနဲ့ဆိုင်တော်ကြောင့်ဝမ်းမြောက်သည်ယေရှုနဲ့ဆိုင်တော်ကြောင့်ဝမ်းမြောက်သည်ဟာလေလုယာချီးမွမ်းလေး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 အာမင်အာမင်Amen, amen, 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 hallelujah, Jesus. Yeshu ne sai to jam, wan yao di. Yeshu ne sai to jam, wan yao di. Yeshu ne sai to jam, wan yao di. Hallelujah, Jesus. Amen, amen.Amen, amen, Chibali, amen, amen, Chibali, amen, amen, Chibali, amen, amen, hallelujah, yes sir, oh Chibali, amen, amen, Chibali, amen, amen, Chibali, amen, amen, oh Chibali, amen, amen, oh Chibali, amen, amen, oh Chibali, amen, amen, hallelujah.Amen. Amen. Hallelujah. အောင်မြင်တော်သူတွေဖြစ်တယ်အာမင်ဒါအောင်မှတ်တာအမြဲတမ်းမှတ်တာကိုဘယ်သူလဲဆိုတော့ကိုကဘယ်သူလဲအခုနပြောဆိုတို့မှာဘိတ်သိရှိလားရှိတယ်ဟိုရှိလားရှိတယ်ဒီနေ့ရှိလိုက်နောက်နေ့မရှိလိုက်လားမဟုတ်ဘူးအမြဲတမ်းရှိတယ်ဘယ်သူအဖြစ်လဲခရစ်တော်အဖြစ်တင်ဖျားเจ้าပုံမှာတက်တော့ဘိတ်သိတရားရှိလားဖျားเจ้าမှာတက်တော့ခါဘိတ်သိမရှိတော့ဘူးလားဘယ်သူအဖြစ်လဲယေရှုအဖြစ်ဒါပေမဲ့တခုတော့မမေ့နဲ့ကြောပြောမယ်ဆရာကြီးဘယ်နေဟင်းကဘာပြောလဲဆိုတော့တရက်မှာသူ့ကိုတပည့်တယောက်ကမေးတယ်sorry တရင်တော့တယောက်မေးတယ် how to maintain your anointing ကိုဘယ်လိုထိန်းသိမ်းလဲတဲ့
မိကိုမိသိပြီးတော့ဖယားသားသမီးနော်မနေ့ကလည်းတနေ့ကလားမကျွန်တော်ပြောတယ်ဘယင်မကြီးရဲ့သားတွေကနေချင်းလို့နေလို့ရလားနန်းတော်မှာနန်းတော်သားတွေနေရတဲ့ပုံစံနန်းဘယ်လိုခေါ်လဲနန်းကျင့်နန်းတွင်းသားမဟုတ်လေနန်းတွင်းမင်းကြီးမင်းသားမင်းမျိုးမင်းတွေတော်ဝင်အမျိုးတွေတော်ဝင် royal တော်ဝင်မိသားစုကသူတို့နေချင်းလို့နေလို့မရဘူးသူတို့စားတဲ့ပုံစံရှိတယ်သူတို့ရဲ့တခါစားဖို့သူတို့မှတော်လောက်ရတယ်သူတို့ဘာလို့လဲနေချင်းလို့နေလို့ရလားတွားချင်းလို့တွားလို့ရလားလောကသားလို့ရှောက်နေလို့ရလားဟိုမှာထိုင်ဒီမှာထိုင်ပန်းကြံမှာရှောက်ထိုင်လို့ရလားညီကောင်မောင်တို့မှတ်ထားကိုဘယ်သူလဲဆိုတာကိုသိကိုနေချင်းလို့မနေဘူးကိုနေရမယ့်ပုံစံတိုင်းပဲကိုနေတယ်အဲ့ဒါတော့ဘယ်တော့မမေ့နဲ့ဟာလေလုယာဟာလေလုယာသူများအထင်သေးအောင်နေစရာဘာအကြောင်းမှမရှိဘူးဟာလေလုယာဟာလေလုယာအဲ့တိုင်းတော့ဗိတ်သိရှိတော်သူတွေဖြစ်တယ်ဘေးနားမှာရှိသူပြောလက်ဆွဲနှုတ်ဆက်လဲဗိတ်သိရှိရတဲ့သူဗိတ်သိရှိတော်သူနဲ့လက်ဆွဲနှုတ်ဆက်လို့မင်္ဂလာရှိပါတယ်ဟာလေလုယာဟာလေလုယာခုနပြောတယ်ကိုဘသူလဲဆိုတာကိုသိရမယ်ကိုဘသူနဲ့ပတ်သက်လဲဆိုတာကိုသိရမယ်အခုနပြောတာကိုဘသူလဲကိုကဗိတ်သိရှိတော်သူဖြစ်တယ်ပြောကိုကဘသူလဲဟုတ်ပြီဆိုကိုကဘသူနဲ့ပတ်သက်လဲဟာလေလုယာဒါဝိဒ်ကဖခင်နဲ့ပတ်သက်တယ်ဆိုတာသိတဲ့အခါမှာဘာဖြစ်လဲအသားလေးပဲကြွေးကြော်တယ်ငါ့ဘက်မှာဖခင်ပါတယ်ငါ့ဘက်မှာဖခင်ပါတယ်ငါဘာကိုကြောက်အောင်ပါလဲငါ့ဘက်မှာဖခင်ပါတဲ့အတွက်ကြောင့်ငါဖခင်ငါအတွက်အကုန်ရှင်းပေးလိမ့်မယ်ရှေ့မှာပြဿနာတွေမရှိနိုင်ဘူးလားပြောပြဿနာတွေမရှိနိုင်ဘူးလားပြောလိုက်အဲ့ပြဿနာတွေအားလုံးဖခင်ကအကုန်ရှင်းပေးလိမ့်မယ်အကုန်ရှင်းပေးလိမ့်မယ်ပြောအကုန်ရှင်းပေးလိမ့်မယ်ယုံပါသလားအေးဒါမဲ့တင်ဘသူလဲဆိုတာတင်မသိတော့ရှုံးနေသွားလိမ့်မယ်အမြဲတမ်းမှတ်တာတင်ဘသူလဲတင်သိရမယ်ဘယ်တော့မမေ့နဲ့တင်ဘယ်တော့မှမနိုင်စေရဘူးအာဗြဟံပြောတဲ့ဂရိယာတင်နဲ့ဆိုင်လားတင်ကလူအများကြီးလားလူမျိုးကြီးလားလူအများကြီးလားလူမျိုးကြီးလားလူအများကြီးလားလူမျိုးကြီးလားလူမျိုးကြီးဆိုရင်နင်းတဲ့နေရာတိုင်းမှာလှုပ်သမျှအရာတိုင်းမှာဘုရားကောင်းကြီးပေးပြီးသားဖြစ်တယ်ဟာလေလုယာဟာလေလုယာ别说呀，哈利路亚。
chosen me. အမိမွန်းတဲ့ကနေရွေးချယ်တော်ဖခင်ပါ Love has called my name. I've been born again. ဘုရားမိသားစုဝင်ကျွန်တော်ဖြစ်ပြီးဖြစ်တယ် Family. Your blood flows ကျွန် through. တော်ရဲ့အသွေးထဲမှာယေရှုရဲ့အသွေးစီးဆင်းတာဖြစ်တယ် hallelujah I'm no longer a slave to fear. For I am a child of God. I'm no longer I'm no longer a slave to fear. For I am a child of God. sing it I'm no longer I'm no longer a slave to fear. For I am a child of God. You split the sea so I could walk right through it. My peace is grown in perfect love. You rescued me so I could stand and say, I am a child of God. sing it again you split the sea You split the sea so I could walk right through it. My fears were drowned in perfect love. You rescued me and I could stand and say, I am a child of God. I'm no longer a slave to fear, for I am a child of God. I'm no longer a slave to fear, for I am a child of God. hallelujah online မှာကြည့်နေရုပ်ချီသူညီကိုမောင်းပါတယ် online မှာကြည့်နေရုပ်ချီသူညီကိုမောင်းပါတယ်ဒီနေ့မှာခက်ခဲပြဿနာတွေရှိလိမ့်မယ်ဝမ်းနဲ့ချင်းတွေရှိလိမ့်မယ်ကြေကွဲချင်းတွေရှိလိမ့်မယ်စိတ်ပြည့်ချင်းတွေရှိလိမ့်မယ်မျောလင့်ခြင်းမဲ့စရာအကြောင်းတွေရှိလိမ့်မယ်တင်းလက်နှစ်ဖက်ပြောင်းလိုက်ပါ online မှာရှိတဲ့သူတွေအားလုံးကိုဒီမှာရှိတဲ့သူတွေအားလုံးမှာလက်နှစ်ဖက်ပြောင်းလိုက်ပါ online မှာရှိတဲ့သူတွေတောင်းနဲ့ချီပြီးတော့ online မှာကြည့်နေတာဖြစ်တယ် hallelujah oh Lord Jesus I'm no longer a slave to fear ကြောက်ချင်းတရားရဲ့ကျုံမဟုတ်တော့ဘူးကျွန်တော်တို့ဟာဘယ်အရာကမှကျွန်တော်တို့ခြောက်လှမ်းလို့မရတော့ဘူးဘာကြောင့်လဲလောကမှာအကြောက်ရဆုံးဆိုတဲ့တေခြင်းတရားကိုအောင်မြင်ခဲ့တဲ့ယေရှုခရစ်တော်သည်ကျွန်တော်ရဲ့အကိုကြီးဖြစ်တယ်ကျွန်တော်ရဲ့အဖဖြစ်တယ်ကျွန်တော်ကိုအချစ်ဆုံးဖြစ်တယ်ကျွန်တော်ကိုသူ့အသွေးနဲ့ရွေးနှုတ်ခဲ့တာဖြစ်တယ် oh hallelujah ကျွန်တော်ရဲ့ကယ်တင်ရှင်ဖြစ်တယ်တဲ့အာမင်္ဂလာတွေအလုံးယေရှုအကုန်ယူသွားပြီဖြစ်တယ်လဝကတဲ့ခြေရင်းမှာအကုန်ချထားပြီးပြီဖြစ်တယ် hallelujah ငါအတွက်ဖြစ်တယ်လို့သင်ခံယူရင်ယေရှုရဲ့အောင်မြင်ခြင်းဟာသင်ရဲ့အောင်မြင်ခြင်းဖြစ်တယ်ယေရှုရဲ့အောင်မြင်ခြင်းကသင်ရဲ့အောင်မြင်ခြင်းဖြစ်တယ်
ယေရှုလှုပ်ဆောင်ပေးခဲ့တဲ့အရာတွေအလုံးငါအတွက်ဖြစ်တယ်လို့အခုခံယူလိုက်ပါသင်ယခုပဲကျမ်းမာလိမ့်မယ်သင်ယခုပဲလွတ်မြောက်လိမ့်မယ်လက်ကိုမြောက်လဲစတင်ပြီးတော့ဘုရားခင်ပြုတ်ပေးတဲ့မင်္ဂလာတွေလက်ခံရယူကြရအောင် I receive it Lord hallelujah ကိုရောပြင်ဆင်ပေးတဲ့ကျမ်းမာခြင်းဒီကျွန်တော်အတွက်ဖြစ်လို့ယေရှုတင်တယ်စပြောပါကျွန်မအတွက်ဖြစ်လို့ယေရှုတင်တယ်ကိုရောပြင်ဆင်ပေးတဲ့အောင်မြင်ခြင်းဒီကျွန်တော်အတွက်ဖြစ်တယ်ကျွန်မအတွက်ဖြစ်လို့ယေရှုတင်တယ်ကိုရောပြင်ဆင်ပေးတဲ့ကြွယ်ဝခြင်းဒီကျွန်တော်အတွက်ဖြစ်တယ်ကျွန်မအတွက်ဖြစ်တော့ကြောင့်ယေရှုတင်တယ်ဆုံးရှုံးရကာလကုန်ဆုံးသွားပြီဝမ်းနည်းရကာလကုန်ဆုံးပြီခဏစားတော့ကောင်းကြီးပြန်ရစေပြီဖြစ်တယ်ကျိုင်းကောင်းစားတော့အရေးအတွက်အားလုံးကိုပြန်ပေါင်းပြီးတော့မှပြန်ကောင်းကြီးပေးမယ်နှစ်ဖြစ်တယ်ဆိုတာကိုစတင်ဝန်ခံပါစတင်ဝန်ခံပါ receive it 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 ကျွန်တော်တို့ဖြစ်တယ်ပြောပါကျွန်မတို့ဖြစ်တယ်ပြောပါကိုရောပေးခဲ့တဲ့လဝကတိမှာအောင်မြင်ခြင်းကျွန်တော်တို့ဖြစ်တယ်ကျွန်မတို့ဖြစ်တယ်ကျမ်းမာခြင်းကျွန်တော်တို့ဖြစ်တယ်ကျွန်မတို့ဖြစ်တယ်လွတ်မြောက်ခြင်းကျွန်တော်တို့ဖြစ်တယ်ကျွန်မတို့ဖြစ်တယ် ရရှိပြီဖြစ်လို့ယေရှုတင်တယ်ကိုရောကျမ်းမာခြင်းရလို့ယေရှုတင်တယ်ယေရှုအပြင်အောင်မြင်ခြင်းရလို့ယေရှုတင်တယ်ဝမ်းမြောက်ခြင်းရလို့ယေရှုတင်တယ်ဂိတ်တက်ခြင်းရလို့ယေရှုတင်တယ်အရာခတ်တဲ့အတွက်ယေရှုတော်ချီးမွမ်းပါတယ်အေးyou split the sea so I could walk right through itတော့ကြောင့်ကိုရောကိုယေရှုတင်တကိုယ်တော်နဲ့မဆခြင်းဒီဤနေရာမှာအလုံးလုံးနေတော့ကြောင့်ယေရှုတင်ဖယားရှင်ကိုတော်တိုင်ဒီအရက်မှာကိုတော်အလုံးလုံးနေတော့ကြောင့်ယေရှုတင်ကဘာအရက်ရက်က online နဲ့ကြည့်ရှုနေတော့သူများပေါ်မှာတန်ရှင်သောဝိညာဉ်တော်ဒီအလုံးလုံးနေပြီဖြစ်ကြောင်းယေရှုနာမ၌ကြေညာတယ်ဖယားရှင်အလုံးဒီရက်တန်သွားခြင်းမရှိဘဲနဲ့ဆက်လက်အလုံးလုံးနေအောင်မှာပြလို့နာမတော်ချီးမွမ်းပါတယ်တန်ရှင်သောဝိညာဉ်တော်ဘုရားသည်အောဝဲဆက်လက်ပြုသွားမယ့်အမှုများအတွက်မျော်လင့်လျက်ယုံကြည်လျက်ရခုံပါ၏ဖဟာလေလုယာဝိညာဉ်တော်ရဲ့မဆာခြင်းကိုသယ်ဆောင်သွားမယ့်ညီကိုမောင်တို့အားလုံးတက်ကိုယေရှုတင်ဖယားသည်ရွေးချယ်ထားတဲ့လူများကိုဒီနေရာမှာပို့ဆောင်လျက်ရွေးချယ်ကြောင်းအတည်ပြုသောကြောင့်ယေရှုတင်ယေရှုခရစ်တော်ထဲမှာရွေးချယ်ပြီးထည့်ထားသောကြောင့်ကိုရောကိုယေရှုတင်ထိုခရစ်တော်၌ဗိတ်သိက်ထားသောကြောင့်ကိုရောကိုယေရှုတင်ဗိတ်သိက်ထားကြောင်းကိုပြဿနာအခက်ခဲနဲ့ရင်ဆိုင်တဲ့အခါမှာတတ်သိထူမှပြလို့နာမတော်ကိုချီးမွမ်းပါ၏တန်ရှင်သောဝိညာဉ်တော်ဗျာအရောက်တိုင်းရဲ့တက်တာကိုဆက်လက်လမ်းပြပို့ဆောင်ပါဖယားရှင်ဒီကနေ့နောက်ဆုံးမဟုတ်ဘဲနဲ့ဘယ်တော့မှအဆုံးပြီးပဲဝိညာဉ်တော်အရောက်တိုင်းကိုနေ့တိုင်းအချိန်တိုင်းဆက်လက်ဖယားရှင်ဦးဆောင်လမ်းပြတော်မူပါ
ကိုတော့ဘုံနဲ့မဆာတော်မူပါဖယားဘုံဆောင်တဲ့သားသမီးတွေဖြစ်စေပါကြီးစွာသောနိုးထမှုကိုသဲဆောင်သောသူများဖြစ်စေပါသူတို့နင်းနဲ့မြဲတွေကိုယေရှုနာမနဲ့ကောင်းကြီးဖြစ်စေပါလေပြဿနာရှိတဲ့အိမ်ကိုတို့သားသမီးတွေရောက်တဲ့အခါမှာပြဿနာတွေထွက်သွားပါပြီကြောင့်ယေရှုနာမနဲ့ကြေညာတယ်သူတို့ရောက်တဲ့အိမ်ကဆင်းရဲခြင်းတွေလွင့်သွားမှဖြစ်လို့ကိုရောကိုယေရှုတင်တယ်ဒီသားသမီးတွေရောက်တဲ့အိမ်ကအနာရောဂါထွက်ပြေးသွားမှဖြစ်လို့နာမတော်ချီးမွမ်းပါတယ်ကားတိုင်းကထမ်းမြောက်တဲ့ယေရှုရဲ့နာမသည်ထိုသားသမီးတွေထဲမှာပါသွားမှဖြစ်လို့ကိုရောကိုယေရှုတင်တယ်ထာဝရကာလတိသေခြင်းကိုအောင်မြင်တဲ့ယေရှုခရစ်တော်ရဲ့နာမကိုသဲဆောင်မဲ့သားသမီးတွေဖြစ်ကြောင်းယေရှုနာမ၌ကြေညာပါတယ်စာရရဲ့နိုင်ငံဒီတနေ့ထက်တနေ့ဒီသားသမီးတွေအပြင်ကျင်းမြောင်ပြောက်ွယ်မှာဖြစ်လို့နာမတော်ချီးမွမ်းပါတယ်ယေရှုနာမ၌စာရရဲ့နိုင်ငံကိုမောင်းထောက်တယ်ဖယားသခင်ရဲ့နိုင်ငံတော်ဒီသားသမီးတွေအထက်ကနေတဆင့်သူတို့ရောက်လေရနေရာမှာတိထောင်မှာဖြစ်လို့နာမတော်ချီးမွမ်းပါတယ်မြောက်များစွာသောအသင်းတော်တွေနိုးထလာဖို့ဒီသားသမီးတွေကိုဆက်လက်ဖယားရှင်အသုံးပြုတော်မူပါအိုးဘယ်ကိုချီးမြှောက်တော်မူပါမြေကြီးစောတိတတ်တဲ့ဖြစ်မဲ့သားသမီးတွေဖြစ်နေကြောင်းယေရှုနာမ၌ဝန်ခံပါ၏ဖယားကိုယေရှုတင်တယ်ယေရှုတော်အပေါင်းကိုချီးမွမ်းပါတယ်ဤနိုးထဖို့လိုက်လုံးကြီးသည်ဤနေရာမှာအဆုံးမဟုတ်ပဲနဲ့နေရာနဲ့ပြန့်နှံ့သွားပါပြီကြောင့်ယေရှုနာမ၌ကောင်းကြီးပေးပါ၏လူမျိုးတကားစီကိုပြန့်နှံ့ပါပြီကြောင့်ယေရှုနာမ၌ကောင်းကြီးပေးပါ၏ယေရှုတော်အပေါင်းကိုချီးမွမ်းလျက်သခင်ယေရှုနာမ၌ယိုသေးစွာဆုတောင်းဆက်ကပ်အနံပါတယ်ဖဗျာအာမင်ဟာလေလုယာလူမျိုးကြီးဘယ်တော့မမေ့နဲ့တင်ပြဿနာတစ်ခုကြုံတွေ့လဲငါဘုရားနဲ့သက်ဆိုင်တော်သူဖြစ်တယ်တင်လူမျိုးကြီးဖြစ်တယ်ဒါတင်ဘယ်တော့မှမရှုံးနိုင်စေအောင်ဘယ်တော့မရှုံးနိုင်စေအောင်ဘယ်တော့မမေ့နဲ့အဲ့ဒါဘယ်တော့ဘယ်တော့မမေ့နဲ့တင်အဲ့ဒါကောင်းကောင်းသဘောတင်ဘသူလဲဆိုတာတင်သိပါတင်ဘသူနဲ့ဆိုင်လဲဆိုတာတင်သိပါတင်ကလူမျိုးကြီးဖြစ်တယ်ဆိုတာတင်သိပါအဲ့ဒါအမြဲတမ်းဆွဲခိုင်းတာဘယ်ပဲသွားဂျူးလူမျိုးတွေအောင်မြင်တာသူတို့ဘသူနဲ့ဆိုင်တယ်သူတို့အမြဲတမ်းသူတို့ကြွေးကြော်တယ်သူတို့အမြဲတမ်းဝန်ခံတယ်သူတို့လူမျိုးကြီးဆိုတာသူတို့အမြဲတမ်းဝန်ခံတာကြောင့်အောင်မြင်ခြင်းရတယ်ဒါမှသူတို့ယေရှုခရစ်တော်သူမသိသေးဘူးအာဗြဟံနဲ့ဆိုင်တဲ့ပရိညင်မဲ့သူတို့ရနေသေးတယ်ဒီနေ့အာဗြဟံတက်ကြီးတဲ့ယေရှုခရစ်တော်ရဲ့ပရိညင်နဲ့ဆိုင်တော်သူတွေတို့ဖြစ်တယ်တာ၍ကြီးတော်သူဖြစ်တယ်အာမင်တာ၍အောင်မြင်ခြင်းအကြောင်းရှိတယ်ဟာလေလုယာဟာလေလုယာ2019မှာတက်တဲ့အပြည့်နဲ့အောင်မြင်ခြင်းအပြည့်နဲ့ကျွယ်ဝခြင်းအပြည့်နဲ့ပြန်လဲဆုံးတွေ့ကြပါစို့ကြောက်တဲ့လက်ဆွဲနှုတ်ဆက်ရအောင်ကြောက်တဲ့လက်ဆွဲနှုတ်ဆက်ရအောင်အနည်းဆုံး10ရောက်ကြောက်တဲ့လက်ဆွဲနှုတ်ဆက်ရအောင်လက်ဆွဲနှုတ်ဆက်ရအောင်ပြန်တွေ့ကြမယ်နော်
ကို